စီတိုင်းကျွန်တော်ဆုတောင်းခြင်းနဲ့စတင်ကြရအောင်။ကျွန်တော်ဆုတောင်းကြပါစို့။အဖဖျားကိရဏနေတဲ့အတွက်ယေရှုတင်နေကိုရောရဲ့နှုတ်ကပတ်တော်မှာပျော်ရွှင်ခွင့်ရတဲ့အတွက်ယေရှုတင်နေနှုတ်ကပတ်တော်ဟာကျွန်တော်တို့ရဲ့ရှေ့ရှေ့မှာလင်းတော်မိခွက်ဖြစ်တယ်။ကျွန်တော်တို့ရဲ့တသက်တာကိုလမ်းပြပေးပါ။ကျွန်တော်တို့ရဲ့အားနည်းမှုကိုကိုရောဖော်ပြပေးပါ။ကျွန်တော်တို့ရဲ့မောက်မာမှုတွေကိုကိုရောချိုးဖဲပေးပါ။နှုတ်ကပတ်တော်ရင်းနဲ့ကျွန်တော်တို့ကိုစင်ကြယ်စေပါ။ကိုရောနဲ့တာ၍အကြောင်းဝင်စေပါကျွန်တော်တို့မရှင်းလင်းတဲ့အရာကိုဝိညာဉ်တော်ဖျားကျွန်တော်တို့ကိုဖော်ပြပါကျွန်တော်နားလည်မှုလွဲနေတဲ့အရာတွေကိုဝိညာဉ်တော်ဖျားကျွန်တော်တို့ကိုဆက်လက်ပြီးတော့တည်မှတ်ပေးပါကိုရောအလိုရှိရာတက်တာမှာအသက်ရှင်နိုင်ဖို့ကျွန်တော်တို့ကိုရောဆက်လက်ပြီးတော့ဖွင့်ပြပါနှုတ်ကပတ်တော်ဟာနှစ်ဖက်ထက်တော်ဓာဖြစ်တယ်ဒါကျွန်တော်နဲ့တကွဂျာနာမေသူရောက်စတဲ့ရဲ့နှလုံးသားကိုထိရှာပြီးတော့အသက်တာမှာတိဆောက်စရာဖြစ်ဖို့ဝိညာဉ်တော်ဖျားကျွန်တော်တို့ကိုဆက်လက်ပြီးတော့လမ်းပြပို့ဆောင်ကောင်းကြီးပြုပါမိကြောင်းကျွန်တော်တို့ရဲ့ Bible Study အစီအစဉ်ကိုလက်တော်တို့အနံဆုတောင်း၍အစာပြုတဲ့အခါမှာကနေပိုင်ရှင်ယေရှုခရစ်တော်နာမ၌ဆုတောင်းစကန်၍အစာပြုပါတော့ပါဗျာတခင်အာမင်။ကဲယေရှုတင်နေအဲ့လိုဆိုတော့ကျွန်တော်တို့သင်ခန်းစာကိုတွားရအောင်နော်။မနေ့ညကျွန်တော်တို့ assignment တချို့တော့သူတွေကျွန်တော်တို့ email ပို့လာတယ်ယေရှုတင်ပါတယ်ဘုရားသခင်ဆက်လက်ပြီးတော့ကောင်းကြီးပေးပါစေကျွန်တော်တို့တချို့တွေကလည်းကိုယ့်ဘာကိုယင်ထဲမှာပဲတင်ထားတဲ့သူတွေရှိမယ်နော်ဘုရားတွေ့ပါတယ်ဖះမြင်ပါတယ်အရောက်စတိုင်းကိုကိုတော့ကောင်းကြီးပြုပါစေတချို့တွေကတော့ရေးထားတယ်ဒါပေမဲ့ဆန့်ဆိုတဲ့ခလုတ်ကိုနေဖို့ဝင်ပေးနေတဲ့သူတွေရှိမယ်ဒါတွေကိုလည်းကိုတော့တိပါတယ်ကိုတော့မြင်ပါတယ်เนาะတချို့ကတော့မရေးဖြစ်ဘူးပေါ့ဒါတွေကိုလည်းကိုတော့တွေ့ပါတယ်เนาะအရောက်စတိုင်းကိုကိုတော့ဆက်လက်ပြီးတော့ကောင်းကြီးပေးပါစေအဲ့လိုဆိုတော့ကျွန်တော်တို့ကျမ်းပိုင်းတစ်ပိုက်ကိုဖတ်ရအောင်เนาะဒီတုတ်တန်ကျမ်းကိုလမ်းရအောင်တုတ်တန်ကျမ်းခန်းကြီး25ဖြစ်ပါလေတုတ်တန်ချမ်းခန်းကြီး25အပိုင်းငယ်နောက်ဆုံးပိုက်ဖြစ်တယ်28ဖြစ်တယ်တုတ်တန်ချမ်း25အပိုင်းငယ်28ဖြစ်ပါလေတွေ့လားတွေ့ရင်တယောက်တော့ကျေးဇူးပြု၍ဖတ်ပေးနိုင်လားတုတ်တန်ချမ်း25ဟုတ်ကဲ့对人间男性啊，安利那些许诺，ကိုယ်စိတ်ကိုမချောက်တင်းနိုင်သောသူသည်မြို့ရိုးပြိုပြက်၏ပြိုပြက်၌လင်းဟင်းလင်းရှိသောမြို့၌တူ၏ဟင်းလင်းရှိသောကျေးဇူမြို့းတ၌င်နေတူ၏အမှ80ချမ်းပိုက်ပဲမြို့ရိုးတွေ့လားကိုယ့်ရဲ့စိတ်ကိုမထိန်ချုပ်နိုင်တဲ့သူကမြို့ရိုးပြိုပြက်လျက်ရှိနော်မြို့ရိုးပြိုတဲ့သူကမြို့ရိုးမရှိတော့အထဲမှာဟင်းလင်းကျွန်တော်အားလုံးမြင်နေရတယ်အဲ့လိုနဲ့တူတယ်တဲ့နော်ဒါကြောင့်မင်းညကျွန်တော်ပြောလိုက်တဲ့ကျမ်းပိုက်ဒီကျမ်းပိုက်ဖြစ်တယ်နော်တချို့ညီကိုတွေတီကောင်းတီမယ်မတီးတဲ့သူတွေရှိမယ်ဒါတော့မင်းညဘူးကဲဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်တို့မြို့ရိုးအကြောင်းကိုလေ့လာတယ်နည်းနည်းပြန်ပြီးတော့ review ကိုတွားရအောင်ဒီနေ့မှဝင်လာတဲ့သူတွေလည်းရှိမယ်မြို့ရိုးဆိုတာနော်နံပါတ်1နိုင်ငံတနိုင်ငံရဲ့ဂုဏ်အထင်အဝါဖြစ်တယ်မျိုးရိုးတည်ရှိတယ်ဆိုတော့ဒီနိုင်ငံရဲ့ civilized ဖြစ်တယ်ဒီလူမျိုးတွေရဲ့ထွန်းကားမှုယဉ်ကျေးမှုเนาะသူတို့ရဲ့ထွန်းကားမှုတွေကိုဖော်ပြတာဖြစ်တယ်ပြီးရင်မျိုးရိုးဆိုတာကဒီနိုင်ငံတနိုင်ငံရဲ့လုံခြုံမှုကိုပေးတဲ့အရာဖြစ်တယ်ပြီးရင်နံပါတ်3မျိုးရိုးဆိုတာကဒီနိုင်ငံတနိုင်ငံမှာသူတို့ကဥပဒေရှိတယ်စီမင်းရှိတယ်စီးပေါင်ရှိတယ်ဒီလိုမျိုးဥပဒေစီမင်းစည်းကမ်းပေါင်းထဲမှာအသက်ရှင်တဲ့လူပေါင်းအဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့စာကိုဖော်ပြတယ်နောက်ဆုံးမြို့ရိုးဆိုတာကဒီနိုင်ငံတနိုင်ငံဒီလူမျိုးရဲ့နော်ဝိညာဉ်ရေးရာကိုဖော်ပြတာဖြစ်တယ်နော်ဝိညာဉ်ရေးရာမြို့ရိုးမရှိဘူးဆိုရင်ဒီလူမျိုးတွေရဲ့အသက်တာမှာနော်ဟင်းလင်းမြင်ရတကယ်လို့သူတို့ရဲ့အထဲမှာဘာဖြစ်နေလဲဆိုတဲ့စာအားလုံးကိုနော်တွေ့ရတယ်ဒါကြောင့်မြို့ရိုးကိုစိတ်နဲ့ခိုင်းနိုင်ထားတယ်ကိုယ်စိတ်ကိုမချုပ်တီးနိုင်တဲ့သူကမြို့ရိုးပြိုပြက်တကယ်လို့ဖြစ်တယ်တဲ့နော်ဒါကြောင့်မြို့ရိုးဆိုတာကျွန်တော်တို့ရဲ့ spirituality လည်းဖြစ်တယ်ဒါကြောင့်ဒီမြို့ရိုးမရှိတော့ဘူးဆိုတဲ့စာကိုနေဟမိကကြားတဲ့အခါမှာသူကငိုတယ်နော်ယောက်ျားတစ်ယောက်ရဲ့မျက်ရည်ကနော်အဲ့မှာကြားတယ်အဲဆို तू ဘယ်လောက်ထိကြေကွဲတယ် तू ဘယ်လောက်ထိခံစားရတယ်အဲ့ဒီအတွက် तू မှာ compassion ဘယ်လောက်ပြင်းထန်နေဆိုတဲ့စာကိုကျွန်တော်တို့မနေ့ညကကျွန်တော်လေ့လာခဲ့ပြီဒါပေမဲ့ तू ဒီ cap barrier ဖြစ်တယ်နော်ဖလားတော်ဝင်တယောက်ပဲဖြစ်တယ်ဖလားဆက်သားတော်သူဖြစ်တယ်သူ့ဘဝတစ်ခုလုံးကအစားအသောက်နဲ့ nutrition နဲ့ဆိုင်တဲ့စာတွေအစိတ်အသောင်းနဲ့ဆိုင်တဲ့စာတွေကိုသူလေ့လာခဲ့တယ်ဒီလိုမျိုးလူက engineer လုပ်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးဒါပေမဲ့เนาะဖခင်ကိုသူစုတောင်းတဲ့ခါမှာလုံးဝအစားအသောက်ကလူက engineer အလုပ်မှာဖခင်ကသူ့ကိုเนาะကောင်းကြီးပြုပြီးတော့အသုံးပြုခဲ့တယ်ဘယ်ကနေလာလဲသူ့ရဲ့ compassion
အဲ့ဒီ compassion အရာမှာဖခင်ကိုဆုတောင်းနေခိတလူလာလို့ခေါ်တဲ့เนาะကျွန်တော်တို့ရဲ့ calendar အရာ November December အဲ့ဒီအတွင်းကနေသူဆုတောင်းတာကဟိုးနောက်နှစ်เนาะနောက်နှစ် April လောက်ထိသူဆုတောင်းတာအဲ့လိုဆုတောင်းတဲ့ခါမှာဘာဖြစ်လာလဲဆိုရင်เนาะဖခင်ကသူ့ရဲ့ဆုတောင်းတဲ့ကိုနားညောင်းပြီးတော့မြို့ရိုးတည်ဆောက်ဖို့ရန်အတွက်ဖခင်ကသူ့ကိုရွေးချယ်တယ်သူ့ကိုရွေးကောက်တယ်ယနေ့ကျွန်တော်တို့ဘဝတက်တာမှာเนาะကျွန်တော်တို့ရဲ့အသက်တာမြို့ရိုးကျွန်တော်တို့ရဲ့အသင်းတော်မြို့ရိုးเนาะကျွန်တော်တို့ရဲ့ဒီ community ဒီမြို့ရိုးတွေကိုကျွန်တော်တည်ဆောက်တဲ့ခါမှာနံပါတ်1ကျွန်တော်တို့စီမှာ compassion နော်နံပါတ်1 compassion နံပါတ်2ကကျွန်တော်တို့ရဲ့ prayer နော်ငါတော့မလုပ်နိုင်ဘူးငါတော့မဖြစ်နိုင်ဘူးထင်တယ်ငါ့ကိုတော့ဖခင်ကဒီလမ်းအကြောင်းပဲပေးတာငါကဒီလိုပဲကြီးခဲ့တာဒါကြောင့်ဒီဘောင်ထဲမှာပဲဖခင်ငါ့ကိုသုံးမယ်လို့ထင်တယ်မဟုတ်ဘူးနော်မောရှေကနှစ်ပေါင်း40လောက်เนาะသူကဘုရင်ရဲ့သားတော်ဖြစ်နေခဲ့တဲ့သူဖြစ်တယ်နောက်ပိုင်းမှာဘာဖြစ်လဲဆိုရင်ဟိုးအနောက်အနှိမ့်ဆုံးတိုးချောင်းသားဘဝ40နှစ်ပေါင်း40ပြန်ကြာတယ်တိုးတွေကြောင်းရင်းနဲ့ပဲနေရတဲ့မောရှေကိုတနေ့တော့ခါမှာဖခင်ကခြုံပုတ်အဖြစ်မိလောင်ပြီးတော့မောရှေကိုဖခင်ခေါ်တယ်ငါဘဝကဒီလိုပဲပြီးတော့မလားငါဘဝကတော့တိုးချောင်းပြီးတော့ပဲပြီးတော့မလားဆိုပြီးတော့နေတဲ့မောရှေကိုဖခင်လက်တွေ့တုံးတာကလူမျိုးစုတစ်ခုလုံးကိုခေါ်ထုတ်လာတဲ့ခေါင်းဆောင်အဖြစ်ဖခင်ကသူ့ကိုတုံးတယ်ယနေ့ဒီမှာရှိတဲ့ညီကိုတွေဖင်လန်မှာငါဘဝကဒီလိုပဲဆုံးမလားတခြားနိုင်ငံတွေမှာရှိနေတဲ့သူတွေငါဘဝကဒီလိုပဲဆုံးတော့မလားလို့ကျွန်တော်တို့မထင်နိုင်နဲ့ဖခင်မှာ the sovereign God မှာဖခင်မှာအကြံစီရှိတယ်ထို့ဖခင်ကိုအနံပါထို့ဖခင်ကိုဆုတောင်းပါထို့ဖခင်လမ်းပြလိမ့်မယ်ဟုတ်ပြီနော်။ gain အဲ့လိုဆိုတော့ဒါမနေ့ကကျွန်တော်သင်ခန်းစာပေါ့မနေ့ညကအဲ့ဒီလောက်ထိကျွန်တော်ပြီးပြီဒီ screen share ကျွန်တော်ပြန်လုပ်မယ်နော်။နေဒီမှာတကပေါက်လေးတွေရှိတယ်နော်ဒါက80 ခါတော့ကနေဟမ်မိုင်ယာတိဆောက်ခဲ့တဲ့နော်မြို့ရိုး structure ဖြစ်တယ်ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာနော်ဒီလောက်ထိအများကြီးကိုသူဘယ်ကနေစမလဲသူက cap barrier ဖြစ်တယ်ဒီလိုမျိုးလူကဘယ်လိုမျိုးဘယ်ကနေစမလဲသူမသိဘူးဒါပေမဲ့နေဟမိုင်ယာအခန်းကြီး1မှာညတကောင်မှာသူမြို့ကိုလိုက်လေပတ်တယ်နော်လိုက်လေပတ်ရှုပြီးတော့သူဖျားနေပဲစကားပြောတယ်နောက်ဆုံးသူဘယ်ကနေစလဲဆိုရင် ship gate လို့ခေါ်တဲ့ဒီကနေစတယ်နော်ဒီကနေဒီ ship gate ကနေသူ့ရဲ့ starting point ကဒီကနေလာတယ်ဒီအခုကျွန်တော်တို့ဒီ gate တွေကိုတစ်ခုချင်းစီကျွန်တော်လေ့လာတော့မှာဖြစ်တယ်နော်အဲဆိုတော့ ship gate မနေ့ကကျွန်တော်လေ့လာတယ်ဒါပါလဲဆိုရင် getting ချင်းနော်ကျွန်တော်တို့ရဲ့မြို့ရိုးကိုကျွန်တော်တို့တည်ဆောက်မယ်ဝิญဉ်ရေးရာဆိုတော့ဘယ်ရစလဲကျွန်တော် getting ချင်းကနေစတယ်ကယ်တင်ချင်းရတယ်ယေရှုကိုယုံနေဆိုတာကတင်ပြီးသွားတာမဟုတ်ဘူး full stop ဖြစ်သွားတာမဟုတ်ဘူးအခုမှတင် starting point အဲ့ကနေစတယ်နော်ကျွန်တော်တို့ရဲ့ဝิญဉ်ရေးရာမျိုးရိုးကိုတည်ဆောက်တဲ့ခါမှာနံပါတ်1ကယ်တင်ချင်းငါဟာယေရှုကိုဘယ်လိုယုံတယ်ယေရှုကဖခင်အဖြစ်ငါယုံတာလားဒါမှမဟုတ် prophet တပါးအဖြစ်လောက်နဲ့ပဲငါယုံတာလားယေရှုဟာလူသားတစ်ယောက်တာနေဖြစ်တယ်ငါကဲတို့လူသားတစ်ယောက်တာနေဖြစ်တယ်ဆိုတဲ့အတွေးခေါ်နဲ့ကျွန်တော်ယေရှုကိုလက်ခံတာလားကျွန်တော်ဘယ်လိုမျိုးယုံတယ်အဲ့ဒီကမနေ့ညဒီမှာကျွန်တော်ဒီအကြောင်းတွေကိုဆွေးနွေးတယ်ကယ်တင်ချင်းရတဲ့သူစီမှာเนาะဒီဂျေဇုတော်เนาะဂျေဇုတော်အားဖြင့်ကယ်တင်ချင်းရတယ်ကျွန်တော်တို့ကိုဆုဂျေဇုပေးတယ်ဒီဆုဂျေဇုတွေကဘာဖြစ်လာဖို့လဲဆိုရင်ပွားများဖို့တိုးပွားဖို့ရန်အတွက်ဖြစ်တယ်เนาะသာသနာပြုဖို့ရန်အတွက်ဖြစ်တယ်ကျွန်တော်တို့ဟာဒီမှာ tower ပေါ်မှာရှိတယ် the watchman เนาะကင်းမျိုးစင်ပေါ်မှာရှိတဲ့ကင်းဆောင်တွေကဲတို့တော်လူတွေကျွန်တော်တို့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့မနေ့ညလေ့လာပြီဒီ fish cake လည်းမနေ့ကเนาะကျွန်တော်တို့တော်တော်များများတော့ကျွန်တော်ပြောခဲ့ပြီ fish cake ကเนาะဒီနေရာမှာဗာလဲဆိုရင် witnessing เนาะတက်တည်ဖြစ်ခြင်းเนาะတက်တည်ဖြစ်ခြင်းယုံကြည်ပြီးဆိုတဲ့အဆင့်မှာရက်နေလို့မရဘူးကျွန်တော်တို့ရဲ့မြို့ရိုးကတက်တည်ထူခြင်းတက်တည်ဖြစ်ခြင်းအတ္တတာဘက်ကိုကျွန်တော်တို့ဆက်ပြီးတော့တွားရလိမ့်မယ်ယေရှုဟာငါ၌ရှင်တယ်ဆိုတဲ့အတ္တတာဘက်ကိုကျွန်တော်တွားရလိမ့်မယ်ဟုတ်ပြီနော်အခုဒီအကြောင်းလေးကိုကျွန်တော်နည်းနည်းလေးဒီ fish cake မှာအကြောင်းအရာတစ်ခုကိုပြန်ပြီးတော့လေ့လာရအောင်ကျေးဇူးပြု၍ကျွန်တော်တို့ကောရိန္သုကိုနိုင်ရအောင်နော်ကောရိန္သုပထမဆောင်အခန်းကြီး1ကိုနိုင်ရအောင်1ကောအခန်းကြီး1ဖြစ်ပါလိမ့်ကောရိန္သုပထမဆောင်အခန်းကြီး1အပိုင်းငယ်နော်30ကနေအောက်ပိုင်းကိုကျွန်တော်ဖတ်မယ်နော်30ကနေအောက်ပိုင်းကိုကျွန်တော်ဖတ်မယ်နော်ညီအကိုတို့တင်တို့ရှိသမျှသည်စကားတညီတညွတ်သည်ဖြစ်၍အချင်းချင်းမကွဲပြားပဲစိတ်တဘောတတန်တမတ်သည်ရှိသည်နှင့်ဆိတ်ဆက်ဆုံနေကြမည်အကြောင်းငါတို့သခင်ယေရှုခရစ်၏နာမတော်ကိုအမိပြု၍တင်တို့ကိုငါနိုးစော်တောင်းပန်ပါ၏အကြောင်းမူကားငါညီကိုတို့တင်တို့သည်အချင်းချင်းမသိရန်တွေ့ချင်းရှိသည်ကိုခလောဤအိမ်သားအချို့တို့သည်ပြောကြ၏
တင်းတို့ဒီငါဒီပေါ်လူတပည့်ဖြစ်၏ငါဒီအာပေါ်လူတပည့်ဖြစ်၏ငါဒီကေဖတပည့်ဖြစ်၏ငါဒီခရစ်တော်တပည့်ဖြစ်၏ဟုအတီးတီးပြောကြတော့ကြောင်းငါဆိုရ၏ခရစ်တော်သည်ကွဲပြားတော်ပေါ်လူသည်တင်းတို့အတွက်လဝါကနိုင်မှတည်ခံပြီးတော့တို့မဟုတ်တင်းတို့သည်ပေါ်လူဤနာမ၌ပရိစ္ဆန်ကိုခံကြပြီးတော့ဟုတ်ပြီအမှခဏရေးရအောင်အဲဆိုဒီကိုရိန္သုအသင်းတော်ကိုရိန္သုအသင်းတော်မှာနော်သူတို့ဟာယုံကြည်သူဖြစ်တဲ့အခါမှာပုံသက်တည်ဖြစ်ဖို့နော်ပုံသက်တည်ဖြစ်ဖို့တဲ့ဒီအသင်းတော်ကပုံသက်တည်မဖြစ်ဘဲနဲ့ဘာတွေဖြစ်နေလဲဆိုရင်ကွဲပြားနေနော်ဒီအသင်းတော်ထဲမှာဟိုဟာသူတို့ထဲမှာနော်တယောက်နဲ့တယောက်ကြားထဲမှာခွဲခြားနေတယ်တယောက်နဲ့တယောက်ကြားထဲမှာကွဲပြဲနေကြတယ်နော်ဘာတွေကွဲပြဲနေလဲဆိုရင်နော်အချင်းချင်းကြားထဲမှာလေနော်အချင်းချင်းကြားထဲမှာအာဒီအပိုင်ငယ်ရန်တွေ့ချင်းရှိတယ်အပိုင်ငယ်7မှာနော်တင်တို့အချင်းချင်းမတင်နဲ့နော်တင်တို့အချင်းချင်းမတင်မြတ်ကြဘူးတင်တို့အချင်းချင်းကြားထဲမှာရန်တွေ့ချင်းတွေရှိတယ်တင်တို့ချင်းချင်းကြားထဲမှာတယောက်နဲ့တယောက်ကြားထဲမှာမာနတွေပြိုင်နေကြတယ်နော်ငါတို့ဟာပေါ်လူတပည့်ဖြစ်တယ်ငါတို့ဟာကေဖဖြစ်တယ်ငါတို့ဟာခရစ်တော်ဖြစ်တယ်ငါတို့ဟာအာပေါ်လူဖြစ်တယ်ဆိုပြီးတော့မင်းတို့ဟာအချင်းချင်းကြားထဲမှာကွဲပြဲနေကြတယ်ရန်တွေ့နေကြတယ်ပြိုင်နေကြတယ်ဆိုပြီးတော့ပေါ်လူကဒီအကြောင်းကိုပြောတယ်ဒီဟာရန်စိတ်ဝင်စားဖို့ကောင်းတယ်နော်အဲဆိုတော့ကျွန်တော်ဒီအကြောင်းလေးကိုပြောချင်တယ်ဘာကြောင့်ကျွန်တော်ဒီဟာကိုပြောချင်လဲဆိုရင်အခုဒီနေရာမှာကြည့်ပါကိုရိန္သုအသင်းတော်ဆိုတာကတမန်တော်ဝတ္ထုအခန်းကြီး18ဒီမှာကျွန်တော်ဖတ်တဲ့ခါမှာအဲ့ကနေစနော်ပေါလုကအမှန်တော့တမန်တော်ဝတ္ထုအခန်းကြီး15မှာပေါလုကသူ့ရဲ့ second mission trip ပေါ့သူပြန်ပြီးတော့သူတွားခဲ့တဲ့ Asian Minor ဒီဝင်းကျင်ကိုသူပြန်ပြီးတော့တွားချင်တယ်အဲ့ဒီဝင်းကျင်မှာသူဆက်ပြီးတော့တရားဟောချင်တယ်ဒါပေမဲ့ညအခါမှာဘုရားကသူ့ကိုယူပါယုံပေးတယ်နော်ဒီ Macedonia လို့ခေါ်တဲ့ပုဂ္ဂိုလ်80ဘက်ချမ်းကလူတွေကတမန်တော်ဝတ္ထု16လောက်မှာနော်80ဘက်ချမ်းကလူတွေကပေါ်လူငါတို့စီကိုလာခဲ့လို့ပြောတယ်ပြောတဲ့ခါမှာအော်ဖခင်ကငါ့ကိုအဲ့ဘက်ကိုလွတ်တယ်ဆိုပြီးတော့ဥရောပကိုရောက်လာတယ်ဟုတ်တယ်မလားဥရောပကိုရောက်လာတဲ့အခါမှာသူအမှစပြီးတော့သူသွားတယ်အေသင်မြို့ကိုရောက်တယ်နော်အေသင်ကောရိန္တွေကိုသူရောက်လာခဲ့တယ်အဲ့လိုပဲကောရိန္ကိုသူရောက်တဲ့အခါမှာတဲ့ပေါ်လူနဲ့အတူဘယ်သူရှိလဲဆိုရင်ပိကိလာနဲ့အာဂူလာလို့ခေါ်တဲ့လင်မယားလေးရှိတယ်နော်ဒီလင်မယားနှစ်ယောက်ကလူမျိုးမတူအဲဆိုတော့ပီကီလာကသူကဘာတူလဲဆိုရင်ဒီအီတလီနိုင်ငံသားဖြစ်တယ်နိုင်ငံသူဖြစ်တယ်နော်ပီကီလာကအီတလီနိုင်ငံသူအာဂူလာကယူဒလူမျိုးဖြစ်တယ်ဒီယူဒနဲ့အီတလီနဲ့ကလေမယားအဲ့ခါမှာသူတို့လူမျိုးမတူအဲ့မှာနိုင်ငံရေးကပြဿနာဖြစ်လာတယ်နိုင်ငံရေးကဘာတွေဖြစ်လာလဲဆိုတော့ရိုးမမှာနော်တခြားလူမျိုးတွေနေခွင့်မရှိဘူးဆိုပြီးတော့နော်မောင်းထုတ်တဲ့အခါမှာရောမမှာယူဒတွေနေလို့မရတော့ဒါကြောင့်အာဂူလာဖြစ်တဲ့ယောက်ျားကသူကရောမကနေထွက်ရတော့မယ်ဒါကြောင့်ဒီရောမကနေသူထွက်ပြီးတော့ဘေကိုရောက်လာလေဆိုရင်အေဒင်ကိုသူရောက်ခဲ့တာဖြစ်တယ်ဒီကောရိန္သုရှိတဲ့နေရာကိုသူရောက်လာတယ်အဲဆိုတော့ကောရိန္သုကိုသူရောက်လာတဲ့အခါမှာသူကဘာလုပ်လဲဆိုရင်တဲရှင် tent maker အလုပ်ကိုလုပ်ပြီးတော့ပီကီလာနဲ့အာဂူလာလင်မယားအပါဝင်အဲ့မှာသူတို့ကတရားဟောနေကြတရားဟောပြီးတော့သူတို့အဲ့လိုမျိုးလုပ်နေတာအဲ့ခါမှာဘယ်သူရောက်လာလဲဆိုရင်ပေါ်လူလည်းပြန်ရောက်လာတယ်ပေါ်လူလည်းရောက်လာပြီးတော့ပီကီလာအာဂူလာရဲ့ပေါ်လူရဲ့သူတို့၃ယောက်ပေါင်းပြီးတော့ tent maker အလုပ်ကိုလုပ်ပြီးတော့ပေါ်လူဟာနေ့စဉ်နေ့ညမပြတ်အဲ့ဒီကောရိန္သုမှာသူတရားဟောတယ်ကျမ်းစာသင်ပေးတယ်အဲ့အကြောင်းမလို့ကောရိန္သုအသင်းတော်ဆိုတာဖြစ်ခဲ့အဲ့ကနေစအဲဆိုကောရိန္သုအသင်းတော်ဖြစ်လာတဲ့အခါမှာသူ့ရဲ့ background ကအစောပိုင်းကယုံကြည်တော်သူတွေကနော်တာမန်ယုံကြည်သူတွေပဲအလုပ်လုပ်တဲ့သူတွေပေါ်လူနဲ့ပီကီလာအာဂူလာတို့အတူတူအလုပ်လုပ်ပြီးတော့နော်သူတို့ tent maker လုပ်ပြီးတော့တရားဟောတဲ့အုပ်စုတွေအဲ့ဒီတာမန်အလုပ်လုပ်တဲ့နော်အောက်ခြေလူတန်းစားတွေကပြောင်းနေလာတယ်ဒါပေမဲ့နောက်ပိုင်းမှာပေါ်လူကတခြားဘက်ကိုတာသနာပြန်သွားတဲ့အခါမှာဒီအသင်းတော်ကိုဘယ်သူရောက်လာလဲဆိုရင်အာပေါ်လူလို့ခေါ်တဲ့ပုဂ္ဂိုလ်ကရောက်လာဒီအာပေါ်လူကြတော့သူကအာဝဇန်ရမ်းရွှင်သူကအာဝဇန်ရမ်းရွှင်တယ်ဒါပေမဲ့သူ့မှာ strong theology เนาะဒီ doctrine နဲ့ပတ်သက်ပြီးတော့သူကောင်းကောင်းမခိုင်သေးဘူး theology doctrine မခိုင်ဘူးဒါပေမဲ့အာဝဇန်တော့အရင်ကောင်းတယ်အာဝဇန်အရင်ရှင်တဲ့ခါမှာလူတွေကတော့အရင်စိတ်သက်တက်ကြွတယ်ဒါပေမဲ့သူ့ရဲ့ theology ကเนาะလိုအပ်ချက်ရှိတယ်ဒါကြောင့်ပီကီလာနဲ့အာဂူလာကလင်မယားနှစ်ယောက်ကအာပေါ်လူကိုပြန်ပြီးတော့ build up လုပ်ပေးတယ်ပြန်ပြီးတော့ကောင်းကောင်းလေး follow up လုပ်တဲ့ခါမှာအာပေါ်လူကဓမ္မဆရာကောင်းဖြစ်လာတယ်ဒါကြောင့်အာပေါ်လူကြောင့်အာဝဇန်ရှင်နဲ့အာပေါ်လူကြောင့်အထက်တန်းတော်တန်းစားတွေကပြောင်းနေလာနော်ပညာရှိတဲ့အထက်တန်းတော်တန်းစားတွေကအသင်းတော်တွေကိုပြောင်းနေလာတဲ့အခါမှာပြဿနာကအဲ့မှာစအဲဆိုတော့အောက်ခြေလူတန်းစားနဲ့အထက်တန်းတော်အတန်းစားတွေကဒီအသင်းတော်တွေကိုဝင်လာတဲ့အခါမှာဒီအသင်းတော်မှာကွဲပြားလာတယ်နော်ဒီအသင်းတော်မှာကိုယ်အိမ်မှာရောက်ရင်တော့ကြိုနဲ့တခင်နဲ့
နော်ကျွန်ကထမင်းဟင်းပြင်ပေးရမယ်သခင်ကအေးစေးစားမယ်ဒါပေမဲ့အတင်းတော်ရောက်ရင်မရတော့အတင်းတော်မှာအကုန်လုံးကခရစ်တော်နဲ့ညီကိုတွေပဲဆိုတဲ့အခါမှာပြဿနာတွေဖြစ်တယ်ပြီးရင်အတင်းတော်ထဲမှာယူဒနဲ့ဟေလတနဲ့ဟေလတလူတွေကတော့စားလို့ရတယ်ယူဒတွေကတော့ဟိုရမစားဒီရမစားအသွေးမစားနော်အသားမစားဒါမျိုးတွေဖြစ်ဒီအခါမှာအတင်းတော်ထဲမှာ status တွေကွဲတယ်မင်းကကျွန်ဖြစ်တယ်မင်းက free man ဖြစ်တယ်ငါတို့က lord သခင်တွေဖြစ်တယ်ဆိုတော့ဒီ status တွေအတင်းတော်ထဲမှာကွဲလာတယ်အတင်းတော်ထဲမှာလူမျိုးရေးတွေကွဲလာတယ်ဒီလိုကွဲပြီးတော့ပြဿနာတွေမျိုးစုံဖြစ်နေတဲ့အခါမှာဒီသတင်းကိုပေါလုကကြားလို့ပေါလုကဒီကောရိန္သုစာဆောင်ရေးပြီးတော့ကောရိန္သုအသင်းသူအသင်းသားတွေကိုသူပြန်ပြီးတော့နော်တိဆောက်ပေးတဲ့အလုပ်ကိုသူလုပ်တာဖြစ်တယ်ဟုတ်ပြီနော်ဒါသူရဲ့နောက်ခံ background တွေအဲ့ဆိုဒီလိုမျိုးလုပ်တဲ့အခါမှာပေါလုကပြောတယ်ခလောဤအိမ်သူအိမ်သားတွေငါ့ကိုပြောတယ်ငါ report ကြားတယ်ငါအလကားမင်းတို့ကိုရှောက်ရွှီးနေတာမဟုတ်ဘူးမင်းတို့အသင်းတော်မှာဖြစ်နေတဲ့ပြဿနာကိုငါခလောဤအိမ်သူအိမ်သားတွေစီကနေငါ report ရတယ်သတင်းကြားတယ်ဒါကြောင့်လို့ငါရေးလိုက်တယ်မင်းတို့အထင်းမှာဘာကြောင့်အာပေါလုဘာကြောင့်ပေါလုဘာကြောင့်ကေဖဘာကြောင့်ခရစ်တော်ဆိုပြီးတော့မင်းတို့မာနထောင်နေတယ်လေပေါလုရဲ့နံပါတ်1 concern ကအဲ့ရပဲကိုရိန္သုအသင်းတော်မှာနံပါတ်1ပေါလုရဲ့ concern ကအဲ့ရမင်းတို့အသင်းတော်ထဲမှာဘာကြောင့်တယောက်နဲ့တယောက်ဒီလိုမျိုးဖြစ်နေလဲအဲ့ဟာအဓိကဘာကိုပြောချင်လဲဆိုရင်ငါတို့ကပေါလုဆိုပြီးတော့ပြောနေတဲ့သူတွေကနော်ဒီအသင်းတော်ကိုစတီထောင်တာငါတို့ကဆိုပြီးတော့မာနထောင်တာဝိညာဉ်မာနထောင်တာငါတို့ကပေါလုဆိုတာငါတို့က founder တွေငါတို့ကဒီအသင်းတော်ကိုစခဲ့တဲ့နော်အစပြုခဲ့တဲ့သူတွေကဆိုပြီးတော့ pioneer ကဆိုပြီးတော့ကိုလက်မထောင်တဲ့သူတွေနောက်တစ်ခုအာပေါလုဆိုတဲ့ပုဂ္ဂိုလ်ငါတို့ကအာပေါလုဆိုပြီးတော့ကြွေးကြော်နေတဲ့ကောင်တွေကြတော့ငါတို့ကဒီအသင်းတော်ကိုပတ်စံထည့်တာငါတို့ကဒီအသင်းတော်ကိုပို့ပြီးတော့တိုးပွားအောင် idea တွေပေးတယ် strategy တွေဆွဲတယ်ငါတို့ကပို့ပြီးတော့ build up လုပ်တာငါတို့ကပို့ပြီးတော့အချိန်ပေးတာဆိုတဲ့အုပ်စုတွေဒါမျိုးအုပ်စုတွေနောက်တစ်ခုကဟောမင်းတို့ကအဲ့လိုလားမင်းတို့ကအသင်းတော်ရဲ့ founder တွေဟာမင်းတို့ကအသင်းတော်ကိုပတ်စံထည့်တဲ့ကောင်တွေဟုတ်ပြီဒါဆိုရင်မင်းတို့ကယ်တင်ခြင်းမရခင်ကတည်းကနေငါတို့ကကယ်တင်ခြင်းညပြီးသွားပြီငါတို့ကကေဖဟေကေဖပေါလုနဲ့အာပေါလုမရှိခင်ကေဖဆိုတာရှိခဲ့တယ်ဟေ့ငါတို့ကတော့ကေဖဆိုပြီးတော့မင်းတို့ကယ်တင်ခြင်းတော့မရခင်ကတည်းကနေငါကယ်တင်ခြင်းရပြီးသွားပြီဆိုတော့ဒီကိုဝိညာဉ်ရေးရာထောင်လွှားနေတဲ့အုပ်စုကတစုအဲ့မှာနောက်ဆုံးအားလုံးထက်အဆိုးဆုံးကအော်မင်းတို့ကဒီလိုလားဒါဆိုရင်ငါတို့ကခရစ်တော်ဟေ့ခရစ်တော်ဟေ့ဆိုတော့ထားဖြစ်ငါတို့ကမင်းတို့အားလုံးထက်မြတ်တယ်ဟေ့ငါတို့ကခရစ်တော်ရဲ့တပည့်ဆိုပြီးတော့ကိုဝိညာဉ်ရေးရာမှာအယံကိုမြင့်တာအယံကိုသူများထက်တာတယ်ဆိုပြီးတော့ကြွေးကြော်တဲ့အုပ်စုအဲ့လိုနဲ့အသင်းတော်မှာပြဿနာတွေဖြစ်အသင်းတော်မှာကွဲနေကြတယ်အဲဒါကြောင့်ပေါလုကဒီအသင်းတော်ကိုသူ straight เนาะဒီအသင်းတော်ကိုဒီ target straight the point သူသွားတယ်ဘာသွားလဲဆိုရင်ယနေ့ကျွန်တော်တို့အသင်းတော်မှာဒီလိုမျိုး question တွေဒီလိုမျိုးပြဿနာတွေရှိတယ်ဆိုရင်ကျွန်တော်တို့မေးရမယ့် question 3 ခုရှိတယ်ကျွန်တော်တို့မေးရမယ်ကျွန်တော်မေးရမယ့် question 3 ခုရှိတယ်ဒါပေါ်လူကိုယ်တိုင်ကျမ်းစာကဖော်ပြခဲ့ဘာပြောလဲဆိုရင်အဲကျမ်းစာကိုကြည့်အောင်အပိုင်းငယ်73ကိုကြည့်မယ်အသင်းတော်ထဲမှာကိုငါတို့ကပေါ်လူငါတို့က founder ငါတို့ကပတ်စံထဲတဲ့ကောင်ငါတို့ကတော့မင်းတို့ထက်ခရိယန်ဖြစ်တာဆိုတယ်ငါတို့ကတော့မင်းတို့ထက်ပိုပြီးတော့ကိုဖြောင်းမဲ့တဲ့သူငါတို့ကခရစ်တော်ရဲ့တပည့်ဟိတ်ဆိုပြီးတော့ကိုအရန်ဝါကြွားနေတယ်ဆိုရင်တဲ့ okay မင်းတို့ဒီ question 3 ခုကိုဖြေပါတဲ့ပေါ်လူမေးတဲ့ question နံပါတ်1 question ပေါ်လူဘာပြောတယ်လဲခရစ်တော်ဒီကွဲပြားတယ်လို့ the first question နော်ငါတို့ရဲ့ကယ်တင်ခြင်းငါတို့ရဲ့ယုံကြည်ခြင်းဘယ်ကစတယ်လဲဆိုရင်ခရစ်တော်ကနေစတယ်နော်ခရစ်တော်ဒီနော်ကျွန်တော်တို့ရဲ့ ultimate အာနော်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဘယ်ကလာ person ယေရှုပဲယေရှုခရစ်တော်ပဲအဲဆိုအဲ့ဒီယေရှုခရစ်တော်ကကွဲပြားသလားယေရှုဟာကချင်တွေကိုပဲကယ်တင်ခြင်းပေးတယ်ယေရှုဟာချင်းတွေကိုပဲကယ်တင်ခြင်းပေးတယ်ယေရှုဟာဗမာတွေကိုပဲကယ်တင်ခြင်းပေးတယ်ဆိုပြီးတော့ယေရှုမှာကွဲပြားတဲ့စိတ်ယေရှုမရှိသလားအဲနံပါတ်1ကျွန်တော်ဖြေပါတဲ့နော်ငါတို့ဟာကချင်တွေဖြစ်တယ်ငါတို့ဟာချင်းတွေဖြစ်တယ်ငါတို့ဟာနော်မင်းတို့ထက်ပိုပြီးတော့ခရိယန်ဖြစ်တာဆိုတယ်ငါတို့ဟာမင်းတို့ထက်ပိုပြီးတော့အမှုတော်ကိုဆောင်ခဲ့တဲ့အတွေ့အကြုံရှိတယ်ဆိုပြီးတော့ဝါကြွားရလာအောင်မင်းကိုးကွယ်နေတဲ့အဲ့ဒီယေရှုကအဲ့လိုမျိုးအဆင့်တန်းကြီးခွဲခြားရဲ့လားနံပါတ်1အဲကြောင့်ခရစ်တော်ဒီကွဲပြားသလားအဲ့ဒီ question the first question ဒါကျွန်တော်တို့ဖြေရမယ့် question နံပါတ်2သူမေးတဲ့ question ဘာပြောတယ်လဲဒီနေရာမှာလဝါကတိုင်းမှာအသေးခန္ဓာကပေါ်လူလားတဲ့ဘသူကလဝါကတိုင်းမှာအသေးခန္ဓာလေတဲ့နော်လဝါကတိုင်းမှာအသေးခန္ဓာပေါ်လူလည်းမဟုတ်ဘူးနော်လဝါကတိုင်းမှာအသေးခန္ဓာကယေရှုခရစ်တော်ဖြစ်တယ်နော်ယေရှုဟာကျွန်တော်တို့အတွက်အသေးခန္ဓာဖြစ်တယ်ခဏလေးနော်ကျွန်တော်ရဲ့ဒါလေးကဒီမှာပေါ်လုံးလာကန်နေ Watch out please
I'm leading Bible study. Can you go outside and play? Go. Sorry, they are not gonna leave. sorry ပဲနော်ခုနအပြင်ထွက်သွားလို့ကိုရင်တိုဩဝါဒစာပထမစာဆောင်လားကျမ်း ပထ ပိုက် မ နေ စာဆုံးအခန်းပထမစာဆုံးအပိတ်ငယ်30ကနေ 한지 때 강에 드세요 니사. ဟုတ် အေးကျေးဇူးပဲဟိုဟာတကယ်လို့ကျွန်တော်စကားပြောတာမြန်သွားရင်ပြန် remind ပေးလေနော်ဟိုတစ်ကောရင်တူပထမစာဆောင်အခန်းကြီး1အပိုင်ငယ်30ကနေအောက်ပိုင်းမှာနော်အခုအပိုင်ငယ်73ကိုကျွန်တော်တို့ဖတ်နေတယ်အာဒီလိုတွားရအောင်ကျွန်တော်ဒီမှာ screen share လုပ်ပေးမယ်ကျန်းစာပြမယ်နော်ဆိုတော့ဒီကောကိုတွားရအောင်ဒီကောခန်းကြီး1နော်အပိုင်ငယ်30ကနေနော်73နောက်ပိုင်းမှာပေါ့နော် I appeal to you, brothers, by the name of our Lord Jesus Christ, that all of you agree. Now, mino talong tuwa de people, there be no division among you. Mino tema ma kwe bo. You be united. No, talong tuwa de people in the same mind and in the same judgment. No, Edia go polu pyoke. As ro, mino sima. No, the show do tu ga. No, go polu. Polu pide. No. ကီဖာဖြစ်တယ်ယေရှုဖြစ်တယ်ဆိုပြီးတော့ကိုဝါကြွားတယ်ဆိုရင်သူ question မေးတယ် The first question is Christ divided ယေရှုဟာကွဲပြားရဲ့လားငါတို့ကိုးကွယ်နေတဲ့ယေရှုဟာကချင်တွေကိုပဲချစ်တယ်ငါတို့ကိုးကွယ်နေတဲ့ယေရှုဟာနော်ပတ်စံအများကြီးထဲတဲ့ကောင်တွေကိုပဲပို့ချစ်တယ်ငါတို့ကိုးကွယ်နေတဲ့ယေရှုဟာနော်အစာပုံမှန်ရှောင်နေတဲ့ကောင်တွေကိုပဲပို့ပြီးတော့ကောင်းကြီးပေးတယ်ဆိုပြီးတော့ is Christ divided ယေရှုဟာကွဲပြားရဲ့လားနံပါတ်1ကျွန်တော်တို့အတွက်အသေးခံတာကလူလားနော် was Paul crucified for you ယေရှုပေါ်လူကမင်းတို့အတွက်အသေးခံတာလားမင်းတို့အတွက်အသေးခံတာကဘယ်သူလဲနော်ယေရှုခရစ်တော်ကအသေးခံတာလူကအသေးခံတာမဟုတ်ပေါ်လူကအသေးခံတာမဟုတ်ဘူးပေါ်လူကလည်းမဟုတ်အသင်းတော်မှာနော်လူဟာအစီတော်ခံဖြစ်တယ်ဆိုပေမဲ့တင်းအုပ်တွေဟာအရေးကြီးတယ်ဆိုပေမဲ့ဓမ္မဆရာတွေအရေးကြီးတယ်ယုံကြည်တော်သူတွေအရေးကြီးတယ်ဆိုပေမဲ့ဒီအသင်းတော်ရဲ့အချုပ်ချာဟာယေရှုခရစ်တော်ကိုယ်တိုင်ဖြစ်တယ်လူသားမဟုတ်အဲ့ဒီဒါကြောင့်မလို့မင်းတို့ဟာလူမျက်နာကိုထောက်နေတယ်နော် was Paul crucified ပေါ်လူကမင်းတို့ကိုကယ်တင်ခြင်းပေးတာလားဟိုဆီယာကမင်းတို့ကိုကယ်တင်ခြင်းပေးတာလားဒီဆီယာကမင်းတို့ကိုကယ်တင်ခြင်းပေးတာလားမင်းတို့ကိုကယ်တင်ခြင်းပေးတာမင်းတို့အတွက်အသေးခံတာကဘယ်သူလဲနော်လူသားတွေမဟုတ်ဘူးယေရှုခရစ်တော်ကိုယ်တိုင်ဖြစ်တယ်ဆိုတဲ့စာကိုပေါ်လူကဒါကိုပြောတယ် Were you baptized in the name of Paul နော်ကျွန်တော် baptize ခံတယ်အတင်းသားဖြစ်လာတယ်ဒီအခါမှာဘသူရဲ့နာမနဲ့အတင်းသားခံတာလေ။အော်ဆရာဇော်ပေါက်ရဲ့နာမနဲ့ငါဒီအတင်းသားဖြစ်တယ်လို့ကျွန်တော်တို့ကြွေးကြော်နေတာလား။ဘသူရဲ့နာမနဲ့ကျွန်တော်တို့ကအတင်းသူတင်းသားတွေဖြစ်နေတာလေ။ဟဲ့။အဲ့ဆိုတော့ဒီ question 3ခုယနေ့ကျွန်တော်တို့မေးရလိမ့်မယ်။နော်။အဲ့ဆိုတော့ပြောချင်တာဗာလဲဆိုရင်ဒီကောလောဆေအတင်းသူတင်းသားတွေမှာsorry ကောရိန္သုအတင်းသူတင်းသားတွေစီမှာတယောက်နဲ့တယောက်ကြားထဲမှာကွဲပြဲနေတယ်ငါတို့ဟာပေါလုဖြစ်တယ်ငါတို့ဟာပေါလုဖြစ်တယ်ဆိုပြီးတော့ကိုဝိညာဉ်ရေးရမှာအရန်ကိုမောက်မာပြီးတော့ကွဲပြဲနေတဲ့အခါမှာဒီအတင်းတော်ဒီပါဖြစ်လဲဆိုရင် fish နော်တာဒနာပြုတ်ခြင်းတိုးပွားခြင်းတက်တည်ထူခြင်းအတင်းတော်မဖြစ်တော့သူများတွေကြီးလိုက်တာနဲ့ဘာဖြစ်နေလဲဆိုရင်ဒီအတင်းတော်ကမြို့ရိုးကပြိုလဲနေဒီအတင်းတော်ရဲ့မြို့ရိုးပြိုလဲနေတယ်ဘယ်နေရာမှာပြိုလဲနေလဲဒီအတင်းတော် yes ကေတင်ချင်းရတဲ့သူတွေတော့ရှိတယ်ဒီအတင်းတော်မှာ ship gate လို့ခေါ်တဲ့ကေတင်ချင်းတော်ရှိနေတယ်နော်ဒါပေမဲ့ fish gate ဘက်ကိုမရောက်သေးဘူးဒီ fish gate ပြောင်းနေတက်တင်မဖြစ်ဘူးဟာငါတို့ကတော့ကေဖာဟိငါတို့နဲ့တူတဲ့ကောင်နေနဲ့ပဲတွဲချင်တယ်ဟာငါတို့ကတော့ပေါ်လူဟိနော်ဆိုပြီးတော့ဒီတက်တီထူချင်းဘက်မှာဘာဖြစ်သွားလဲဆိုရင် English ကျမ်းစာမှာEnglish စကားလုံးက ethnocentric လို့ခေါ်တယ် ethnocentric ဆိုတာကပြောချင်တာဘာလဲဆိုရင်ကိုပဲစောင်းပြီးတာနော်ကိုပဲပခိုပြုတာဒီလိုမျိုးငါတို့ကတော့ပေါ်လူဟိငါတို့ကတော့ကေဖာဟိဆိုတဲ့ကိုနဲ့အမြင်တူမှနော်ကိုကပေါင်းဆက်ချင်တယ်ကိုနဲ့အမြင်မတူရင်ကိုကနော်မလုပ်ချင်တော့အဲ့ဟာအရန်ကြောက်ဖို့ကောင်းတယ်အထူးသဖြင့်ကျွန်တော်တို့ Protestant အသင်းသူတင်းသားတွေအသင်းတော်တွေကြောက်ဖို့ရန်ကောင်းတယ်ကျွန်တော်ကဘာမှကြည့်နံပါတ်1အရှိကနေပေါ့နော်ယာစုနှစ်ထောင်ချီပြီးတော့ကြာခဲ့တဲ့အသင်းတော်ဆိုတာကဘာမှ
Roman Catholic ဒီတစ်ပါးပဲရှိတယ် Roman Catholic ကနေနော်ကျွန်တော်တို့ elegant လို့ဘာလို့ညာလို့ကွဲလာတဲ့တမိုင်းအကြောင်းကိုကြည့်လိုက်ဘာကြောင့်ကွဲတယ်လဲ doctrine ကြောင့်ကွဲတာ doctrine မတူလို့နော် Roman Catholic ကနေ doctrine မတူလို့ကွဲထွက်တာပဲရှိတယ်ဒါမဲ့ Protestant အများပြအသင်းတော်တွေကိုကြည့်ဘာကြောင့်ကွဲတာလဲ doctrine ကြောင့်ကွဲတာမဟုတ်ဘူးအမြင်မတူလို့ကွဲတာကျွန်တော် Europe ကိုတော့မသိဘူးကျွန်တော်တို့ဒီ United States မှာရှိ United States မှာเนาะကျွန်တော်တို့ First Baptist နဲ့ Second Baptist ဆိုတာရှိတယ် First Baptist နဲ့ Second Baptist ကဘာကြောင့်ကွဲတာလဲ doctrine မတူလို့လားဆိုမဟုတ်ဘူး the same doctrine ဒါပေမဲ့အမြင်မတူလို့ကွဲအရင်အရှိပိုင်းမှာ United States မှာ Morning Baptist နဲ့ Evening Baptist ဆိုပြီးတော့လည်းရှိသေးတယ်နော်ဘာကြောင့် Morning Baptist နဲ့ Evening Baptist ဖြစ်လာတာလဲအမြင်မတူလို့ကွဲတာ doctrine မတူလို့မဟုတ် doctrine the same doctrine ဒါပေမဲ့အမြင်မတူတဲ့ခါမှာကွဲတယ်ငါတို့ကမနက်ပိုင်းမှာဝိပုချင်တယ်ငါတို့ကတော့လူတွေမနက်ပိုင်းမှာတိတ်မအားကြဘူးဒါကြောင့်နေ့လည်ညနေပိုင်းမှာဝိပုချင်တယ်ဆိုပြီးတော့အဲ့ဒီမှာကွဲတာပဲအတင်းတော့ First Baptist Second Baptist Northern Baptist Southern Baptist Morning Baptist Evening Baptist ဘာကြောင့်ကွဲတာလဲနော်အမြင်မတူလို့ကွဲတာ doctrine မတူလို့ကွဲတာမဟုတ်ကျွန်တော်တို့ Protestant အသင်းတော်တွေအများပြားမှာအဲ့ဒီရပဲငါတို့ကတော့ကေဖာဟိငါတို့ကတော့အာဘောလူဟိဆိုပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာကွဲတာအမြင်မတူလို့ status မတူလို့ငါကမင်းထက်ပိုမြတ်တယ်ငါတို့ကမင်းတို့ထက်ပိုပြီးတော့စူးစမ်းတယ်ဆိုတော့အဲ့ဒီစိတ်တွေကကျွန်တော်တို့စီကိုကွဲပြားစေတာ doctrine ကြောင့်ကွဲတာမဟုတ် doctrine ကြောင့်ကွဲတဲ့အရာတွေကိုနားလည်လို့ရတယ်လက်ခံလို့ရတယ်ဒါပေမဲ့အများပြားကွဲတာက doctrine ကြောင့်အတင်းတော်ကွဲတာမဟုတ်အဲ့ဒီအမြင်မတူလို့ကွဲတာဒါပေမဲ့ကျမ်းစာမှာကျွန်တော်တို့ကိုပြောတာပါလေအဲ့ဒီအမြင်မတူတဲ့သူတွေအလုံးစုံက diversity ဖြစ်နေပေမဲ့ unity ဖြစ်ဖို့တလုံးတဝရဖြစ်ဖို့မတူညီတဲ့အမြင်တွေကိုလက်ခံပေးတတ်ဖို့ကျွန်တော်တို့ကို uniform လို့ခိုင်းတာမဟုတ် uniform ဆိုတာကျွန်တော်အဝါရောင်ကြိုက်ကျွန်တော်ရဲ့ favorite ကအဝါရောင်ကျွန်တော်အဝါရောင်ကြိုက်ရင်ခင်ဗျားတို့လည်းအဝါရောင်ကြိုက်ရမယ်ဆိုတဲ့စာမျိုးဒါမျိုး uniform ကိုပြောတာမဟုတ်အနီရောင်ကြိုက်ခွင့်ရှိတယ်အစိမ်းရောင်ကြိုက်ခွင့်ရှိတယ်ကွဲလွဲတဲ့အမြင်ရှိခွင့်ရှိတယ်အဲ့ဒီအမြင်တွေကတလုံးတဝတဲ့နော်အောက်ထဲမှာသွားဖို့အဲ့ဟာကိုပြောချင်တာအဲ့ဆိုတော့ကျွန်တော်ဒီအကြောင်းလေးကိုနည်းနည်းထပ်လောင်းပြီးတော့ပြောမယ်အခုဒီဘာရှိလဲဆိုတော့ပေါလုနဲ့နော်ဘာနဘနဲ့ကွဲတော့ကြတယ်တမန်တော်ဝတ္ထု15မှာနော်တမန်တော်ဝတ္ထု15ကိုကြည့်အောင်တမန်တော်ဝတ္ထုအခန်းကြီး15ပေါ့တမန်တော်ဝတ္ထုအခန်းကြီး15ပိုင်းငယ်36နော်နောက်ပိုင်းမှာပေါလုကနော်သူ့ရဲ့ second mission trip ကိုပြန်သွားမယ်အဲ့လိုသွားမယ့်အခါမှာတဲ့ပေါလုကစဉ်းစားတယ်နော်သူပြောပြီနော်ဘာနဘကိုပြောပြီးငါတို့ဆက်သွားရအောင်လို့ပြောတယ်ကျွန်တော်ဒီမှာတမန်တော်လမ်းမယ်တမန်တော်ဝတ္ထုအခန်းကြီး15အပိုင်းငယ်36နော်ညီကိုတွေဒီ app လေးမှတ်ထားပါနော် bible.is လို့ခေါ်တယ်ကျွန်တော်ကချင်တွေတွေ့လဲကောင်းတယ်ဒီထဲမှာ audio နဲ့နားထောင်လို့ရတယ်ကားမောင်းရင်းနဲ့လည်းနားထောင်လို့ရတယ် English လို့လည်းနားထောင်လို့ရတယ်ချင်းတွေပါတော့ကျွန်တော်တို့မသိဘူးကချင်လို့တော့ဒီထဲမှာ audio ရှိတယ်နားထောင်လို့ရတယ်လေးလာချင်းတဲ့သူတွေပေါ့နော်အခုကျွန်တော်ပြမယ်ဒါကတော့ကျွန်တော်လမ်းကြုံပေါ့ bible.is အဲ့လိုမျိုးနေလိုက်ပါအဲ့လိုနေလိုက်တဲ့ခါမှာအခုဒီလိုပေါ်လာပါလိမ့်မယ်နော်အဲ့မှာ listen online ဆိုပြီးတော့နေလိုက်ရင်အခုဒီလိုပေါ်လာလိမ့်မယ်ဒီမှာကျွန်တော်တို့ကိုယ့်ရဲ့အခုကျွန်တော်တို့ကတမန်တော်ဝတ္ထုကိုသွားမယ်တမန်တော်ဝတ္ထုကံကြီး15နော်အပိုင်ငယ်ဟိုအောက်ပိုင်းမှာ36 39နော်ဒီကနေစဖတ်ရင်တွေ့လိမ့်မယ်အဲ့ဆိုတော့ let us return အမှာပေါ်လူပြောပြီး and visit the brothers in every city where we proclaim the word of the Lord and see how they are ငါတို့တွားကြည့်အောင်เนาะ how they are ဒီလိုဘယ်လိုမျိုးဖြစ်နေပြီလဲဘာတွေများဖြစ်နေလဲဆိုပြီးတော့ငါတို့ဆက်ပြီးတော့တွားပြီးတော့ visit လုပ်ရအောင်ဆိုပြီးတော့ follow up လုပ်ရအောင်ဆိုပြီးတော့ပေါလုကပြောတယ်ပေါလုကပြောတဲ့ခါမှာ Barnabas ကပြောတယ် want to take with them John called Mark เนาะ John Mark လို့ခေါ်တဲ့ဒီပုဂ္ဂိုလ်ကိုသူကပြန်ခေါ်ချင်တယ် Barnabas ကဒါပေမဲ့ပေါလုကတော့ no ဒီကောင်ကဘာလဲဆိုရင်เนาะ who had withdrawn သူတို့စီကနေခွာပြေးသွားတယ် from in the Pamphylia ပေါ့နော်ပမာလို့ဆိုတော့ Pamphylia and had not gone with them to the walk เนาะသူတို့ ਨੇ အတူဆုံးထိအောင်မတွားခဲ့တဲ့ဒီ Barnabas ကိုဒီ John Mark ကိုเนาะဒီပေါလုကပြန်လက်မတွဲချင်တော့
အဲ့ခါမှာအဲ့လိုနေတဲ့အပိုင်းငယ်39မှာ there rose a sharp disagreement ဒီစကားလုံးရမ်းရေးကြည့် a sharp disagreement တွေ့လားတယောက်နဲ့တယောက်ကြားထဲမှာအမြင်မတူတော့ဘူးလေပေါလုကနော်ဒီဂျွန်မတ်ကိုမခေါ်ချင်တော့ဘူးပေါလုကတီလာကိုခေါ်ချင်တယ်ဘာနဘာကတော့ဂျွန်မတ်ကိုပြန်ခေါ်ချင်တယ်အဲ့လိုနဲ့သူတို့နှစ်ယောက်က a sharp disagreement okay a sharp disagreement so that they separate from each other အဲ့လိုနဲ့သူတို့ဟာသူတို့ရဲ့ vision ရှိတဲ့အတိုင်းသူတို့တယောက်နဲ့တယောက်ကြားထဲမှာပေါလုကလည်းနော်သူရဲ့ယူပါယုံရတဲ့အတိုင်းဖခင်သူ့ကိုခေါ်တယ်မက်ဆီဒိုနီးယန်ကခေါ်တယ်ဒါကြောင့်သူမက်ဆီဒိုနီးယန်ကိုတွားလိုက်တယ်ဘာနဘာကလည်းနော်ဒီဂျွန်မတ်ကိုသူကောင်းကောင်းပြန်ပြီးတော့ discipleship လုပ်ပေးတယ်ဒီခါမှာဂျွန်မတ်ကလည်းဓမ္မဆရာကောင်းဖြစ်လာတယ်ကျွန်တော်အရင်တော့ကဒီအကြောင်းကိုပြောပြခဲ့ပူတယ်အဲ့ဆိုဒီဂျွန်မတ်ကအချိန်တန်တဲ့အခါမှာနော်ဘာဖြစ်လာလဲဆိုရင်ဒီနေရာမှာဒီပန်ဖူလီပီလို့ခေါ်တဲ့နေရာရောက်တဲ့အခါမှာဒီဂျွန်မတ်ကသူဘာကြောင့်နော်ခီးဆုံးတဲ့ထိသူဘာကြောင့်မလိုက်တာလဲသူတို့ရဲ့ first mission trip မှာဂျွန်မတ်ကဘာကြောင့်လို့တောက်နောက်ကြောင်းခောက်သွားတာလေကျွန်တော်အဖြေအတိအကျမရှိဒါပေမဲ့ကျွန်တော် scholar တွေ Jan scholar တွေJan scholar တွေပြောပြချက်အရာသုံးသက်ချက်တွေရှိတယ်နံပါတ်1ဂျွန်မတ်ကဘာကြောင့်ပြန်သွားတယ်လဲဆိုရင်တဲ့အဲ့ဒီပန်ဖူလီပီနာမှာအဲ့ဒီခါတော့ကတခိုးတမျှတပုံနေရမ်းများတယ်တဲ့တခိုးတမျှ तू ကတောင်ကြားလမ်းဟုတ်တယ်ဒီတောင်ကြားလမ်းကိုဖျက်ရတဲ့ခါမှာတခိုးတမျှတွေကအဲ့ဒီတောင်ကြားလမ်းမှာသူတို့ကနော်တခိုးတမျှလောက်ကြတာအဲအကြောင်းမလို့ဂျွန်မတ်ကသူတေမာကိုကြောက်တယ်တေမာကိုကြောက်လို့ဒီပန်ဖူလီပြည်တောင်ကြားလမ်းကိုရောက်တဲ့ခါမှာသူဟာတေမာကိုကြောက်လို့တာသနာကနေသူခောက်သွားတယ်ဆိုပြီးတော့တချို့တော့ scholar တွေကအဲ့လိုလက်ခံတယ်ပေါ်လူကသူကသွားတယ်ဒါကြောင့်ပေါ်လူကဒါကိုမှတ်ထားတယ်ဒီကောင်ကတာသနာအတွက်အသက်မပေးရဘူးတေမာကိုကြောက်တဲ့ကောင်ဖြစ်တယ်ဆိုပြီးတော့နောက်တစ်ခေါက်တာသနာပြုတဲ့ခါမှာဂျွန်မတ်ကိုသူမခေါ်ချင်တော့ဒါပေါ်လူရဲ့ perspective နောက်တစ်ခုဖြစ်နိုင်တာကဒါကနည်းနည်းပို့ပြီးတော့ reasonable ကျွန်တော်ကဒါကိုလက်ခံတယ်ပို့ပြီးတော့ဖြစ်နိုင်ချေရှိတယ်ဒါပါလဲဆိုရင် John Mark ဟာနော်တိလာပဲပြော John Mark ပဲပြော the look နော် the doubt the look လူကာခရစ်ဝင်ကျမ်းကိုရေးတဲ့လူကာရှင်လူကာဆေးဆရာဝင်လူကာသူတို့ပဲပြောသူတို့ကဒီတမန်တော်တွေရဲ့နောက်ကိုလိုက်ပြီးတော့နော်ပေတရုဘာပြောတယ်ပေါ်လူဘာလုပ်တယ်ဘာအဖြစ်ဖြစ်တယ်ဆိုတဲ့အလုံးစုံကိုမှတ်တမ်းတင်တာနော်မှတ်တမ်းတင်တဲ့သူတွေဖြစ်တယ်ဒါကိုဗမာကျမ်းစာမှာတော့သူကဘာလို့ခေါ်လဲဆိုရင်လက်ထောက်ဆိုတဲ့စကားလုံးကိုသုံးတယ်အင်္ဂလိပ်ကျမ်းစာမှာတော့ assistant ဆိုပြီးတော့သူကရေးတယ်အဲဆိုတော့ပြောချင်တာသူတို့ကတာသနာပြုတွေကိုမှတ်တမ်းလိုက်တင်ရတာနော်မှတ်တမ်းလိုက်တင်နေမှတ်တမ်းမှတ်ထားတယ် historian တွေဖြစ်တယ်ဒါကြောင့်မလို့သူတို့ကစာပေသမားဖြစ်တယ်စာတွေအရန်ရတဲ့သူဖြစ်တယ်เนาะကျွန်တော်တို့စကားလုံးပြောင်မြောက်တဲ့သူတွေဖြစ်တယ်ဒါကြောင့်ဒီလူတွေကအလုပ်တူနေတယ် John Mark လည်းစာရေးရတယ်တီလာလည်းမှတ်တမ်းရေးတယ်ဆေးဆရာလူကာလည်းမှတ်တမ်းရေးတယ်မှတ်တမ်းရေးတဲ့သူတွေကအရန်များတဲ့ခါမှာ John Mark ကဟာငါတို့ကအလုပ်တူနေတယ်ဒါကြောင့်မလို့ John Mark ကအဲ့ဒီလမ်းတကွေးရောက်တဲ့ခါမှာသူပြန်ပြီးတော့တက်ချောင်းခောက်သွားတာလည်းဖြစ်နိုင်တယ်အလုပ်တူနေလို့အဲ့လိုမျိုးလက်ခံတဲ့သူတွေရှိတယ်ဘာကြောင့်လဲဆိုရင်ဒီ John Mark ကအခုကျွန်တော်တို့အများပြား scholar တွေလက်ခံတာက the gospel John เนาะကျွန်တော်တို့မာကုခရစ်ဝင်ကျမ်းဒီမာကုခရစ်ဝင်ကျမ်းကိုရေးတဲ့သူကအဲ့ဒီ John Mark ဖြစ်တယ်ဆိုပြီးတော့လက်ခံတယ်။ဘာကြောင့်လဲဆိုရင်ဒီ John Mark ကစာသက်ပေတဲ့ဖြစ်တယ်။ပေတရုနဲ့ယဉ်နီးတဲ့သူဖြစ်တယ်။ဆွေမျိုးတော်ဆက်သူဖြစ်တယ်။ပေတရုထောင်ထဲမှာရောက်နေတဲ့အခါမှာပေတရုကိုအနီးကပ်သွားပြုစုစောင့်ရှောက်ပြီးတော့ပေတရုပြောပြတဲ့ယေရှုရဲ့အကြောင်းကိုသူကြားပြီးတော့သူစာရေးလိုက်တယ်။အဲ့ဒါကမာကုခရစ်ဝင်ကျမ်းဆိုပြီးတော့ဖြစ်လာတယ်။နံပါတ်1 gospel ကျမ်းတွေထဲမှာနံပါတ်1ဖြစ်လာတဲ့ကျမ်းကမာကုခရစ်ဝင်ကျမ်းဒါကကျွန်တော်အများပြ scholar တွေလက်ခံတာမာကုအင်စမာသဲမဟုတ်မာကု gospel ကနေစတယ်ဒီမာကု gospel ကိုရေးတာလဲအဲ့ဒီ John Mark လို့ခေါ်တဲ့ပုဂ္ဂိုလ်ကရေးတာเนาะအစောပိုင်းမှာသူတက်ချောင်းခောက်သွားတဲ့ဒီ John Mark ကပဲဒီအရာကိုရေးတာအဲဆိုတော့ဒီ John Mark ကเนาะအရှေ့ပိုင်းမှာတာသနာကနေတက်ချောင်းခောက်သွားပြီမဲ့ဘာနဘကသူ့ကိုကောင်းကောင်းပြုစုပေးတဲ့ခါမှာဘာဖြစ်လာလဲဆိုရင်ဓမ္မဆရာကောင်းဖြစ်လာတယ်။ Okay ကျွန်တော်တို့ရဲ့ point ကပါလဲဘာနဘနဲ့เนาะပေါလုနဲ့a sharp disagreement တယောက်နဲ့တယောက်ကြားထဲမှာအမြင်မတူဘူးဒါပေမဲ့ပြဿနာမဖြစ်ဘူးသူတို့နှစ်ယောက်အမြင်မတူဘဲနဲ့เนาะသူတို့ရဲ့လှုပ်ဆောင်ချက်တွေကဘာဖြစ်လာလဲတာသနာအတွက်အမြင်တာသနာတဲ့အကျိုးဖြစ်တယ်ဘာနဘနဲ့ဂျွန်မတ်ကြားမှာ personal ဘာမှမရှိဘူးတယောက်နဲ့တယောက်ကြားထဲမှာရန်ညိုးဖွဲ့ထားတာမရှိဘူးပေါလုနဲ့ပေါလုနဲ့ဘာနဘကြားထဲမှာရန်ညိုးဖွဲ့ထားတာမရှိဘူးတယောက်နဲ့တယောက်ကြားထဲမှာเนาะအညိုးအသေးထားတာမရှိဘူး
နော်ငါပဲမှန်တယ်မင်းပဲမှန်တယ်ဆိုပြီးတော့လည်းမလုပ်ကြဘူးနှစ်ယောက်လုံးကအမြင်မတူပေမဲ့အဲ့ဒီအမြင်မတူတာကအမျက်ထွက်တာကသာသနာကအမျက်ထွက်တယ်သာသနာကအမျက်ထွက်ယနေ့ကျွန်တော်တို့အတင်းတော်မှာအမြင်မတူတာတွေရှိရမယ်ကွဲလွဲတာတွေရှိရမယ်အဲ့ဒီຢာတွေအလုံးစုံကဒီအတင်းတော်ရဲ့သာသနာကြီးထွားဖို့အမျက်ထွက်ရမယ်ယနေ့ကျွန်တော်တို့ကအမြင်မတူတာနဲ့စပြီးတော့ထပြီးတော့ကျွန်တော်တို့ကခွဲအမြင်သားဆွေပါဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အတင်းတော်တွေကွဲတာအဲ့ကနေစမဟုတ်ဘူးတက်တည်ဖြစ်ဖို့ဆိုတဲ့ခါမှာအမြင်မတူတဲ့အရာတွေအလုံးစုံကဒီအတင်းတော်ရဲ့ကောင်းကျိုးအတွက်နော်ဟဲ့ဒီအတွက်ဒါကြောင့်ပေါလုနဲ့ဗာနဗရဲ့အမြင်မတူတဲ့အရာတွေကသာသနာရဲ့ကောင်းကျိုးသာသနာတာ၍နော်လူတွေအများပြားဘုံတော်ထင်ရှားစရာဖြစ်လာနှုတ်ကပတ်တော်တွေပို့ပြီးတော့ကြားလာကြတယ်ယနေ့အသင်းတော်တွေတယောက်နဲ့တယောက်အမြင်မတူတဲ့ခါမှာအသင်းတော်ကွဲဖို့မဟုတ်ဘူးမင်းကပေါ်လူတပည့်ဖြစ်တယ်ငါကကီဖာတပည့်ဖြစ်တယ်ငါကခရစ်တော်တပည့်ဖြစ်တယ်ဆိုပြီးတော့ထောင်လွှားဖို့မဟုတ်ကျွန်တော်တို့ရဲ့အမြင်မတူတဲ့အရာတွေကဘာဖြစ်ရမလဲ united ဖြစ်ဖို့အဲ့ဒီ diversity in unity ဆိုတာအဲ့ unity in diversity sorry နော်အမြင်မတူတဲ့အရာမှာတလုံးတဝါတွေဖြစ်ခြင်းအဲ့ဒီအရာကိုပြောတာဖြစ်တယ်နော်ဒါကျွန်တော်ဒါလေးဇာမုံတွေလို့ခေါ်တယ်သူ့နာမည်ကอืมဒီဒီသားလေးကကျွန်တော်တို့ဆူတောင်းပြီးတော့ရတယ်ကျွန်တော်ကျန်းစာအကြောင်းတက်ကလေးကနေကျွန်တော်စီမှာလူပြိုဘွားကလေးကနေနာမည်ရှိတယ်ကချင်လိုဇာမုံတွေတို့ပေးချင်တာပေါ့ကျွန်တော်ဆူတောင်းတယ်ဖခင်ကျွန်တော်တနေ့တော့ခါမှာယောက်ျားလေးရမယ်ဆိုရင်ကျွန်တော်ဒီနာမည်ပေးမယ်ဆိုပြီးတော့ဖခင်ကိုဆူတောင်းတယ်တောင်းတော့အချိန်တန်တဲ့ခါမှာဖခင်ကျွန်တော်ကိုယောက်ျားလေးပေးတယ်ပြီးတဲ့အတိုင်းကျွန်တော်ဒီမှာကျွန်တော်သားလေးကိုဇာမုံတွေဆိုတဲ့နာမည်ပေးထားတယ်ဒေသနာစီးထွက်တဲ့တားပေါ့နော်ဒေသနာစီးထွက်တဲ့တားလေးဖြစ်ပါစေပေါ့ကချင်တို့ကတော့အဲ့လိုမျိုးအသိပဲရှိတယ်အဲ့ဒါနဲ့ကျွန်တော်ပြီးထားပြီးတော့ဖះကိုအနံ့ထားတယ်အမှုတော်ဆောင်ဖြစ်ပါစေဆိုပြီးတော့အနံ့ထားတယ်အခုသူတော့ကျွန်တော်စန်းစာတင်ရင်အမြဲတမ်းလာချောင်းကြည့်တယ်ကျွန်တော်သားလေးဟိုရှာညအေးဒီနေ့တော့နားလေပေးပါနော်ဟိုဟာချောင်းလေးပိတ်တယ်ကျွန်တော်မိမလေးမရှိတော့အခုအဲဆိုတော့ပြောချင်တာအဲ့ဒီဟာပဲနော်အဲ့အကြောင်းမလို့အမြင်မတူတဲ့အရာတွေကเนาะကျွန်တော်တို့ကိုကွဲပြားစေတာမဟုတ်ဘူးအမြင်မတူပေမဲ့ဒါကအမျက်ထွက်စေတာသာသနာအတွက်အမျက်ထွက်ဖို့ရန်အတွက်ပဲကျွန်တော်တို့ဖြစ်တဲ့နေဆိုတဲ့စာလေးကိုကျွန်တော်ပြောချင်တယ်အဲ့အကြောင်းမလို့ကျွန်တော်တို့တက်တည်เนาะဒီတက်တည်ဖြစ်ခြင်းမှာကျွန်တော်အားနေသွားတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုရင်ဒီကောရိန္သုအသင်းတော်မှာပြဿနာတွေဖြစ်လာတယ်တက်တည်မဖြစ်ပုံတက်တည်မထူနော်ခရစ်တော်ရဲ့တက်တည်ဖြစ်ရမှာတဲ့ငါသူတို့ရဲ့ကြော်စောကိတ္တိတက်တည်ဖြစ်ငါတို့ကပေါ်လူဖြစ်တယ်ငါတို့က founder တွေဖြစ်တယ်ငါတို့ကအာပေါ်လူဖြစ်တယ်ငါတို့ကပတ်စံအများကြီးထည့်တယ်ငါတို့ကအာဝဇန်ရှင်တယ်ငါတို့ကပို့ပြီးတော့လူတွေကိုဆွဲဆောင်နိုင်တယ်ငါတို့စီမံ strategy တွေရှိတယ်ဆိုတော့အဲ့ဒီပုံရိပ်တွေပဲထင်လာတဲ့ခါမှာအသင်းတော်ဟာယေရှုကအသေးခံတယ်ယေရှုရဲ့နာမ၌ပရိသတ်ကိုခံတဲ့သူတွေအချင်းချင်းဖြစ်နေပေမဲ့ယေရှုရဲ့ရှင်ချင်းတက်တည်မဖြစ်ဘဲနဲ့ကျွန်တော်တို့ရဲ့တက်တည်တွေဖြစ်လာတဲ့ခါမှာနော်ဘာတွေဖြစ်လာလဲဆိုရင်အသင်းတော်ကြားထဲမှာပြဿနာတွေဖြစ်လာတယ်။ကွဲပြဲစရာအကြောင်းတွေဖြစ်လာတယ်နော်။အဲ့ဒီကဒါကျွန်တော်သမီးခဏလေးတော့ကျွန်တော်ပြောနေအောင်ဟိုသူများတွေပါတဲ့တမီးနဲ့ပြနေကြဘူးဘယ်တော့ခေါ်ပါပြအောင်မလဲ ကျေးဇူးပြုတော့လေအဆင်ပြေရင်ကင်မရာလေးဖွင့်ကြရအောင်အဆင်ပြေရတူတယ် မြင်ချင်လို့ပါအားလုံးကိုကြည့်ချင်တယ် ဟုတ်ပါတယ် တွေ့ချင်တယ် အလုပ်လုပ်နေတော့မဖွင့်တော့ဘူးခန်းထဲရောက်မှပဲဖွင့်တော့မယ် အေးပါ အေး အေးပါ ဒါကျေးဇူးတင်နေဒါလေဖျားပြီးတဲ့ကောင်းကြီးတယ်အဲ့လိုပဲအဲ့ဆိုတော့အာပြန်သွားရအောင်နော်အဲ့ဒီတက်တည်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကတက်တည်ထူတဲ့အခါမှာ ethnocentric လို့ခေါ်တဲ့နော်စိတ်နေစိတ်ထားတွေနဲ့ကျွန်တော်တို့တွားလို့မရအောင်နော်အဲ့ဒီຢာတွေကျွန်တော်တို့ဖြတ်ကိုဖျက်ရလိမ့်မယ်ကျွန်တော်တို့ ethnocentric ငါတို့တာလင်အကြီးမြတ်ဆုံးဖြစ်တယ်ဆိုတဲ့စိတ်နေစိတ်ထားဒီလိုမျိုးစိတ်ထားနဲ့ငါတို့တာလင်မင်းတို့ထက်ပိုပြီးတော့ကိုထူးမြတ်တော်သူဖြစ်တယ်ငါတို့ဟာမင်းတို့ထက်တာတဲ့သူတွေဖြစ်တယ်ငါတို့ကမင်းတို့ထက်နော်ပိုပြီးတော့ဝิญဉ်ရေးရာမြင့်နေဆိုပြီးတော့ကိုအရန်ကိုနော်ကျွန်တော်တို့ချီးမြှောက်တဲ့အတ္တတာနော်ဒါမျိုးကိုဖျားအဲ့လိုမရှိဘူးเนาะဒါကြောင့်မလို့ဒီလိုမျိုးဖြစ်လာတဲ့ခါမှာအသင်းတော်တွေမှာကွဲပြဲတာအဲ့ဘာကြောင့်ကွဲလာတာလဲ
နော်ကိုအရန်ကိုမောက်မာတာကိုအရန်ကိုနော်သူများထက်တာတယ်ဆိုပြီးတော့ကိုလွန်ကျူးစွာမောက်မာတာအဲ့ဒီအရာကအသင်းတော်ကိုကွဲပြေးစေတာနော်အဲ့ဒါပြဿနာဒါကြောင့်ဒီအရာကိုကျွန်တော်ချုပ်ခဲ့ရမယ်နော်သာသနာပြုတဲ့အခါမှာကျွန်တော်အဖြစ်ပြက်တစ်ခုကိုကြည့်ရအောင်နော်ကျမ်းစာထဲကအဖြစ်ပြက်ကျွန်တော်ပြောပြမယ်နောက်တစ်ခုရှိသေးတယ်ညီကိုတွေကြားဘူးလားလက်မနဲ့ခြေမကိုဖျက်ပေးတဲ့ဘုရင်ရဲ့အကြောင်းလက်မနဲ့ခြေမဖျက်တာနော်အဲ့ဒီဘုရင်ကျမ်းစာမှာရှိတယ်โอเคကျမ်းစာကိုလမ်းရအောင်တရားသူကြီးမတ်စာအခန်းကြီး1ကိုလမ်းပါတရားသူကြီးမတ်စာအခန်းကြီး1ဒီတရားသူကြီးမတ်စာမှာထူးခြားတဲ့အဖြစ်အပျက်တွေအများကြီးရှိတယ်နော်ဒါပေမဲ့ကျွန်တော်အခုတရားသူကြီးမတ်စာအခန်းကြီး1အပိုက်ငယ်9ကနေနော်အောက်ပိုင်းကိုကျွန်တော်ဖတ်မယ်နော်9ကနေဟိုအောက်ပိုင်းပေါ့နော်9လောက်ထိကျွန်တော်ဖတ်မယ်နော်အဒေါနိဘေဇက်မင်းကိုဘေဇက်မြို့၌တွေ့၍ခါနနိလူဖေရဇိလူတို့ကိုတတ်သောအခါအဒေါနိဘေဇက်သည်ပြီးလေယူဒလူတို့သည်လိုက်၍ဖမ်းမိပြီးလေလက်မခြေမတို့ကိုဖျက်ကြ၏အဒေါနိဘေဇက်ကလည်းလက်မနှင့်ခြေမဖြတ်တော်မြင်းကြီး80တို့သည်အထက်ကငါစပွဲအောက်၌စနုပ်စပောက်ကိုကောက်၍စားရကြ၏ငါပြုတ်ဘူးသည့်အတိုင်းဖျားသခင်သည်ငါ၌အပြစ်ပေးတော်မူပြီဟုဆို၏ထိုမြင်းကိုယေရုရှလင်မြို့သို့ပို့၍သူသည်ထိုမြို့မှာတည်လေနော်အမကျွန်တော်နားမယ်အဒေါနိဘေဇက်လို့ခေါ်တယ်ဘေဇက်ဆိုတာကမြို့နာမည်အဒေါနိဆိုတာကအဒေါနိုင်းပေါ့အဒေါနိုင်းဆိုတာက Lord ကိုပြောတာသခင်ကိုပြောတာဒါဆိုသူ့ရဲ့နာမည်ကအဒေါနိဘေဇက်လို့ပြောတဲ့ခါမှာဘေဇက်မြို့ရဲ့အရှင်သခင်ပေါ့မြင်းကြီးပေါ့နော်အေးသူ့နာမည်သူကတဲ့အရင်တော့ကတခြားသောဘုရင်တွေသူစစ်ပြုတ်ပြီးတော့စစ်နိုင်တဲ့အခါမှာအဲ့ဒီဘုရင်တွေကိုသူဘာလုပ်လဲဆိုရင်လက်မနဲ့ခြေမကိုသူဖြတ်တယ်သူစစ်နိုင်တဲ့ဘုရင်တွေရဲ့လက်မနဲ့ခြေမကိုဖြတ်ပေးတယ်ပြီးရင်သူ့ရဲ့စပွဲအောက်မှာစားခိုင်းစေတယ်သူကျွေးမှစားရတယ်နော်သူကျွေးမှစားရတယ်သူရှင်တန်ခွင့်အသက်သူတနာရင်စွန့်ကြဲမှထိုနောက်ထပ်မင်းကြီး80ကစားရတဲ့အခွင့်ကိုရတယ်အဲ့လိုမျိုးလှုပ်ပေးတဲ့ဘုရင်ဖြစ်တယ်ဒီလိုမျိုးဘုရင်ကိုတရားသူကြီးမဆာမှာကျွန်တော်အားလုံးသိပြီယူဒာတွေဣသရေလတွေကသူတို့ရဲ့ဂတိတော်မြေကိုဝင်လာတဲ့အခါမှာအဲ့ဒီပြည်မှာရှိတဲ့လူတွေကိုသူတို့တိုက်ခိုက်ရမယ်တိုက်ခိုက်ပြီးတော့သူတို့ကိုယ့်ရဲ့နေမြေကိုသိမ်းပိုက်ရဒီအခါမှာယူဒာကသူ့ရဲ့နေမြေကိုသူတိုက်ခိုက်သိမ်းပိုက်တဲ့အခါမှာအဒေါနိဘေဇက်ကိုတိုက်တော့အဒေါနိဘေဇက်ကိုသူနိုင်တဲ့အခါမှာဘာလုပ်ပေးလဲဆိုရင်ယူဒာကလည်းအဒေါနိဘေဇက်ရဲ့လက်မနဲ့ခြေမကိုဖျက်ပေးတယ်အဲ့လိုလုပ်အဲဆိုတရားသူကြီးမတ်စာမှာဒီအဖြစ်အပျက်ကိုကျွန်တော်တွေ့ရတယ်ဒီညမှာကျွန်တော်တေချာနော်ခွန်အားယူဖို့ရန်အတွက်ဘာကြောင့်လက်မနဲ့ခြေမကိုဖျက်တာလဲနော်ဘာကြောင့်လက်မနဲ့ခြေမကိုဖျက်တာလဲနံပါတ်1လက်မှာအားပြုတဲ့နေရာကလက်မပဲလက်မမရှိဘဲနဲ့ညီကိုတွေဖုန်းနဲ့ကင်လို့မရအောင်လက်မမရှိဘဲနဲ့ထမင်းစားဖို့ခက်တယ်လက်မမရှိဘဲနဲ့ကျွန်တော်တို့လေးလဲပြစ်လို့မရအောင်လက်မမရှိဘဲနဲ့ဓာတ်လည်းကင်လို့မရအောင်ပစိန်နဲ့ခိုးလို့မရအောင်လက်မမရှိဘဲနဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်ဒီလက်မှာလက်တန်းမရှိရင်တော့မှရသေးတယ်လက်တန်းမရှိနဲ့တင်မနိုင်သေးတယ်လက်မမရှိဘဲနဲ့တင်ကားမောင်းဖို့ခက်လိမ့်မယ်ပြောချင်တာလက်မဟာဒီလက်တွေထဲမှာလက်မကအားပဲဒီလက်မမရှိဘဲနဲ့တင်စမ်းကြည့်ပေါ့လက်မမရှိဘဲနဲ့တင်တခုခုကိုမှကြည့်ဓာတ်ကင်ကြည့်လက်မမရှိဘဲနဲ့ဓာတ်ကင်ကြည့်လက်မမရှိဘဲနဲ့လေးကိုကင်ကြည့်ဘလို့မှမရအောင်လက်မကဒီလက်မှာအရန်ရေးကြည့်တယ်ဒါဆိုတော့ဒီဘယင်ကလက်မနဲ့ခြေမကိုဖြတ်ပေးတယ်ဆိုတော့ဘာလဲဆိုနံပါတ်1လက်မကိုဖြတ်တယ်ဆိုတာကသူ့ကိုအတီတော့မတက်ဘူးဒါပေမဲ့ဒုက္ခိထလိုမျိုးပေါ့သူ့ဘဝကိုမစွမ်းစေတော့နော်တာမန်လူမျိုးသူမစွမ်းနိုင်တော့ဘူးဒီခါမှာတခြားသောဘယင်တွေကသူ့ကိုပြန်ပြီးတော့မတုံ့ပြန်နိုင်တော့ဘူးသူ့ကိုပြန်ပြီးတော့ဓာတ်ကင်ပြီးတော့သူ့ကိုတိုက်ခိုက်လို့မရတော့သူ့ကိုမတုံ့ပြန်နိုင်တော့ဘူးနော်အကြောက်တရားပေးတာနော်အတီတော့မတီဘူးအတီလည်းမတက်ဘူးဒါပေမဲ့ဘာလို့ပေးလဲဆိုရင်အသက်ရှင်ခွင့်ပေးနေပေမဲ့လူပိသားဆိုတာရှင်တန်ခွင့်သူ့မှာမရှိတော့အဲ့ဒီအကြောက်တရားကိုပေးထားတယ်ဒီခါမှာဒီဘယင်တွေကိုအဲ့လိုလုပ်တော့အဲ့ဒီဘယင်ရဲ့နောက်လိုက်နိုင်ငံသားတွေကလည်းအဲ့ဟာကိုကြည့်ပြီးတော့ကြောက်မှာပေါ့ဟာငါတို့ရဲ့ဘယင်ကိုလက်မနဲ့ခြေမကိုဖျက်လိုက်တယ်ငါတို့လည်းသူ့ကိုပုံကန်ရင်ငါတို့လည်းလက်မနဲ့ခြေမကိုဖျက်ပြီးတော့နော်လူကတော့ဖြစ်နေပြီမဲ့မတန်ဆွမ်းတဲ့လူတွေအဖြစ်ငါတို့ဖြစ်နေမယ်ဆိုပြီးတော့အဲ့ဒီအကြောက်တရား generation like ကိုအကြောက်တရားကိုထည့်ထားပေးတာဒါကြောင့်အဒေါနိဘေဇက်ကသူ့ကိုသူနော်တခြားသောဘယင်ကိုသူစစ်တိုက်ပြီးတော့သူကအဲ့လိုမျိုးလက်မနဲ့ခြေမကိုဖျက်ပြီးတော့သူကအဲ့ဒီဒေတာမှာဆရာကြီးလုပ်နေတယ်
ဘယင်ဖြစ်တယ်နော်လက်မနဲ့ခြေမလည်းအဲ့ဒီတိုင်းပဲခြေမမရှိဘဲနဲ့ကြီးလို့လည်းမရဘူးမတ်တက်ရက်ဖို့တော့မှခြေမမရှိဘဲနဲ့တင်ခတ်တယ် balance ဖြစ်ဖို့တင်ရန်ခတ်တယ်လမ်းလျှောက်ဖို့အရန်ခတ်ခြေမမရှိခြေမကလည်းခြေထောက်မှာအရန်ရေးကြည့်တယ်သူကဒါကြောင့်ဒီလက်မနဲ့ခြေမကိုဖြတ်ပေးတယ်ဆိုတော့ဗာလဲဆိုရင်သူ့ရဲ့တက်ဆွမ်းနိုင်မှုကိုအတိတက်ပေးလိုက်တာဖြစ်တယ်အဲ့ဒီအခါမှာဘာဖြစ်လာလဲယူဒာကဒီစစ်ပွဲကိုနိုင်တော့အဲ့ဒီဘယင်ကိုယူဒာကလည်းလက်မနဲ့ခြေမကိုပြန်ဖြတ်တယ်ဆိုတော့ကျွန်တော်တို့ကလောကီအရာစဉ်းစားမယ်ဆိုရင်ဒီဘယင်ကလက်မနဲ့ခြေမကိုဖြတ်ပေးလို့ယူဒာကလည်းသူ့ရဲ့လက်မနဲ့ခြေမကိုပြန်ဖြတ်တယ်ဆိုပြီးတော့ကျွန်တော်တို့က fair enough လို့ကျွန်တော်တို့ကထင်ကောင်းထင်မယ်ဒါပေမဲ့ကျမ်းစာအရာကြည့်မယ်ဆိုရင်မားတယ်ကျမ်းစာမှာတရားသူကြီးမတ်စာအဓိကကဘာလဲဆိုရင်ပြည်တော်မှာဝင်ပါအဲ့ဒီထဲမှာရှိတဲ့လူတွေကိုရှင်းရှင်းဖြတ်စီမင်းတို့အဲ့ရမင်းတို့ရဲ့ဂတိတော်မြေဖြစ်တယ်မင်းတို့အဲ့ဒီယာကိုမင်းတို့ရဲ့အပိုင်မြေဖခင်ကပေးတာမင်းတို့တိုက်ခိုက်ပါရှင်းရှင်းဖြတ်စီပါဖခင်ကဒါကိုပြောတာဒါပေမဲ့နော်ယူဒာကဘာလုပ်လာလဲအဲ့ဒီဒေတာမှာရှိတဲ့လူတွေရဲ့ကျင့်စဉ်အတိုင်းလိုက်ကျင့်နော်အဲ့ဒီဒေတာမှာရှိတဲ့ခါချာတွေကိုသူတို့က adopt လုပ်ယူတယ်အဲ့ဒီဒေတာမှာရှိတဲ့လူတွေရဲ့ကျင့်စဉ်ထုံးတမ်းတွေကိုသူတို့လိုက်လုပ်တယ်အဲ့ဒီလူတွေနဲ့သူတို့ပေါင်းတယ်နော်အဲ့လိုမျိုးအဲ့ဒီခါနန်မှာသူတို့တိုက်ခိုက်ရမယ့်လူတွေကိုသူတို့မတိုက်ခိုက်ဘဲနဲ့သူတို့ပရိညင်ဖွက်တယ်နော်ပရိညင်ဖွက်ပြီးတော့သူတို့အဲ့လိုမျိုးပေါင်းစည်းလိုက်လို့ပြဿနာကယနေ့အချိန်ထိကဘာမှာပြဿနာတက်နေတာအဲ့ဆိုတော့ပြောချင်တာပါလဲဆိုရင်ဖျားလုတ်ခိုင်းတာကရှင်းရှင်းဖြတ်စည်းခိုင်းနေဒါပေမဲ့သူတို့ကရှင်းရှင်းမလုပ်ဘူးအဲ့ဒီလူတွေကြင်ကြံတကယ်တော့ပြန်ကြင်ကြံနေလက်မနဲ့ခြေမပြန်ဖြတ်တယ်အဲ့ရအမှန်တော့ဖျားကလက်မနဲ့ခြေမဖြတ်ခိုင်းချင်တာမဟုတ်ဘူးဖျားလုတ်ခိုင်းချင်တာရှင်းရှင်းဖြတ်ရှင်းခိုင်းတာဖြစ်တယ်လက်တပြက်စဉ်းစားလိုက်တော့ယူဒာလောက်တာ fake enough နော် justice ဖြစ်တယ်တရားမျှတတယ်သူများရဲ့လက်မနဲ့ခြေမကိုဖြတ်ပေးလိုက်လို့နော်ဖြတ်ပေးလိုက်လို့သူ့ရဲ့လက်မခြေမကိုလေယူဒာကပြန်ဖြတ်ပေးတယ်ဆိုပြီးတော့စဉ်းစားစရာအကြောင်းရှိတယ်အမှန်တော့မဟုတ်အဲ့ဟာဖျားဆန်တော့မဟုတ်ဖျားဆန်တော့ကဒီဟာမင်းတို့ရဲ့မြေဖြစ်တယ်မင်းတို့ရှင်းရှင်းဖြတ်စီဒါကဟိုးအာဗြဟံကနေစပြီးတော့ဖျားပေးခဲ့တဲ့နေရာကောင်းကြီးမြေဖြစ်တယ်ဒါပဲအဲ့ဒီနေရာမှာသူတို့ကဘာလုပ်လဲဖျားကပြောတယ်မင်းတို့သူတို့ချစ်နေကြတော့မချစ်နဲ့ be different နော် ye be holy as I am holy ငါဟာတန်ရှင်းနေကြတော့မင်းတို့ဟာတန်ရှင်းပါစင်ကြယ်ပါနော်ဒီမှာရှိနေတဲ့လူတွေကတော့မကြင်ကြံနဲ့လို့ဘုရားကပြောနေပေမဲ့ယူဒဟာအဲ့လိုမျိုးလုပ်ခဲ့တယ်ဟုတ်ပြီကျွန်တော်ဘာကိုပြောချင်လဲဆိုရင်နော်တခါလေကျွန်တော်တို့လက်မနဲ့ခြေမဆိုတာတက်ဆွမ်းနိုင်မှုဖြစ်တယ်ဒီတက်ဆွမ်းနိုင်မှုကိုဘာလုပ်တာလဲနော်ဖြတ်ပေးလိုက်တာဒီတက်ဆွမ်းနိုင်မှုကိုလုပ်ပေးလိုက်တာအဲ့လိုမျိုးယနေ့ကျွန်တော်တို့အသင်းတော်တွေမှာတခါလေကျွန်တော်တို့အဲ့လိုမျိုးဖြစ်တတ်တယ်နော်ကျွန်တော်တို့ရဲ့တခါလေကြာရင်ကျွန်တော်တို့ဇာတိအရာကိုကျွန်တော်တို့ကလက်မနဲ့ချိန်မှာဖြတ်တဲ့အဆင့်နော် stimulation လုပ်တယ်အဲ့ဒီအဆင့်ပဲကျွန်တော်တို့ကဖြတ်တောက်လိုက်တာနော်ဖြတ်တောက်တဲ့အဆင့်ပဲကျွန်တော်တို့ကလုပ်တယ်မဟုတ်ဘူးကျမ်းစာကိုဖတ်ပါဇာတိအရာကိုဖြတ်တောက်ခိုင်းတာမဟုတ်ဘူးတခါလေကြာရင်ကျွန်တော်တို့ကမာနအရာကိုတခါလေကြာရင်ကျွန်တော်တချို့တခါလေကြာရင်ကျွန်တော် humble လုပ်တယ်တခါလေကြာရင်ကျွန်တော်မာနထောင်လာတယ်တခါလေကြာရင်တချို့ကိုထက်နည်းနည်းခရိယန်ဖြစ်တာနောက်ကျတဲ့ကောင်တွေရှိမှဆိုရင်ကိုကမာနပြန်ထောင်လာတယ်ကိုထက်ခရိယန်ဖြစ်တာနည်းနည်းကြာလာတဲ့သူတွေရှိပါဆိုရင်ကိုကနည်းနည်းလေးကောင်းပြန်ငုံတယ်အသင်းတော်ထဲမှာအဲ့လိုမျိုးဖြစ်နေတာအသင်းတော်ထဲမှာကျွန်တော်အဲ့ဟာဘာဖြစ်တာလဲဆိုရင်တယောက်ကိုတွေ့ရင်တမျိုးနောက်တယောက်ကိုတွေ့ရင်တမျိုးကျွန်တော်တို့ကအဲ့လိုမျိုးဖြစ်တယ်အဲ့ဟာက stimulate လုပ်တယ်လို့ခေါ်တယ်တင်ဖြတ်တောက်တဲ့အဆင့်ပဲရှိသေးတယ်တခါလေကြာရင်တင်ခဏလေးပုံရှိုးလိုက်တယ်တခါလေကြာရင်တင်ပြန်ထလာဒါကဖြတ်တောက်တဲ့အဆင့်ကျမ်းစာကကျွန်တော်တို့ကိုဖြတ်တောက်ခိုင်းတာမဟုတ်ကျွန်တော်တို့ကိုအတီးဖြစ်စေတာ put to the dead လို့ခေါ်တယ်အတီးဖြစ်စေတာเนาะအတီးဖြစ်ခိုင်းစေချင်တာကျမ်းစာကိုကြည့်အောင်เนาะကျွန်တော်ဒီဟာကိုပြောမယ်ကောလောဆဲကိုလည်းရောက်ကောလောဆဲမှာအပိုင်းငယ်အခန်းကြီး1မှာเนาะအခန်းကြီး1မှာဒီမှာကျွန်တော်တို့အများကြီးတွေ့ရလိမ့်မယ်ဘာတွေတွေ့ရမလဲဆိုရင်အပိုက်မျိုးဒီမှာနော်ဒီမှာကျွန်တော်ခုဒီမှာအကြောင်းဖတ်မယ်နော်ဒီနေမှာ for in him the whole fullness of daily dwells bodily နော်ယေရှုကိုပြောတယ် you have been filled in him so who is the head of all rule and authority in him also you were circumcised with a circumcision made without hands by putting off the body of the flesh
by the circumcision of Christ အမှတွေ့လား putting off ဆိုတဲ့စကားလုံးနေเนาะဒီစကားလုံးပေါ့ putting off เนาะ put to the dead ဆိုတဲ့စကားလုံးနေတချို့တော့ version တွေမှာအဲ့လိုမျိုးရေးတယ်เนาะ put to the dead နောက်ထပ်အများကြီးရှိသေးတယ်ဇာတိအရာမှာတည်စီပါဒီကောလောဆင်းမှာเนาะဗမာကျမ်းစာမှာဖတ်ရင်ကျွန်တော်အများကြီးတွေ့ရလိမ့်မယ်ဒီနေရာမှာเนาะအဲ့ဆိုတော့ပြောချင်တာဗာလဲဆိုရင်ကျွန်တော်တို့ကိုယေရှုကเนาะယေရှုကကားတိုင်းမှာ stimulate လုပ်ပေးတာမဟုတ်ဘူးเนาะဖျက်တောက်ပေးတာမဟုတ်ယေရှုကအသေးခံတာเนาะဒါကြောင့်မနေ့ကကျွန်တော်ပြောရတယ်ယေရှုရဲ့အသေးခံခြင်းအရေးကြီးတယ်ဆိုတာအဲ့ဒါကျွန်တော်တို့ကယေရှုရဲ့တည်ခြင်းကိုသိမပြောချင်ဘူး yes ကျွန်တော်ပြောရလိမ့်မယ်အဲ့ဟာကဗာလဲကျွန်တော်တို့ရဲ့ဇာတိအရာမှာတည်ခြင်းဇာတိအရာမှာကျွန်တော်တို့ဖျက်တောက်ခိုင်းတာမဟုတ်เนาะဇာတိအရာမှာအသေးကိုဖြစ်စေရမယ်ဒါကြောင့်ပေါလုကပြောတယ် I have been crucified เนาะငါဆိုတဲ့ပုဂ္ဂိုလ်ကတည်ပြီးသားဖြစ်တယ်ခရစ်တော်နဲ့အတူတည်တယ် no longer live ငါမရှင်တော့ဘူး but Christ live in me အဲ့ဟာကိုပြောတာပေါလုပြောနေတာအဲ့ဆိုတော့ပြောချင်တာဗာလဲဆိုရင်เนาะကျွန်တော်တို့ဘဝတက်တာမှာဒီတာသနာပြုခြင်းမှာเนาะကျွန်တော်တို့တက်တည်ထူတဲ့အခါမှာယေရှုငါ၌ရှင်နေဆိုတဲ့စာအဲ့ဟာကအဓိကပဲကျွန်တော်တို့ကအဲ့ဒီယေရှုငါ၌ရှင်နေဆိုတဲ့တက်တည်ထက်เนาะကျွန်တော်တို့ကဘာအရာမှာထူလာလဲဆိုရင်ငါဆိုတဲ့ပုဂ္ဂိုလ်ကရှင်ငါဒီကေဖာဖြစ်တယ်ငါဒီအာပေါလုဖြစ်တယ်ငါဒီဖောင်ဒါဖြစ်တယ်ငါဒီပတ်စံရန်ထဲတဲ့သူဖြစ်တယ်ငါဒီအရန်ကိုစက်ကတ်ကြိုးစားရတယ်မင်းတို့ထက်ငါပို့ပြီးတော့လုပ်တယ်ဆိုတဲ့ငါဒီဆိုတဲ့အရာကเนาะဖြစ်လာတဲ့အခါမှာယေရှုတက်တည်ထက်ကျွန်တော်ရဲ့ဂုံကြော်စောစဉ်တက်တည်ကထူလာတဲ့အခါမှာဖခင်အလိုမရှိတာအဲ့ဒီအဖြစ်တယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီကန္တမှာအရင်ကြီးကြည့်တယ်ဒါကြောင့်ကျွန်တော်ကယ်တင်ခြင်းရတဲ့သူကเนาะဘယ်ရောက်တော့လဲโอเคနော်ဒါကြောင့်မလို့ကျွန်တော်ကယ်တင်ခြင်းရပြီ ship gate ကယ်တင်ခြင်းရတဲ့သူကဒီဘက်เนาะကျွန်တော်တို့ငါးတကားဘက်ကိုတွားတဲ့အခါမှာသက်သေเนาะ witness ယေရှုပြောတာလေယေရှုပြောတဲ့နေရာမှာเนาะမင်းတို့သက်သေမင်းတို့ဖြစ်ကြပါလို့မပြောဘူးเนาะ be my witness ငါရဲ့သက်သေဖြစ်ပါအဲ့ be my witness အဲ့ကျွန်တော်တို့သက်သေဖြစ်ရမှာယေရှုရဲ့သက်သေเนาะကျွန်တော်ဘယ်လောက်တော်တယ်ကျွန်တော်ဘယ်လောက်ထိကျမ်းစာဖတ်နေတယ်ကျမ်းစာ66ကျမ်းလုံးကိုကျွန်တော်အလွတ်ကျက်နိုင်တယ်အာဂုံဆောင်နိုင်တယ် yes ကောင်းပါတယ်မားနေတာမဟုတ်เนาะကောင်းတယ်ကျမ်းစာ66ကျမ်းလုံးအလွတ်ရတယ် yes ကောင်းတယ်ကျမ်းပိုက်တွေအများကြီးအလွတ်ရတယ်အရင်ကောင်းတယ်เนาะ PhD တွေဒေါက်တာတွေ5ခု6ခုရတယ် yes အရင်ကောင်းတယ်ဒါပေမဲ့အဲ့ဒီຢာတွေကကျွန်တော်ကိုကယ်တင်ခြင်းပေးတာတော့မဟုတ်ဘူးเนาะယနေ့ကျွန်တော်ကိုကယ်တင်ခြင်းပေးတာကယေရှုခရစ်တော်တပါးတည်းတာနေဖြစ်တယ်เนาะအဲ့ဒီယေရှုကိုယုံကြည်ဖို့အဲ့ဒီအရာကိုပြောတာဖြစ်တယ်။နော်ဒါကြောင့်မလို့ဒီညမှာကျွန်တော်ယေရှုရဲ့တက်တည်ဖြစ်ခြင်းနော်ဒါအရင်အရေးကြီးပါတယ်။ Yes, Masha. You come and do. She will be back. Okay. She take forever. Not forever. She will be back soon. Okay, Masha. Yeah. Okay. Give me a second, Masha. ကဲအဲ့ဆိုတော့ကျွန်တော်နောက်တစ်ခုကိုတွားရအောင်နော်question ရှိခဏနေပြန်မေးပါနော်အခုကျွန်တော်တို့နောက်တစ်ခုက O gate လို့ခေါ်တဲ့တက္ကဟောင်းကိုတွားရအောင်နော်တက္ကဟောင်းလို့ခေါ်တယ် O gate အဲ့ဆိုတော့ဘာကြောင့်တက္ကဟောင်းလို့ခေါ်လဲဆိုရင်ဒီနေရာမှာအရင်တော့ကမြို့ရိုးအဟောင်းရှိလို့နော်အရင်တော့ကမြို့ရိုးအဟောင်းတွေဒီနေရာမှာရှိခဲ့တယ်အဲ့ဒီအကြောင်းမလို့ဒါကို O gate ဆိုပြီးတော့ခေါ်ပါတယ်နော်တက္ကဟောင်းဆိုပြီးတော့ခေါ်တာဖြစ်တယ်နော်ဒီတက္ကဟောင်းကနေခွန်အားယူစရာအများကြီးရှိတယ်ဒါကနော်ခရိယန်ဘဝတက်တာမှာဒါက transition တစ်ခုပဲအခုဒီမှာပုံမှန်နဲ့ကြည့်လိုက်ပေါ့နော်အခုဒီ ship gate ကနေလာတယ် ship gate ကနေလာပြီးတော့နော်တက်သွားပြီးတော့ဒီမှာ O gate ရောက်တာနဲ့အောက်ဘက်ကိုပြန်သူရဲ့ transition အချိုးအကွေ့နော်ဒီညမှာတကယ်အချိုးအကွေ့ပဲခရိယန်ဘဝမှာလည်းဒီ O gate ကအချိုးအကွေ့ပဲကျွန်တော်အားလုံးဖြတ်တန်းရတယ်နော်ဒီ O gate ကနေစပြီးတော့ဒီအရာကိုကျွန်တော်ဖြတ်တန်းရတယ်ဒါကကျွန်တော်တို့ဘဝရဲ့အချိုးအကွေ့နော်တမျိုးဘဝမှာဖြစ်တတ်တယ်ဒီ O gate ကအရန်တတိထားစရာလည်းဟုတ်တယ်အရန်နဲ့အရေးကြီးတယ်နော်အဲ့ဆိုဒီ O gate ကနေခွန်အားယူစရာကဘာလဲဆိုရင်ဒါတကဟောင်းဖြစ်တယ်ဘဝမှာနော်ဖခင်ရဲ့ကောင်းကြီးတွေနော်အရင်တုန်းကလွန်ခဲ့တဲ့အချိန်ကနေစပြီးတော့ဖခင်ပြုတော်မူခဲ့တဲ့နော်ကောင်းကြီးတွေအမတ်တရားစရာ memory တွေနော်အဟောင်းသွားပြီနော်ကြော်လွန်သွားပြီပြီးဆုံးသွားပြီဒါပေမဲ့ဒီအရာတွေကိုကျွန်တော်အမြဲတမ်းဆွဲလန်းနိုင်မှသာလေ
ကျွန်တော်တို့ရဲ့ဘဝကိုကျွန်တော်တို့ဒီဘက်ကိုဖြတ်တန်းနိုင်မယ်နော်အခုကျွန်တော်ဒါကိုပြောချင်တယ်ဒီဆက်ပြီးတော့နော်ဒီဒါကို valley လို့ခေါ်တယ်နော် valley gate ဒါလွင်ပြင်တကားပေါ့ပမာလို့ဆိုရင်လွင်ပြင်တကားလို့ခေါ်တယ်ဒီနှစ်ခုကိုနည်းနည်းချိတ်ဆက်ပြီးတော့တွားရအောင်နော်အဲ့ဆို old gate ကိုပြန်ပြောမယ်ဟောင်းတန်းတွားခဲ့ပြီကြော်လွန်ပြီးတွားခဲ့ပြီကုံဆုံးတွားခဲ့ပြီမှန်တယ်ဒါပေမဲ့ဘဝမှာဖျားပြုတဲ့ဒီကောင်းကြီးတွေကိုကျွန်တော်တို့ဆွဲလန်းဆင်ခြင်တက်မှတ်တာနဲ့နော်ဆွဲလန်းဆင်ခြင်တက်မှတ်တာနဲ့ဘာဖြစ်လာလဲဆိုရင်နော်ကျွန်တော်တို့ပို့ပြီးတော့ရင့်ကျက်တဲ့ mature ဘက်ကိုကျွန်တော်တို့တွားနိုင်ပြီနော်အဲ့ဒီဟာနော်အဲ့ဒီ okay ကနေခွန်အားယူစရာကအဲ့ဒီဟာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီအကြောင်းလေးကိုပြောကြည့်အောင်အဲဆိုတော့တခါဒီဘဝမှာနော်ဖျားပြုတဲ့ကောင်းကြီးတွေအများကြီးရှိတယ်အခုတက်တီခံကြဆိုရင်အခုဒီမှာကျွန်တော်သားလေးပေါ့ညီကိုတွေလည်းအများကြီးရှိမှာပါအခုကျွန်တော်ရဲ့ဒီသားလေးကိုကျွန်တော်တက်တီခံမယ် Self North. ဟောကရှိဒီသားလေးအကြောင်းကိုကျွန်တော်တက်တီခံမယ်ကျွန်တော်ဒီကလေးကိုရပြီးတော့တိတ်မချဘူးနော်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီသူ့ရဲ့8လအရွယ်လောက်မှာ9လ8လအရွယ်မှာကား accident တစ်ခုဖြစ်တယ်အဲတော့ကျွန်တော်ကြောင်းတက်တယ်ကြောင်းတက်တော့ကျွန်တော်ဒီ final test ဖြေရတယ်ဖြေပြီးတော့ကျွန်တော်အိမ်ပြန်လာတယ်ကျွန်တော်ရန်အိတ်ချင်နေပြီဒါပေမဲ့ကျွန်တော်မိန်းမကလည်းအိမ်မှာစားစရာကဝယ်စရာရှိတော့အဲကျွန်တော်ကိုဈေးသွားမယ်ဆိုပြီးတော့ခေါ်တယ်ခေါ်တော့ကျွန်တော်လည်းအရန်တော့အိတ်ချင်နေပေမဲ့လည်းရတယ်ဒီနားလေးပဲကားမောင်းနေဆိုပြီးတော့ကျွန်တော်ကားမောင်းတယ်မောင်းတော့ညနေပိုင်းချိန်မှာနေကြတဲ့အချိန်ပေါ့နော်နေကြတဲ့အချိန်ဆိုတော့ကျွန်တော်တို့ကဒီအနောက်ကနေအရှိဘက်ကိုတွားတဲ့ခါမှာsorry အရှိကနေအနောက်ဘက်ကိုတွားတဲ့ခါမှာနေဝင်လာတဲ့ကွက်တိမျက်လုံးရမ်းဆူးတယ်မျက်လုံးရမ်းဆူးတော့ကျွန်တော်လည်းမျက်မှန်သမားမျက်လုံးမကောင်းတဲ့ကောင်ဆိုတော့မျက်လုံးရမ်းဆူးတော့ highway မှာဒီ80လောက်နဲ့တွားနေတယ်80လောက်နဲ့ကျွန်တော် highway မှာတွားနေတဲ့ခါမှာကျွန်တော်ရှိမှာ pickup truck တကားရှိတယ် pickup truck ရဲ့ဘေးနားမှာဒီလိုမျိုး truck အကြီးကြီး container ကားအကြီးကြီးတွေနော်အဲ့တကားရှိတယ်အဲ့ဒီကားက lane change တယ် lane change ပြီးတော့ဒီ pickup truck ရဲ့အရှိကိုရက် lane change တဲ့ခါမှာကျွန်တော်ကတွေ့တယ်အနောက်ကနေဒါပေမဲ့ကျွန်တော်အရှိကဒီ pickup truck ကားမောင်းတဲ့ကောင်ကကြောက်သွားတာကြောက်ပြီးတော့ highway မှာသူက fully stop လုပ်လိုက်တယ် fully stop လုပ်လိုက်တော့ကျွန်တော်တို့ကအနောက်ကသူ့အနောက်ကကျွန်တော်မောင်းနေတဲ့ကောင်ဆိုတော့အဲ့မှာသူ့ကိုအနောက်ကနေကျွန်တော်ကတိုက်တယ်speed 80လောက်နဲ့တိုက်တယ်အဲ့ဒီအရှိမဒီတိတ်ကလေးကသူ့ကိုဟိုမှာ child seat belt ထဲမှာထည့်ထားတော့သူကအယမ်းငိုတယ်အယမ်းငိုတော့သူ့အမေကလည်းခဏပွေပြီးတော့နှုတ်တိုက်ပြီးတော့သူ့ကိုအဲ့ဒီ child seat belt မှာဒီတိုင်းပဲခဏချထားတာသူ့ကိုဒီမလုပ်ပေးရသေးဘူးအဲ့နဲ့အဲ့ဒီခါမှာ accident ဖြစ်သွားတာအဲ့နဲ့သူကအနောက်ကနေပြန်လာသူကအနောက်ကနေပြန်သွားတော့အရှိမကျွန်တော်အရှိမမှန်ရှိတယ်ဒီမှာဟိုရေဒီယိုလို့ပါလို့ CD လို့ထည့်တဲ့ဒီstation ရှိတယ်အဲ့မှာတိုက်ရင်တိုက်မှန်တိုက်ရင်တိုက်ဒါမှမဟုတ်လည်းမှန်ကနေထွက်ရင်ထွက်သွားပဲအဲ့လောက်ထိ speed နှုန်းနဲ့ဆိုရင်တော့ဒါမဲ့ကျွန်တော်ကားလေးအိတ်ကားပြစ်လိုက်ရတယ်အကုန်ပြတ်သွားတယ်ဟိုလေအိတ်တွေပေါက်လေအိတ်ပေါက်ပြီးတော့ကျွန်တော်ကလေအိတ်နဲ့တိုက်ပြီးတော့ကျွန်တော်ဒီလက်မှာအခုဒီအမာရွှေရှိသေးတယ်ဒီနားမှာကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ဒီနားမှာပြေးသွားတယ်ပြေးပြီးတော့ကျွန်တော်အမာရွှေဖြစ်သွားတယ်ဒါတကယ်အမတ်တရားဒါမျိုးတွေဖြစ်သွားအမှကျွန်တော်မိန်းမနဲ့ကျွန်တော်သမီးကြီးကတော့သူတို့က sipet လောက်ထားတော့အဆင်ပြေတယ်ဘာမှဖြစ်ဒါမဲ့ကျွန်တော်သားဒီကောင်ကပြန်သွားတာအနောက်ကနေဒီကောင်ကပြန်လာတော့အမှန်တော့ကျွန်တော်အရှိကနေထွက်ပြီးတော့အပြင်ကျရင်တော့သူတီးမှာပဲအဲ့ဒါဘာဖျားကျေးဇူးတော့နော်ဘာဖြစ်လဲဆိုတော့ဒီကလေးကညာဘက်မှာ driver seat တင်ရှိတယ်အဲ့မှာဘယ်သူမှမထိုင်အောက်မှာသူ့ရဲ့ဂျိုဘိုအိမ်နဲ့အတူအဲ့မှာသူကကွေလေးကြာနေအနောက်ကသူကအဲ့ဒီဘက်မှာကြာစရာအကြောင်းကိုမရှိဘူးဒါပေမဲ့အဲ့မှာကိုကြာအဲ့မှာကြာပြီးတော့ကျွန်တော်တို့က Starbucks ကနေထွက်လာ Starbucks မုတ်လေးကင်တာသူက Starbucks လေးမုတ်ကင်ပြီးတော့ကျွန်တော်ကတကားပေါက်ဖွင့်ပြီးတော့ကျွန်တော်တားကိုကြည့်တော့ကျွန်တော်ကိုပြုံးလေးနဲ့ပြန်ပြီးတော့ဟီဆိုရေးပြဟာဟိုမှာကားအငွေ့တွေထွက်ပြီးတော့နော်အဲ့မှာရဲတွေရောက်လာတော့ကျွန်တော်ကားလေးပြစ်လိုက်ရတယ်အဲ့မှာပြောချင်တာဗာလဲဆိုရင်အဲ့လောက်ထိအကြီးကျယ် accident ဖြစ်ပေမဲ့ဒီကလေးကနော်ကျွန်တော်တို့ဈေးရုံပြတယ်တနေ့လောက်ပြတယ်စက်တိုက်ပြတယ်သူ့ရဲ့အယိုးတွေအုံနောက်တွေအကုန်လုံးစစ်ခိုင်းတယ်အကုန်လုံးဘာမှမဖြစ်ကျေးဇူးတော်အဲ့ဆိုတော့ကျွန်တော်ပြောချင်တာတကယ်လို့ဒီကလေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်လည်းထောင်ကြမယ်ကျွန်တော်ဒီမှာထောင်ရောက်မှာ US ထဲမှာကျွန်တော်လည်းထောင်ကြမယ်ကျွန်တော်ကြောင်းပြီးဖို့လည်းမဖြစ်နိုင်ဘူးကျွန်တော်အိမ်ထောင်လည်းပယုတ်ဒုက္ခဖြစ်မယ်ကျွန်တော်ထောင်ကြရင်ကျွန်တော်မိန်းမတယောက်တည်းသူဘာလို့မလဲသူသိမှာမဟုတ်အဲ့ဆိုတော့ပြောချင်တာဘာလဲဆိုရင်ဖရားရဲ့ကွယ်ကမှုနော်လုံးလုံးလက်မှာအဲ့ကျွန်တော်ပြန်စဉ်းစားတော့ဒီကလေးက
နော်ကျွန်တော်သမီးကျွန်တော်တို့မိန်းမနှစ်ယောက်ကျွန်တော်ညောင်ရီးစားဘွားကလေးကနေကျွန်တော်ညောင်အမြဲတမ်းဆူတောင်းတယ်ချိန်တွေ့ရင်လည်းဆူတောင်းတယ်နော်ကျွန်တော်သူနဲ့ချိန်တွေ့ရင်လည်းကျွန်တော်ဆူတောင်းတယ်ကျွန်တော်ညောင်လက်ကင်ပြီးတော့အမြဲတမ်းဆူတောင်းတယ်ကျွန်တော်မိန်းမနဲ့ကျွန်တော်နဲ့သူ့အိမ်ကိုသွားလည်ရင်လည်းသူ့အဖေမေတဲ့အကုန်လုံးကိုခေါ်ပြီးတော့ဆူတောင်းပေးပြီးတော့ကျွန်တော်ကပြန်တော့နောက်ဆုံးကျွန်တော်ရဲ့ရောက်ကတိရောက်ခမကအေးဆရာမင်းကငါတို့အိမ်ကိုလာတဲ့အမြဲတမ်းဆူတောင်းပြီးတော့မင်းကိုမပေးစားချင်နဲ့ပေးစားရတယ်ဆိုတဲ့ပုံစံမျိုးပေါ့အပြက်ချုပ်ထားတာကျွန်တော်ကဆူသွားပြီးတော့ပုံမှန်ပဲဆူတောင်းပေးတာသူ့အိမ်ကိုသွားလေတယ်ဆူတောင်းတယ်ဆိုတော့ဆရာဆိုတော့အားနာတယ်ဆိုပြီးတော့ပေးစားလိုက်ရတယ်ပြောချင်တာပြောချင်တာအဲ့လိုမျိုးပေါ့ကျွန်တော်ပုံမှန်သူနဲ့အမြဲတမ်းကျွန်တော်မိန်းမနဲ့ကျွန်တော်နဲ့ဆူတောင်းတာအဲ့လိုဆူတောင်းတော့ဒီကျွန်တော်သမီးရတယ်သမီးကြီးရတဲ့ခါမှလည်းကျွန်တော်ဆူတောင်းတယ်ဖေကျွန်တော်အမှုတော်ဆောင်တယ်ကျွန်တော်သားနဲ့အတူကျွန်တော်အမှုတော်ဆောင်ခြင်းတယ်ဆိုပြီးတော့ကျွန်တော်ဆူတောင်းတယ်ကျွန်တော်ကိုယောက်ျားလေးပေးမယ်ဆိုရင်ဒီယောက်ျားကလေးကိုကျွန်တော်ဇော်မုံလွီဆိုတဲ့နာမည်ကျွန်တော်ပေးတယ်ကိုရောရဲ့လက်တော်ကိုအနံပါတယ်ဆိုပြီးတော့ကလေးတော်မရခင်ကနေကျွန်တော်ဆူတောင်းခဲ့တာလူပြိုဘွားကနေမျောလင့်ခဲ့တဲ့ကျွန်တော်စီမှာနာမည်ရှိတယ်လူပြိုဘွားကနေကျွန်တော်မင်္ဂလာဆောင်ရင်ဘယ်ဖះเจ้าမှာမင်္ဂလာဆောင်မယ်ဆိုတာအကုန်လုံးကျွန်တော်မှရှိတယ်ကျွန်တော် calling ရတဲ့ဖះเจ้าနော်ကျွန်တော်အဲ့ဒီဖះเจ้าတိတိလေးပဲအဲ့ဒီတိတိလေးမှာကျွန်တော်တွားဆောင်တာအဲ့ဒီနေရာမှာကျွန်တော် calling ရခဲ့ကျွန်တော်ရအောင်တွားတယ်ကျွန်တော် US မှာရောက်နေပြီဒါပေမဲ့ကျွန်တော်အဲ့ဒီဖះเจ้าမှာကျွန်တော်တွားပြီးတော့မင်္ဂလာဆောင်တယ်ပြောချင်တာပါလေဆိုရင်ကျွန်တော်ရည်ရွယ်ခဲ့တဲ့အရာတွေကျွန်တော်လူပြိုဘွားကလေးကနေကျွန်တော်ဆူတောင်းပြီးတော့ဖះကိုအပ်ထားတဲ့အရာတွေတကယ်ဖះဖြစ်မြောက်စေတယ်အဲကြောင့်ဒီကလေးကိုကျွန်တော်ဇော်မုံတွေဖះရဲ့အမှုတော်ဆောင်ဖြစ်ပါစေဒေသနာစီစဉ်တဲ့တာဖြစ်ပါစေဆိုပြီးတော့အနံထားတဲ့အခါမှာဖះကကာကွယ်ပေးတယ်ဖះပေးတဲ့အသက်ပဲဒီကလေးက accident ဖြစ်တာအဲ့လောက်ထိအကြီးကြီးဖြစ်တဲ့နေရာကနေဘာမှမဖြစ်ဘူးဆိုတာကအခုချိန်ထိကျွန်တော်လည်းစဉ်းစားလို့မရကျွန်တော်မိန်းမလည်းစဉ်းစားလို့မရဒါကဂျေဇုတော်မှတပါအခြားဘာမှမရှိဘူးဖះကိုယ်တိုင်ကာကွယ်ပေးတာဖြစ်တယ်ဒီကလေးကိုဒါကြောင့်ကျွန်တော်လည်းဆုတောင်းအနံတယ်ဒီကလေးကိုကိုတော်ဆက်လက်ပြီးတော့အသုံးပြုပေးပါဆိုပြောချင်တာဘဝမှာဖះလုပ်ခဲ့တဲ့အရာကြော်လွန်သွားပြီလွန်ခဲ့တဲ့9 နှစ်လောက်ကဖြစ်ခဲ့တဲ့အဖြစ်ပြက်ဒါပေမဲ့အဲ့ဒီအရာကိုအခုချိန်ထိဆွဲလန်းဆင်ခြင်တဲ့အခါမှာအခက်ခဲတွေကြုံရင်လည်းကိုတော်ကျွန်တော်နဲ့တူရှိတယ်ဖြတ်တန်းနိုင်တယ်ကြော်လွှားနိုင်တဲ့အခွင့်ကိုကိုတော်ပေးမယ်ဆိုတဲ့အဲ့ဒီယုံကြည်ခြင်းစိတ်ကကျွန်တော်စီမှာထွန်းကားစေတယ်။နောက်ဒါကြောင့်ဒီမှာရှိတဲ့ညီကိုတွေဘဝမှာဖះလှုပ်ခဲ့တဲ့ကောင်းမြတ်ခြင်းအရာတွေနော်ကိုတော်ရဲ့ကောင်းမြတ်ခြင်းတရားတွေကိုအမြဲတမ်းဆွဲလန်းပါဆင်ခြင်ပါဒါကို reflect လုပ်ပါအဲ့ဒီအခါမှာဘာဖြစ်လာမလဲဆိုရင်ဆက်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့ progress တင်ရတိုးပွားခြင်းကိုလူအပေါင်းတို့မှာထင်ရှားစေပါဆိုတဲ့ဘက်ကိုအဲ့ဒီဘက်ကိုရောက်လာတယ်နော်အဲ့ဒီဟာလေးကိုကျွန်တော်တက်တည်ကန်ခြင်းဒါဆိုတော့ဒီအကြောင်းအရာလေးကိုကြည့်အောင်နော်ဒီမြေပုံလေးကိုကြည့်ပါအရန်အရေးကြီးတယ်ဒီမှာနော် O gate ဒီ O gate ကနေ valley နော်ဒီကြားမှာဘိုးဒီမှာအမဲရောင်ဆိုဘိုးနဲ့ဆွဲထားတာပေါ့နော်ဘိုးလောက်ထားတယ်ဘိုးအမဲရောင်ပို့ပြီးတော့ထူလေးလောက်ထားတယ်အတိတ်ပဲကဘာလဲဆိုရင်ဒီနေရာကနော်ကျွန်တော်ဒီမှာပုံဆွဲလို့ရမှာအေးဒီနေရာနော်ဒီတကြောကမြေနှိမ့်တာဖြစ်တယ်နော်ဒီနေရာမှာမြေနှိမ့်တယ်မြေနှိမ့်တဲ့အရက်ဖြစ်တယ်ဒါကြောင့်မလို့ပြီးရင်ဒီမှာ O gate နော်အမိုက်တွေရှိတယ်တကဟောင်းအရင်တော့ဟောင်းခဲ့တဲ့တကအရင်တော့မြို့ရိုးအဟောင်းအပြက်တွေရှိတယ်ဒါကြောင့်ဒီအပြက်တွေကိုသူတို့ကဘာလုပ်ရလဲဆိုရင်ဒီမှာဟောနောက်မှာနော် down gate ရှိတယ်ဒီအောက်မှာဒါကိုဗမာလိုနောက်ချေးတကားလို့ခေါ်တယ်ဒီနောက်ချေးတကားဘာကြောင့်နောက်ချေးတကားလို့ခေါ်လဲဆိုရင်ဒီနေရာမှာအမိုက်ပုံရှိတယ်အပြင်မှာအမိုက်ပုံပဲဒီအမိုက်ပုံမှာလာပြီးတော့သူတို့အမိုက်ပြရတယ်တမျိုးလုံးရဲ့အမိုက်ကဒီမှာလာပြီးတော့စွန့်ဒါကသူတို့ရဲ့ structure မြို့ structure ဒါကြောင့်ဒီအပေါ်ကနေဒီအပေါ်မှာရှိတဲ့အမိုက်ကိုဒီအောက်ထိသူတို့လာရအောင်နော်အမိုက်ပြရမယ်ဒါကြောင့်ဒီ O gate ကဘဝမှာ challenge transition တစ်ခုပဲစင်ရင်မှု suffering အခုလာပြီနော်ကျွန်တော်ကယ်တင်ချင်းရတယ် yes အခုစပြီကယ်တင်ချင်းကနေတင်စတယ်တင်တက်တည်ထူတယ်တင်ကြိုးစားတယ်ခရစ်တော်ရဲ့တက်တည်ဖြစ်ခြင်းနဲ့တင်လုပ်တယ်လွယ်တယ်များထင်လားနော်လူတကာရဲ့ကဲရဲ့ချင်းတွေခနဲ့ချင်းတွေပြောဆိုချင်းတွေယုံကြည်သူအထည်ကနေလည်းပြောမယ်နော်အပြင်ကမယုံကြည်သူတွေလည်းပြောမယ်ကိုယ့်ရဲ့အနီးဆက်ဆုံးမောင်နှမတွေလည်းပြောမယ်ဆွေမျိုးချင်းတွေလည်းကိုယ့်ကိုမျိုးစုံပြောမယ်အဲ့လိုမျိုးတင်ကြုံတွေ့လာတဲ့ခါမှာအဲ့ဒါတင်းရဲ့ transition ပဲ O gate လို့ခေါ်တဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းတရားတွေကိုတင်ပြန်ပြီးတော့ဆွဲလန်းဖို့ရည်ကြည်တယ်ဖခင်ရဲ့ကောင်းမြတ်ခြင်းတရားကိုတင်မဆွဲလန်းဘူးဆိုရင်ဘာဖြစ်သွားမလဲ
တင်တက်ချောင်းပြန်ခောက်မှာပေါ့ဆက်ပြီးတော့မတွားချင်တော့ဆက်ပြီးတော့တင်ဝิญဉ်ရေးရမဆောက်ချင်တော့ဘူးဟာတော်ပါပြီငါဘာငါအေးစစ်စစ်နေတော့မှလူမုံတက်တာသေးတယ်ဖះเจ้าလေးတပတ်တနင်္ဂနွေတရက်လေးဖះเจ้าလေးဝတ်ပြူလိုက်ရပြီပေါ့ဆိုတဲ့အဆင့်ကိုရောက်သွားတာအဲ့ဟာကတင် K-pop လောက်တာဖြစ်တယ်တင်အမှရက်နေလို့မရအောင်ဖះเจ้าလေးတရက်တစ်ခေါက်လေးတပတ်တစ်ခေါက်လေးတွားယုံနဲ့ရတာမဟုတ်ဘူးထမင်းဟာတပတ်မှာတရက်စားယုံနဲ့ရတာမဟုတ်ဘူးเนาะကျွန်တော်တို့ပြောချင်တာဗာလဲဆိုရင်ဝิญဉ်ရေးရမှာလဲဖះเจ้าတစ်ခေါက်လေးတွားယုံနဲ့တင်ရတာမဟုတ်ဘူးနေရစင်တိုင်းမှာတင်ရုန်းကန်နေရတာဖြစ်တယ် struggle เนาะတင်ကြုံတွေ့ရမှာဖြစ်တယ် fight ရမှာဖြစ်တယ်တိုက်ခိုက်ရမှာဖြစ်တယ်နေရစင်တိုင်းမှာเนาะအဲဆိုတော့ပြောချင်တာဗာလဲဆိုရင်ဒီ O gate ကအဲ့ဟာပဲ transition ဖြစ်သွားတာဒီညမှာဒီ transition ကာလမှာเนาะဒီအချိုးကွေ့မှာကျွန်တော်တို့ကကိုရောရဲ့ကောင်းမြတ်ခြင်းတရားကိုဆွဲလန်းလာတဲ့အခါမှာတင်ဆက်ပြီးတော့ပို့ပြီးတော့ mature ပို့ပြီးတော့ရင့်ကျက်တဲ့ဘက်ကိုတင်ရင်ဆိုင်ရဲလာတယ်တိန်းညက်လို့ခေါ်တဲ့ငတ်ဟာမုံတိုင်းကိုမကြောက်ဘူးနော်တခြားငတ်တွေဟာမုံတိုင်းလာတဲ့ခါမှာထွက်ပြေးနေပေမဲ့ဒီတိန်းငတ်ကမုံတိုင်းကိုသူဖျက်ပြီးတော့မှသူပျော်ရွှင်နိုင်တယ်ယနေ့ကျွန်တော်ခရိယန်တွေရဲ့ဘဝတသက်မှာဆင်းရဲဒုက္ခတွေအခက်အခဲတွေ suffering တွေ crisis struggle ဒါတွေကိုကျွန်တော်တို့မကြောက်ပါနဲ့အဲ့ဒီအရာမှတင်ဖြတ်တန်းရဲမှတာလင်းတင်းရဲ့ဘဝကပို့ပြီးတော့ mature ဖြစ်လာတယ်ပို့ပြီးတော့ရင့်ကျက်စရာအကြောင်းရှိတယ်နော်ကျမ်းပိုက်တစ်ပိုက်ကိုကြည့်အောင်မာကုခရစ်ဝင်ကျမ်းမှာဖြစ်ပါတယ်အခန်းကြီး၄လောက်မှာဖြစ်မယ်ဟောကျွန်တော်ဒီမှာ screen share လုပ်ရအောင်ရှမာကုခရစ်ဝင်ကျမ်းအခန်းကြီး၄အပိုင်ငယ်နော်35လောက်ပေါ့အမှ One evening had come no on that day အဲ့ဒီနေ့မှာညနေပိုင်းမှာဘာဖြစ်လဲ Let us go across side ငါတို့ဟိုဘက်ကမ်းကိုတွားကြရအောင်ဆိုပြီးတော့ယေရှုကပြောတယ်တဲ့အမှသူတို့ဟာလူတွေကိုခြံထားခဲ့ပြီး they took him with them in the boat နော်လေနဲ့သူတို့တွားပြီး just as he was ဒီစကားလုံးရမ်းကြီးတယ်သူဟာအဲ့ဒီလေထဲမှာသူအရင်ထိုင်နေပြီအဲ့လေထဲမှာသူရှိနေပြီနော်အဲ့ခါမှာတပည့်တော်တွေလည်း evening time တဲ့ညနေအချိန်မှာညနေချိန်ဆိုတော့သူတို့ကနော်ပင်လယ်ရေမျက်နှာပင်အောက်ဒေတာဖြစ်တယ်ဒါကြောင့်မလို့ပင်လယ်ရေမျက်နှာပင်အောက်ဆိုတာကကုန်းကနေလာတဲ့လေတွေနော်ဆူတဲ့နေရာကုန်းကနေတောင်တန်းတွေကနေလာတဲ့လေတွေကဒီညမှာလာဆူတယ်ဆူတဲ့အခါမှာဘာဖြစ်လဲဆိုရင်အမှဒီလိုမျိုးလေကတစ်ခုနဲ့တစ်ခုတိုက်တဲ့ခါမှာအဲ့လိုမျိုးမုန်တိုင်းနော်လေဘဝဲဆလာအဲ့လိုမျိုးနေရာအဲ့လိုမျိုးလေဘဝဲအမြဲတမ်းဖြစ်တဲ့နေရာဒီဂါလိလဲအိုင်ဆိုတာဒါကြောင့်မလို့သူကကုန်းကနေလာပြီးတော့လာတဲ့လေတွေအရှိမျက်နှာအနောက်နော်ရှင်းမျက်နှာလာတဲ့လေတွေလာစုတဲ့ခါမှာလေကဘာဖြစ်လဲလဲပြီလေအဲ့လိုမျိုးမုန်တိုင်းထန်တက်တဲ့ဒေတာဖြစ်တယ်ဒါကြောင့်မလို့တပည့်တော်တွေကညနေပိုင်းဆိုရင်တိတ်မသွားချင်ဘူးဒါမဲ့ယေရှုကတူတော်မှထိုင်နေပြီယေရှုကိုယ်တိုင်ပြောတယ် let us go across to the other side ဟိုဘက်ကမ်းကိုတွားကြစို့အဲ့ဟာကပါလေဒါရန်ရေးကြည့်တယ်ဒါကယေရှုရဲ့ strategy ယေရှုရဲ့ plan ယေရှုရဲ့ vision ယေရှုရဲ့စီညွှန်းချက်ဖြစ်တယ်ငါတို့ဟိုဘက်ကမ်းကိုတွားမယ်ပြီးရင်ဒါကယေရှုရဲ့ promise ဖြစ်တယ်ငါတို့ဟိုဘက်ကမ်းကိုရောက်မယ်ဆိုတဲ့ promise ဖြစ်တယ်ဒီစကားကိုကြားနေတဲ့တပည့်တော်တွေကသူကိုယ်တိုင်ထိုင်ပြနေပြီတဲ့ခရစ်တော်ကိုယ်တိုင်ဒီနေရာမှာထိုင်ပြနေပြီဒါကြောင့်သူတို့လည်းလိုက်လာတယ်အဲ့လိုလိုက်လာတဲ့ခါမှာနော် a great windstorm ဒီမှာတွေ့လား arose ထလာပြီအဲ့မှာနောက်ဆုံးဘာဖြစ်လာလဲဆိုရင် breaking into the boat နော်လေကိုကွဲမတက်ဖြစ်လာတဲ့အနေအထားမှာရှိတယ်အဲ့ခါမှာယေရှုကတော့ဒီမှာသူကအေးဆေးနော်ပေရဲ့ခေါင်းပေါ်မှာသူအိပ်ပျော်နေတယ်နောက်ဆုံးတပည့်တော်တွေသူ့ကိုစိတ်ဆိုးလာတယ်နော်မင်းငါတို့ကိုတေဖို့အလိုရှိတာလားမင်းငါတို့ကို not care အမှ complain လာပြီပြီးရင်ဒီညမှာ teacher ဆိုတဲ့စကားလုံးအရင်အဲ့ဟာကစိတ်ဆိုးတယ် Lord တခင်ရေငါတို့ကိုကယ်ပါလို့ပြောနေတာမဟုတ်နော်မင်းကငါတို့ကိုဟိုဘက်ကန်းတွားရအောင်ဆိုပြီးတော့မင်းကဆရာကြီးထားလို့ပြီးတော့အခုကျတော့ငါတို့ပျက်စီးတော့မှာကိုမင်း not care မင်းဂရုမစိုက်ဘူးလားမင်းထဆန်းဆိုတဲ့ပုံစံမျိုးယေရှုကိုသူတို့စိတ်ဆိုးလာတယ်အဲ့လိုစိတ်ဆိုးလာတဲ့အခါမှာယေရှုကထလာတယ်နော်rebuke the wind and said to the sea peace be still နော်ပင်ရေမျက်နှာပင်ကိုငြိမ်သက်ဖို့ရန်အတွက်သူလုပ်လိုက်တယ်
ဒီအဖြစ်အပျက်ကိုစဉ်းစားပါကျွန်တော်ဒီဆရာတွေအများကြီးခေါ်ပြီးညီကိုတွေလည်းထက်ခါကြားပြီးထက်ခါဖတ်ပြီးသွားပြီဒါပေမဲ့ဒီအကြောင်းကိုစဉ်းစားပါ let us go across to the other side ဟိုဘက်ကကိုသွားမယ်အဲ့ဒါစဉ်းစားပါနော်ပကြီးကားတစ်ချက်ရှိတယ်ကျွန်တော်အိမ်မှာရှိတယ်ကျွန်တော်မနေ့ပြန်ကြရင်အဲ့ဒီပကြီးကားလေးပြမယ်ဒီပကြီးကားကဒီဆွဲတဲ့သူကနော်အခုဒီအဖြစ်အပျက်အရာဒီအဖြစ်အပျက်ကိုအခြေခံပြီးတော့ပကြီးဆွဲတဲ့အခါမှာဒီအဖြစ်အပျက်အရာလူဘယ်နှယောက်ရှိမလဲတပည့်တော်12ပါးနဲ့ယေရှုနဲ့73ယောက်ပဲရှိတယ်ဒါပေမဲ့အဲ့ဒီပကြီးကားမှာ14ယောက်ဟုတ်တယ်ပကြီးကားမှာလူ14ယောက်အဲ့ဒီ14ယောက်ကပကြီးဆရာကဘာကြောင့်ဆွဲတာလဲမားနေတာလားပကြီးဆရာdoctrine မားနေတာမဟုတ်ပကြီးဆရာပြောချင်တာကအဲ့ဒီအဲမှာငါလည်းတယောက်အပါဝင်ဖြစ်တယ်ငါကိုယ်တိုင်နဲ့တယောက်အပါဝင်ဖြစ်တယ်ဆိုတဲ့စာကိုခံစားခိုင်းစေတယ်နော်ယေရှုဟာငါနဲ့အတူရှိနေပါလျက်နဲ့ငါဘာကြောင့်စိုးရိမ်နေလဲယေရှုဟာငါနဲ့အတူရှိနေပါလျက်နဲ့ငါဘာကြောင့်ကြောင်းကြနေရလဲယေရှုဟာငါနဲ့အတူရှိနေပါလျက်နဲ့ဘာကြောင့်ငါဒီအရာကိုမဖြတ်တန်းချင်တာလဲ let us go across to the other side ဟိုဘက်ကန်းကိုတွားကြရအောင်ဒီမုန်တိုင်းကိုငါဘာကြောင့်မဖြတ်ဝင်တာလဲဒီမုန်တိုင်းကိုငါဘာကြောင့်မရင်ဆိုင်ရဲတာလဲသူကိုယ်တိုင်ထိုင်နေပြီသူကိုယ်တိုင်ရှိနေပြီသူကိုယ်တိုင်ငါနဲ့အတူရှိနေပါလျက်နဲ့ငါဘာကြောင့်ဒီမုန်တိုင်းကိုမဖြတ်ရဲတာလဲယနေ့ကျွန်တော်ခရိယန်တွေဒါအရင်ရေးကြည့်တယ်နော်ဒီညမှာအခုကျွန်တော်တို့ဒီ O gate ဆိုတာကအဲ့ဒီအရာကိုပြောတာဖြစ်တယ်နော် O gate ကျွန်တော်တို့ဟာဒီ transition တစ်ခုကိုကျွန်တော်တို့ဖြတ်တန်းတဲ့အခါမှာနော်ကျွန်တော်တို့မလိုချင်ဘူးဆင်းရဲဒုက္ခအခက်ခဲဆိုတာ yes ကျွန်တော်တို့မလိုချင်ဘူးဒါပေမဲ့လေကျွန်တော်ဖြတ်တန်းရမယ်ဘဝရဲ့အချိုးအကွေးပဲဒီအရာကိုဖြတ်တန်းတဲ့အခါမှာကျွန်တော်တက်နိုင်တယ်ကျွန်တော်စွမ်းနိုင်တယ်ဆိုတာထက်ထိုဖရားကျွန်တော်နဲ့အတူရှိတယ်ထိုဖရားကိုယ်တိုင်စီညွှန်းနေတယ် let us go ထိုဖရားကိုယ်တိုင်အတူရှင်းနေပြီထိုဖရားကိုယ်တိုင်ငါ့ကိုဥဆောင်နေတယ်ဆိုတဲ့စာကိုဝန်ခံရဲမှတာနေဆင်းရဲဒုက္ခကိုကျွန်တော်ဖြတ်တန်းနိုင်တယ်နော်အဲ့ဟာကျွန်တော်ဘဝမှာရှိတယ်နော်ဒီဆင်းရဲဒုက္ခအခက်ခဲဆိုတာဖြတ်ကိုဖြတ်တန်းရမှာယုံကြည်သူမယုံကြည်သူနဲ့မဆိုင်ယုံကြည်သူဖြစ်လို့တင့်ကိုဆင်းရဲဒုက္ခမပေးဘူးဆိုတာမဟုတ်ဘူးနော်ဖခင်ကယုံကြည်သူဖြစ်လို့တင့်ကိုတကွက်တဲ့ဖခင်ကနေကိုတာယာစေပြီးတော့တစ်ဖက်လူတွေကတော့နော်မုံတိုင်းဖြစ်စီတာမျိုးမဖြစ်ဘူးမဟုတ်ဘူးတင်ဒီနေပူမိုးရွာနော်အတူတကွခံစားရမယ်နေပူနဲ့တင်နဲ့အပူခံရမှာပဲမိုးရွာရင်နဲ့တင်နဲ့အဆူခံရမှာပဲငလင်လို့ရင်နဲ့တင်နဲ့အဲ့ဒီတန်ကိုခံရမှာပဲယုံကြည်သူဖြစ်မယုံကြည်သူဖြစ်လူသားတယောက်အနေနဲ့ခံရမယ်ဒါပေမဲ့ယုံကြည်သူဖြစ်တဲ့သူမှာယေရှုခရစ်တော်ပြောတကယ်တော့ peace be still ငြိမ်သက်ခြင်းအပြည့်ကျွန်တော်စီမှာရှိတယ်ဟိုဘက်ကန်းကိုဖျက်တမ်းဖို့ရန်အတွက်ကျွန်တော်စီမှာအားအင်းတွေရှိတယ်ကျွန်တော်စီမှာခွန်အားတွေရှိတယ်အဲ့ဒါပဲဒါကအိုးဂိတ်ကနေခွန်အားယူစရာနော်ဒါကြောင့်အခက်ခဲတွေဆင်းရဲဒုက္ခတွေသူများတွေခနဲ့တာတွေကေးရက်တာတွေကြားတဲ့အခါမှာစိတ်သက်သာဖို့မဟုတ်ဘူးဒါကိုတင်ဖျက်တမ်းရလိမ့်မယ်ယေရှုကားတိုင်းထမ်းတဲ့အခါမှာလူတွေခနဲ့ကေးရက်တယ်နော်စတွေးထွေးတဲ့ကောင်ရှိတယ်ပါရိုက်တဲ့ကောင်တွေရှိတယ်နော်အင်ဂျီစုပ်ဖြဲပေးတဲ့ကောင်တွေရှိတယ်နော်ကြာပွတ်နဲ့ရိုက်တဲ့ကောင်တွေရှိတယ်ဒါတွေကို तू ဟာတော်ပါပြီကွာငါ့ကိုဒီတော့ထိဖြစ်တာဆိုပြီးတော့ तू keep up လုပ်လိုက်ရင်ကေတင်ချင်းဆိုတာဖြစ်လာစရာအကြောင်းမရှိဘူးယနေ့ခရစ်တော်ပြောတယ်ကားတိုင်းကိုကြည့်ပြီးတော့သွားပါဆိုတာအဲ့ဟာကိုပြောတာဆင်းရဲဒုက္ခအခက်ခဲဆိုတာကျွန်တော်ဖြတ်တန်းရလိမ့်မယ်ရင်ဆိုင်ရလိမ့်မယ်ယေရှုလည်းဆင်းရဲဒုက္ခအခက်ခဲကိုဟိုကားတိုင်းထိနော် तू ဖြတ်တန်းခဲ့လို့ယနေ့ကျွန်တော်ဘဝတက်တာမှာခရိယန်တရားဖြစ်တဲ့အခါမှာမလွယ်ဘူးနော်ခရိယန်ဖြစ်လို့အရင်စိတ်ပဲမထင်နဲ့နော် yes ကျွန်တော်မှာစုကျေးဇူးရှိတယ်ဒါပေမဲ့နော်သူဖျားကျွန်တော်နဲ့သူရှိတယ်ဆိုပေမဲ့ကျွန်တော်ဒီလူသားဖြစ်တဲ့ခါမှာလူသားအလျောက်တင်ငြုပ်တီးစားရင်တော့ဆက်မှာပဲနော်တင်ခရိယန်ဖြစ်လို့ငြုပ်တီးမဆက်စီရဘူးဆိုတဲ့စာမျိုးမရှိဘူးနော်ဆက်မှာပဲဆင်းရဲဒုက္ခဆိုတာရှိမှာပဲအဲ့ဒီအရာမှာနော်ဖျားဒီကျွန်တော်နဲ့သူရှိတယ်ဆိုတဲ့စာကိုဆွဲလမ်းပြီးတော့ဖြတ်တန်းသွားဖို့ဖြစ်တယ်တစ်ဆက်တဲ့အတူသွားရအောင်နော်ခဏနေပြန်လာမယ် okay မှာတခုရှိသေးဒီ valley gate valley ဆိုတာလွင်ပြင်ဖြစ်တယ်နော်လွင်ပြင်ဒီနေရာကမြေနှိမ်ညာဖြစ်တယ်ဒီနေရာမှာဘာဖြစ်လဲဆိုရင်เนาะဒီနေရာမှာဂျိုင်းဖြစ်တယ်เนาะမြေနှိမ်တဲ့အရက်ဖြစ်တယ်အနှိမ်ဆုံးအရက်နေရာဒီနေရာမှာဖြစ်တယ်ဒီခါမှာဘာဖြစ်လာလဲဆိုတော့ဒီအိုးဂိတ်ကိုရောက်လာတဲ့အခါမှာတဲ့เนาะကျမ်းပိုက်ကိုတွားရအောင်နေဟမိမတ်စာအခန်းကြီး၄ကိုလမ်းရအောင်เนาะနေဟမိမတ်စာအခန်းကြီး၄ကိုလမ်းရအောင်အပိုင်ငယ်နော်ခုနှစ်ကနေစပြီးတော့တယောက်လောက်ကျေးဇူးပြုဖတ်ပေးလို့ရမလားနေဟမိမတ်စာအခန်းကြီး၄အပိုင်ငယ်ခုနှစ်ကနေ30ထိကိုတယောက်လောက်ကျေးဇူးပြု17ထိပေါ့နော်တယောက်လောက်ကျေးဇူးပြုဖတ်ပေးပါ
ပိုင်းငယ်ခုနှစ်ကနေ30ဟုတ် ဟုတ်ကဲ့17ထိ ခုနှစ်ကနေ17အထိယေရုရှလင်မြို့ရိုးမြည်၍ပြိုပြက်ရာတို့ကိုပြင်ဆပြုကြသည်ဟုတံပါလတ်နှင့်လောဘီအစရှိသောအရက်လူအာမုန်လူအာဇုတ်လူတို့သည်ကြားသောအခါအလွန်ဒေါသစိတ်ရှိသဖြင့်ယေရုရှလင်မြို့ကိုစစ်ချီ၍တိုက်မည်ထိုအမှုကိုဖျက်မည်ဟုတညီတညွတ်ထဲတိုင်ပင်ကြ၏တို့ရာတွင်ငါတို့သည်ငါတို့၏ဖျားသခင်ကိုဆုတောင်း၍ရန်သူကြောင့်နေ့ညမပြတ်ကင်းဆောင်ထားကြ၏ယူဒလူအချို့ကလည်းဝန်ထမ်းသောသူတို့သည်အားကုန်ကြပြီးအမိုက်များလှ၏မြို့ရိုးပြီးစီးအောင်မတက်နိုင်ကြဟုဆိုကြ၏ရန်သူတို့ကလည်းသူတို့သည်အမှတ်တမဲ့တတိမရှိဘဲနေစဉ်တွင်ငါတို့သည်သူတို့ထဲသို့ဝင်၍လှုပ်ကြံသဖြင့်ထိုအလုပ်ကိုငါဖျက်မည်ဟုဆိုကြ၏ ကျေးဇူးတင်နေနော်ညီမချလိုက်အဲ့မှာကြည့်ပါအဲ့မှာသူတို့မြို့ရိုးစားဆောက်လာပြီတဲ့ ship gate ကနေစမြို့ရိုးစားဆောက်ခါစားပဲရှိသေးတယ်နော်အခုမှ O gate လေးပဲရောက်သေးတယ်ဘာဖြစ်လာလဲဆိုရင်ဒီညမှာသူတို့ transition လာပြီ struggle လာပြီနံပါတ်1အပြင်မှာရှိနေတဲ့သူတွေတပါလက်နဲ့တောပီးလို့ခေါ်တဲ့တခြားသောလူမျိုးတွေအာမုန်လူမျိုးတွေအာဇုတ်လူမျိုးတွေအာရပ်လူမျိုးတွေနော်ဒီလူမျိုးတွေကပါလို့လေမကြိုက်ဘူးဒီကောင်တွေကို attack မင်းတို့ကိုတိုက်မယ်မင်းတို့ကိုငါတို့လာပြီးတော့ဖျက်ဆီးမယ်မင်းတို့ကိုငါတို့လာပြီးတော့နော်ဖျက်မယ်ဆိုပြီးတော့ဒီသတင်းကိုသူတို့လုပ်ပြီးဖျက်ဆီးခြင်းနဲ့အပြင်ကနေ attack ရှိတယ်။ကဲအထဲကလူတွေနော်အထဲကလူတွေကလည်းအပိုင်ငယ်30မှာယူဒလူအချို့ကလည်းဝင်ထမ်းတော့သူတို့ဒီအားကုန်ကြပြီးအမိုက်များလာကြီးမြို့ရိုးပြီးစီးအောင်မတတ်နိုင်သူတို့စိတ်သက်ကြလာပြီနော်ငါတို့မောတယ်နော်ငါတို့မောပြီအားကုန်ပြီနော်ပြီးရင်ဘာဖြစ်လဲဆိုရင်အမိုက်များတယ်တွေ့ရအဲ့စကလုံးဒီညမှာမြို့ရိုးမြို့ဟောင်းအဲကြောင့်ဒီမြို့ဟောင်းအမိုက်ကိုသူတို့ဘယ်ထိပြဒီအောက်ထိလာပြဒါကြောင့်မလို့ဘာဖြစ်လဲဒီကောင်တွေစိတ်သက်ကြဟာအဝေးကြီးပဲကွာနော်ပြီးဒါလွင်ပြင်ဆိုတာကဘာလဲမြေကျွန်တော်တို့ဘောလုံးကွင်းကိုစဉ်းစားဖို့ဘောလုံးကွင်းမှာတင်ဘာဖြစ်လဲဘောလုံးကွင်းမှာတင်လမ်းလျှောက်ရင်လွှဲတာနော်နေကလည်းပူသေးတယ်ဘောလုံးကွင်းထဲမှာကျွန်တော်ကချင်ပြည်မှာဆိုရင်ခေါင်နာပါဟိုတောင်ရမှာနော်တောင်ရသွားတဲ့ခါမှာမြေတလင်းပဲဘာမှတင်ခိုနားမဲ့နေရတစ်ပင်အရေးနားမဲ့နေရလည်းမရှိဘူးနော်အဲ့လိုမျိုးပြောချင်တာအဲဆိုတော့အဝေးကြီးပဲအဝေးကြီးလဲတွားရအောင်မယ်အမိုက်ကလည်းပြည့်ရအောင်မယ်နော်ပြီးရင်ဒီနေရာမှာအရန်မောတယ်နားစရာနေရသူတို့မှမရှိဘူးနော်ခိုနားစရာလည်းမရှိဘူးဒါကြောင့်ဒီအထဲကလူတွေနော်ဒီအတွင်းကလူတွေကလည်းဘာဖြစ်လာလဲသူတို့စိတ်သက်တွေကြာနေတယ်နော်ဟာငါတို့မလုပ်နိုင်တော့ဘူးခရိယန်တက်တာဆိုတာအဲ့ရပဲတင်ဘောနဂန်ရလာတယ်တင်ပုံသက်တည်ဖြစ်ဖို့ရတဲ့တင်စူးစမ်းနေတယ်ဒီခါမှာဘာဖြစ်လာလဲအပြင်ကလည်းတင်ကိုနော်မျိုးစုံတင်ရဲ့ပြဿနာ financial လူမှု social နော်မျိုးစုံအပြင်ကလည်းလာမယ်အထဲကလည်းလာမယ်ယုံကြည်သူအချင်းချင်းထဲကလည်းလာမယ်ယုံကြည်သူချင်းချင်းထဲကလည်းဘာဖြစ်တယ်ညာဖြစ်တယ်အရန်ဆရာကြီးလုပ်တယ်မျိုးစုံပဲလာမယ်နော်ယုံကြည်သူချင်းချင်းထဲမှာလည်းတချို့ဝิญဉ်ရေးမှာအားနေတဲ့အခါမှာပြောတယ်ကျွန်တော်စက်စာကြောင်းပြီးတော့လူငယ်တွေကိုစဦးဆောင်တဲ့အခါမှာလူငယ်ခေါင်းဆောင်တယောက်ကနော်ကျွန်တော်ကိုလာပြောတယ်ရန်ကုန်အသင်းတော်မှာတော့ကျွန်တော်ဦးဆောင်တဲ့အခါမှာကျွန်တော်လူငယ်တွေဒီမှာဂျာပူဆိုရင်ကောင်းကောင်းသိတယ်သူကနောက်မှသိတာနော်ဂျာပူတို့မရောက်ခင်တုန်းကကျွန်တော်တို့လူငယ်တွေကိုဦးဆောင်တဲ့အခါဒီမှာအဲ့ဒီတုန်းကအဲ့ဒီလူငယ်ခေါင်းဆောင်တယောက်ကကျွန်တော်ကိုဆရာမင်းနဲ့စကားပြောစရာရှိတယ်ဆိုတော့ညာရခင်ကျွန်တော်ရောက်ဖလေးတော်ပါတယ်ကျွန်တော်နဲ့အသက်မသိငိမ့်ပဲအဲဆိုတော့သူနဲ့ကျွန်တော်နဲ့ဟုတ်ပြီတကားပေါက်ပိတ်ပြီးတော့အထဲမှာရုံခန်းထဲမှာစကားပြောကြတယ်ပြောတော့ဗာပြောလဲဆိုတော့စောဘောလေမင်းအရန်မလုပ်ပြနေတဲ့ဟာဗာလဲတော့ကျွန်တော်ဘယ်သူမှမလုပ်ပြဘူးလို့ကျွန်တော်ကအမှုတော်ဆောင်ကျွန်တော်ဘုရားကျောင်းမှာကျွန်တော်ဒီတိုင်းပဲကျွန်တော်တက်နိုင်တော့ကျွန်တော်ထမ်းရွက်တယ်လို့ဒီခါမှသူဗာပြောလဲဆိုရင်ကောင်မလေးတွေတဲ့မင်းကိုပဲမြင်သွားမယ်တဲ့ငါ့ကိုမမြင်ဘဲနဲ့နေမယ်အဲ့နဲ့ကျွန်တော်တဘောပေါက်သွားတယ်အဲ့နဲ့ကျွန်တော်ဒီညီကိုပြောတယ်ညာနဲ့မဟုတ်ပါဘူးလို့ငါတို့အားလုံးကအမှုတော်ဆောင်နေဖြစ်တယ်လို့မင်းနဲ့ခေါင်းဆောင်ကျွန်တော်လည်းဓမ္မဆရာတယောက်အနေနဲ့ပါဝင်နေတာဖြစ်တယ်အားလုံးကအမှုတော်အစီတော်ခန္ဓာဖြစ်တယ်ဘယ်သူတာတယ်ဘယ်သူရုပ်တယ်ဆိုတာမရှိဘူးဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့ခွန်အားပေးရတယ်ကျွန်တော်နားလည်လိုက်တယ်အတင်းတော်မှာတခါလေကြာရင်ငါ့ကိုသူများမတွေးတော့ဘူးလားသူ့ကိုပဲသူများတွေတွေးတော့မလားဆိုတဲ့ခံစားချက်တွေကယုံကြည်တော်သူတွေထဲမှာဖြစ်လာတတ်တယ်ဒါကလူတိုင်းမှာဖြစ်တတ်တယ်ဘာကြောင့်လဲကျွန်တော်လူဖြစ်တယ် perfect လူမဟုတ်တယ် perfect လူမဟုတ်လို့ကျွန်တော်တို့ရဲ့အခြေအနေကထိုကဲ့သို့တော့စဉ်းစားတဲ့အခါမျိုးတွေလည်းရှိနိုင်တယ်
နော်အားနေသွားတဲ့ဝิญဉ်ကြီးကအားနေသွားတဲ့ခါတွေဖြစ်ပါတယ်ဒါပေမဲ့ဒီအရာမှာပြန်ပြီးတော့နော်တဲမှတ်ယူဖို့ရန်အတွက်ဖြစ်တယ်ဒီနေရာမှာကျွန်တော်ပြန်နေပြီးတော့တင်ယူဖို့ရန်အတွက်ဖြစ်တယ်ဒါကြောင့်ဒီတကားကိုပြန်ကြည့်အောင်နော်ဒီတကားပေါက်မှာအိုးဂိတ်ကိုရောက်လာတဲ့ခါမှာသူတို့ဟာဘာဖြစ်လဲဆိုရင်ဒီနေရာမှာသူတို့နော်စိတ်သက်တွေကြပြီအပြင်ကလူတွေကလည်းသူတို့ကို attack လုပ်တယ်အထဲကလူတွေကလည်းမျိုးစုံပဲနော်အမှအထဲကလူတွေပြောတာကြည့်နော်အာအားကုန်ပြီ I have nothing. အားကုန်ပြီအမိုက်များလာတယ်ပြီးရင်မျိုးရိုးပြီးစီးအောင်မလုပ်နိုင်တော့ဘူးဆိုပြီးတော့အထဲကလူတွေကလည်း How's No? your car? အာ Where you got the crate? Yes, Where yes, you got please. the drawing? yeah give me a second အေးဒီနေ့တော့နော်ကဲအဲ့ဒီဟာနော်ဒီ O gate မှာရောက်လာတဲ့ခါမှာဒါကကျွန်တော်တို့စိန်ခေါ်မှုနော်အပြင်ကစိန်ခေါ်မှုရှိတယ်အတွင်းထဲမှာလည်းပြဿနာတွေဖြစ်တယ်အတွင်းထဲကလူတွေကနော်ပို့ဆိုးတယ်ကဲကြည့်ပါအတွင်းကလူတွေကနံပါတ်1အားကုန်ကြပြီငါတို့အရင်မောပြီနော်အမှုတော်မှာပါဝင်တဲ့ခါမှာနော်အတင်းတော်မှာပါဝင်တဲ့ခါမှာဟာငါရမောပြီကွာငါတို့အရင်လုပ်ရတယ်ငါကြီးပဲအရင်လုပ်ရတယ်ဆိုတော့စိတ်တွေဝင်လာပြီဆိုရင်အဲ့မှာအဲ့ကနေစတယ်နံပါတ်1အားကုန်ပြီအမိုက်များတယ်ဟာငါတို့ရှင်းစရာပြဿနာတွေကလည်းများလိုက်တာကွာဆိုတော့အဲ့ဒီစိတ်လာပြီနော်ရှင်းစရာပြဿနာတွေကလည်းတပုံကြီးပဲပြီးနောက်တစ်ခုမျိုးရိုးပြီးစီးအောင်မတတ်နိုင်ငါတို့မလုပ်နိုင်တော့ဘူးထင်တယ်ဆိုတော့အတွေ့အခေါ်နော်ခဏတုန်းကတပိတ်တော်တွေလိုမျိုး let us go across to the other side ဟိုဘက်ကမ်းကိုတွားရအောင်လို့ပြောတဲ့အခါမှာငါတို့မရောက်နိုင်တော့ဘူးထင်တယ်ဟိုဘက်ကမ်းကိုငါတို့မဖြစ်နိုင်တော့ဘူးထင်တယ်ဆိုတော့အဲ့ဒီအတွေ့တန်တရားတွေနော်ကိုအရန်ကိုမောပြီးဆိုပြီးတော့ခံစားတဲ့စိတ်တွေအဲ့လိုမျိုးတွေဝင်လာတဲ့အခါမှာနော်ပြီးရင်ဆက်ပြောတယ်အပိုက်ငယ်7မှာရန်သူတို့ကလည်းငါတို့အမတ်တမင့်နော်တတိမရှိဘဲနေတဲ့အခါမှာငါတို့စီကိုဘာလာတာလုပ်မလဲငါတို့ကိုလာတက်သွားမယ်ရန်သူတွေကငါတို့ထက်အင်အားကြီးတယ်ရန်သူတွေကငါတို့ထက်ပိုပြီးတော့ကြောက်စရာကောင်းတယ်ဆိုတော့အဲ့ဒီကြောက်ရွံ့စိတ်အဲ့ဟာတွေကသူတို့စီမှာဖြစ်လာဒီ O gate အဲ့ဟာသူတို့ကြုံရတယ်အဲ့လိုကြုံရတဲ့အခါမှာနော်ဘဝမှာ challenge တွေစိန်ခေါ်မှုတွေကြုံတွေ့တဲ့အခါမှာထိုဖရားရဲ့တက်ဆွမ်းနိုင်မှုကိုနော်ထိုဖရားရဲ့ကောင်းမြတ်ခြင်းတရားတွေကိုသင်ပြန်ပြီးတော့ဆင်ခြင်ပါဒို့မှတာလင်းသင်ဆက်ပြီးတော့ရှောက်လန်းနိုင်မယ်တို့ဒါတွေကိုမဆင်ခြင်ဘဲနဲ့အမိုက်များတယ်ရန်သူတွေကငါတို့ထက်အင်အားကြီးတယ်ငါတို့မလုံနိုင်တော့ဘူးထင်တယ်ငါတို့မောပြီးဒါတွေကိုပဲတင်ဆွဲလန်းနေမယ်ဆိုရင်နော်ဒီအရာနဲ့တင်ဆက်ပြီးတော့မသွားနိုင်တော့ဒီနေရာမှာတင်တန့်သွားလိမ့်မယ်ဒီနေရာမှာတင်ရက်သွားလိမ့်မယ်ဒါကြောင့်ခရစ်ယာန်ဘဝအသက်တာမှာနော်ကျွန်တော်တို့တည်ဆောက်တဲ့အခါမှာဒီ O gate လို့ခေါ်တဲ့ဖရားရဲ့ပြုတော်မူတဲ့ဒီကောင်းမြတ်ခြင်းတရားတွေကိုတင်များများဆွဲလန်းပါဒီအရာကိုတင်ဆွဲလန်းလေတင်ရင်ဆိုင်ရေးလာတယ်တင်ဒါတွေကိုကြော်ဖြတ်ရေးလာတယ်နော်အဲ့လိုမျိုးအနေအထားဖြစ်တယ်ဒီအခါမှာနေဟမိကခေါင်းဆောင်ဖြစ်တဲ့နေဟမိကဘာလုပ်တယ်လဲနေဟမိကနေတင်ယူစရာရှိတယ်နေဟမိကဒီလိုမျိုးအနေအထားဖြစ်နေတဲ့အခါမှာသူဘာလုပ်တယ်ဆက်ပြီးတော့ကြည့်အောင်နေဟမိမတ်စာခန်းကြီး4ကိုပြန်တမ်းပါနော်နေဟမိမတ်စာခန်းကြီး4အပိုင်ငယ်73ကနေစဖတ်မယ်เนาะကျွန်တော်ဖတ်ပါမယ်တေချာနားထောင်ရအောင်ထို့ကြောင့်မြို့ရိုးအနောက်နှိမ်တော်အရက်ရှင်းလင်းတော်အရက်တို့၌ဓာလန်လေးလက်နက်ပါတော်လူများကိုအဆွေအမျိုးလိုက်ငါခန့်ထား၏ထိုအမှုအလုံးစုံတို့ကိုကြီးစုစီရင်ပြီးမှမူးမတ်မြင်းရာရှိကျွင်းတော်သူတို့အားခေါ်၍ရန်သူတို့ကိုမကြောက်ကြနှင့်ကြီးမြတ်၍ကြောက်မက်ဖွယ်ဖြစ်တော်မူသောထောင်ရဖျားကိုအောက်မိကြလောညီအကိုတားမယာအိမ်အရာဖို့တိုက်ကြလောဟုဆို၏တွေ့လားအဲ့မှာကျွန်တော်ခဏနားမယ်နော်နေဟမိကဘာလုပ်တယ်နံပါတ်1ဒါကတဲ့ငါတို့ရဲ့မြေနှိမ့်တဲ့အရက်ဖြစ်တယ်ဒါကြောင့်ဒီမြေနှိမ့်တဲ့အရက်ကရန်သူတွေလာပြီးတော့ကျူးကျော်နိုင်ရန်သူတွေဒီနေရာကနေလာပြီးတော့ငါတို့မြို့သေးကိုဝင်လို့လွယ်လွယ်လေးပဲနော်ဒါကြောင့်မလို့ရန်သူတွေဒီနေရာကနေမဝင်နိုင်အောင်သူဘာလုပ်လိုက်လဲဆိုရင်ဒါလန်လေးလက်နဲ့
ပါတဲ့အုပ်စုတွေကိုနော်ဆွေမျိုးထဲကနေအုပ်စုလိုက်အစဉ်အလိုက်နော်အားလုံးကိုသူဒီနေရာမှာနော်ဒီနေရာမှာသူတာဝန်ပေးလိုက်တယ်ဒီနေရာဒါအရေးကြီးတယ်ဒီနေရာမှာသူဒီလူတွေကိုသူတာဝန်ပေးလိုက်တယ်နော်နံပါတ်1သူအဲ့ဟာကိုလုပ်လိုက်တယ်နံပါတ်2သူပါပြန်ဆက်လုပ်လဲဆိုရင်နော်အပိုင်းငယ်14မှာအဲ့ဟာတွေကိုသူလုပ်ပြီးတဲ့ခါမှာတဲ့မူးမတ်မြင်းညာရှိမူးမတ်မြင်းညာရှိကျွေးတဲ့သူတွေကိုသူခေါ်တယ်တဲ့အဲ့ဒီလူတွေကိုသူခေါ်တယ်ပြန်ပြီးတော့သူနံပါတ်1က That's how you get the pencil. yeah နံပါတ်1ကသူဒီနေရာမှာပြင်ဆင်လိုက်တယ်နံ Job. ပါတ်2ကဓာတ်လန်လေးနဲ့ပါတဲ့သူတွေကိုသူဒီမှာပြင်ဆင်လိုက်တယ်ပြီးရင်နံပါတ်2ကမူးမတ်အရာရှိတွေကိုသူပြန်ခေါ်တယ်ပြီးရင်နံပါတ်3ကသူဘာပြောတယ်ဆိုရင်ဒီနေရာမှာနော်ရန်သူတွေကိုမကြောက်နဲ့ထောင်ရဖျားကိုတာအောက်မိပါ remember ဖျားကိုအောက်မိပါရန်သူတွေကိုမကြောက်နဲ့အဲ့ဟာအဲ့ဆိုတော့ပြောချင်တာဗာလဲဆိုရင်ဒီနေရာမှာ okay ဆိုတာအဲ့ဟာပဲဟာကျွန်တော်တို့အရန်သူတွေကိုစဉ်းစားမယ်ကျွန်တော်တို့အတွင်းကပြဿနာတွေကိုစဉ်းစားမယ်ဒါတွေကိုပဲစဉ်းစားတဲ့ခါမှာတင်ကြောက်ရွံ့လာတယ်တော်ပြီကွာငါတို့မလုပ်နိုင်တော့ဘူးထင်နေဆိုတဲ့အတွေးတွေဖြစ်လာနော်အဲ့လိုမျိုးအချိန်ခါမှာအရန်ရေးကြည့်တယ်ဖျားကိုအောက်မိပါတဲ့ဖျားလုတ်ခဲ့တဲ့ကောင်းကြီးတွေငါတို့လူမျိုးတွေတောထဲမှာဖျားငါတို့ကိုမာနနဲ့ပို့ဆောင်တယ်ရေငတ်ရင်ဖျားကကြောက်တဲ့ကနေရေကိုထွက်စေတယ်ရေခါရင်ဖျားကရေကိုချူစေတယ်မိုးတိမ်တိုင်အပြည့်မဆတယ်မိမိုးတိမ်တိုင်အပြည့်ငါတို့ကိုမဆတယ်မွေကိုက်တဲ့ခါမှာငါတို့ကိုကြီးဝါမွေရုပ်ထုအပြည့်ငါတို့ကိုကဲတင်ပေးတယ်ငါတို့ထက်ကြီးတဲ့သူတွေကိုမောရှိလက်မြောက်ထားတဲ့ခါမှာငါတို့စစ်နိုင်တယ်နေမင်းကြီးကိုတော့မှငါတို့ရက်နိုင်တဲ့အထိဖျားငါတို့ကိုကောင်းမြတ်တယ်ဒါကြောင့်ဒီဖျားရဲ့ကောင်းမြတ်ခြင်းတရားတွေကိုပြန်ပြီးတော့အောက်မေ့ပါလေအဲ့ဟာကိုနေဟမိကခေါ်လို့တာဖြစ်တယ် Pencil. 我想你等会哎咯 Draw. no draw on the paper go later later on Go. later on not here I'm teaching right now 我想အေးအဲ့လိုမျိုးပေါ့နော်အဲ့အကြောင်းမလို့အဲ့လိုဖြစ်လာတဲ့အခါမှာအဲ့လိုဖြစ်လာတဲ့အခါမှာနော်နံပါတ်1ကျွန်တော်ဒီကနေခွန်အားပေးချင်တာပါလေဆိုရင်နေဟမိလုပ်တဲ့အလုပ်ကပါလေဆိုရင်နံပါတ်1သူကိုယ့်ရဲ့အားနည်းချက်ကိုသူအရင်ရှာတယ်အဲ့နံပါတ်1နေဟမိကကိုယ့်ရဲ့အားနည်းချက်ကို examine အရင်လုပ်တယ်ငါတို့ဘာအားနည်းတယ်လဲငါဘာအားနည်းတယ်လဲအဲ့ဆိုဒီနေရာမှာမြေနှိမ့်တဲ့အရက်ဖြစ်တယ်တဲ့ဓာတုရဲ့အားနည်းချက်ပဲဒီမြေနှိမ့်တဲ့အားနည်းချက်မှာရန်သူတွေကလာပြီးတော့ငါတို့ကိုတိုက်ခိုက်နိုင်တယ်ဒီကနေ attacking ငါတို့စီကိုလာပြီးတော့ဖြစ်နိုင်တယ်ဒါကြောင့်သူ့ရဲ့အားနည်းချက်ကိုသူအရင် examine လုပ်တယ်ယနေ့ကျွန်တော်ခရိယန်တွေရဲ့အသက်တာမှာ old gate လို့ခေါ်တဲ့မြို့ဟောင်းကိုရောက်တဲ့အခါမှာစင်ရဒုက္ခတွေအခက်အခဲတွေဒီ transition ဘဝရဲ့เนาะအချိုးအပွေကိုကျွန်တော်တို့ကြုံတွေ့တဲ့အခါမှာနံပါတ်1ကိုယ့်ရဲ့အားနည်းချက်ကိုအမြဲတမ်းတတိယပါလူတိုင်းမှာအားနည်းချက်ကိုစီရှိတယ်ကျွန်တော်မှလည်းအားနည်းချက်ကိုစီရှိတယ်ကျွန်တော်တို့က perfect လူသားတယောက်မှမဟုတ်ဘူးကျွန်တော်တို့ရဲ့မစုံလင်မှုဆိုတာရှိတယ်အဲ့ဒီမစုံလင်မှုမှာ chance ကလာတယ်ငါဂျေဇုဟာတင်အဖို့လောက်တယ်အဲ့ဒါကြောင့်ကိုရောရဲ့ကောင်းမြတ်ခြင်းတရားကိုဆင်ခြင်ပါဆိုတာအဲ့ရပဲနံပါတ်1ကိုယ့်ရဲ့အားနည်းခြင်းကပါလေ examine လုပ်ပါသူများကိုအပြစ်မမြင်ပါနဲ့သူများကိုကိုကပြန်ပြီးတော့ခနဲ့မယ်ဒါကြောင့်ယေရှုပြောတယ်ကိုယ့်မျက်ချီးကိုအရင်စင်ကြယ်အောင်လုပ်ပါတဲ့နော်ဒါပဲ examine yourself ယုံကြည်ခြင်းနိုင်တည်ဤလောမတည်ဤလောကိုအရင်စမ်းစစ်ပါနော်နိကော9မှာလားနိကော9မှာနော်ဒါကြောင့်ဒီကျမ်းပိုက်ပြောတယ်အဲ့ဆိုပြောချင်တာ examine yourself နေဟမိကကိုအရင်စင်ချင်တယ်ငါဘေးနေရာမှာအားနေတယ်လေဆိုတဲ့စာကိုနေဟမိကသူတာကိုစင်ချင်တယ်နော်ဒါကြောင့်မလို့ယနေ့ကျွန်တော်တို့ဘဝတက်တာမှာဒါရန်ရေးကြည့်တယ်နော်ဒီနေရာမှာဒီ old gate ပေါ့နော်နံပါတ်1ကနေဟမိတာကိုလုပ်တယ်အဲ့ဒီအားနေချက်မှာသူဘာလုပ်တယ်လဲဓာလန်လေးလက်နဲ့ရှိတဲ့သူတွေကိုသူပြင်ဆင်တယ်တဲ့ကိုယ့်ရဲ့အားနည်းချက်မှာ तू ပြန်ပြီးတော့ပြင်ဆင်တယ်နော်ငါရဲ့အားနည်းချက်အရာမှာနော် तू ဒီအရာပေါ်မှာငါတော့ဟိုအဖြစ်တယ်ဒီအရာဖြစ်တယ်ဆိုပြီးတော့ तू တမျိုးမလုပ်ဘူးဒီအရာပေါ်မှာ तू ပြန်ပြီးတော့နော် तू ပြင်ဆင်တဲ့အရာတွေကို तू လုပ်တယ်ယနေ့ကျွန်တော်တို့ဘဝအသက်တာမှာနော်ထိုအရာတွေမှာကျွန်တော်နေဟမိကနေတင်တာကိုဆွဲလန်းတက်ဖို့နော်နံပါတ်1ကကျွန်တော်ဒီအကြောင်းကိုပြောချင်တယ်ပြီးရင်နံပါတ်2က तू ဘာလုပ်လဲဆိုရင်နော်ဒီညမှာဒီmovement မင်းရရှိကျွေးနေသူတွေကိုပြန်ခေါ်တယ်တဲ့နော် reorganize သူပြန်လုပ်တယ်ပြန်ပြီးတော့စုစည်းတယ်အတင်းတော်မှာဒါရေးကြီးတယ်နော်ကိုယ့်ရဲ့အသက်တာမှာလည်းအရင်ရေးကြီးတယ်တင်းဒီတူတယောက်တည်းနေလို့မရ
နော်တင်တူတယောက်တည်းရက်တီတော့မဖြစ်နိုင်ဘူးဖះဖန်ဆင်းကြတဲ့ကနေကျွန်တော်တို့ကို community ဆိုတဲ့စာပေါ်အလိုရှိတာဖြစ်တယ်နော်ကျွန်တော်တို့ကို community အဖြစ်ဖះကဖန်ဆင်းတယ်ဒီအခါမှာနော်ကျွန်တော်တို့ဝิญဉ်ရေးရာဆိုတာကတင်တူတယောက်တည်းမဟုတ်ဘူးကျွန်တော်အားလုံးချိတ်ဆက်နေတယ်နော်ကျွန်တော်အားလုံးကခန္ဓာဝင်များဖြစ်တယ်ခန္ဓာဝင်တွေဟာအချိတ်ဆက်ဖြစ်တဲ့ကဲလို့တယောက်နဲ့တယောက်ကြားထဲမှာကျွန်တော်တို့ချိတ်ဆက်နေတယ်နော်ဒါကြောင့်အားလုံးကပြန်ပြီးတော့ organize နော်ပြန်ပြီးတော့ reorganize သူပြန်ပြီးတော့လုပ်တယ်တဲ့နော်သူဒါတွေကိုသူပြန်လုပ်တယ်ပြီးနောက်ဆုံးသူပါပြန်လုပ်လဲဆိုရင်ဒီနေရာမှာထောင်ရဖျားကိုအောက်မေ့ပါနော်အောက်မေ့ပါတတိယပါရန်သူတွေကိုမကြောက်နဲ့ငါတို့ရဲ့ focus နော်ကိုယ့်ရဲ့ focus ကဘာလဲဆိုတဲ့စာကိုသူပြန်ပြီးတော့နော်ရှာဖွေတယ်ငါတို့ရဲ့ focus က only God ဖျားကိုအောက်မေ့ပါဖျားကို remember ဖျားကိုတတိယပါဖျားပေါ်မှာ focus ထားပါဆိုတဲ့စာကိုနေဟမိကသူသားကိုပြန်ပြီးတော့ခေါ်လုပ်တယ်ကျွန်တော်တို့ရဲ့မြို့ရိုးဒီ old gate လို့ခေါ်တဲ့တကဟောင်းမှာထိုဖျားကို focus လုပ်ပါကျွန်တော်တို့ကအာနေတော်သူများဖြစ်တယ်မစုံနေတော်သူများဖြစ်တယ်ကြာရှုံးနိုင်တယ်ဒါပေမဲ့ဒီຢာကနေတင်ပြန်ပြီးတော့ပြန်ထပါထပြီးတော့ထိုဖျားကိုတင် focus လုပ်ပါအဲ့ဒီအရာပေါ်မှာတင်နော်အာယုံပြုပါဒီအရာကိုနေဟမိစီကနေကျွန်တော်တို့သင်ယူစရာဖြစ်တယ်ပြီးရင်ဒီအဲ့လိုလုပ်ပြီးတဲ့နောက်ပိုင်းမှာသူပါပြောတယ်ဟုတ်ပြီပြီးသွားပြီလားမဟုတ်ဘူးနော်နောက်ဆုံးအချက်မှာသူပါပြောတယ်ညီအကိုတားမရအိမ်အရာဖို့တိုက်ကြတော့ fight နော် fight for your family fight for your နော်ကျွန်တော်မိသားစုအတွက်တင်တိုက်ပါဝิญဉ်ရေးရဆိုတာအဲ့ရပဲတင်ဝิญဉ်ရေးရမှာတင်ကြရှုံးနေဆိုရင်တင်မိသားစုတင်အသင်းတော်အကုန်လုံးကြရှုံးနော်ဒီမြို့ရိုးတစ်ခုပြိုတယ်ဆိုရင်ဒီတစ်မြို့လုံးဖျက်ဆီးခံရမှာပဲကျွန်တော်တို့ဘဝတက်တာမှာလည်းအိမ်ထောင်မှာတင်းရဲ့အခုကျွန်တော်ယောက်ျားကကျွန်တော်ဝิญဉ်ရေးရပြိုရင်ကျွန်တော်ရဲ့ဒီသားနဲ့သမီးတွေအကုန်လုံးဒုက္ခရောက်မှာပဲအဲကြောင့်မလို့ तू ပြန်ပြီးတော့ပြောတယ် fight for your family နော်တင်တယောက်တည်းတော့မဟုတ်ဘူးကျွန်တော်တို့ဟာခရစ်တော်၌အင်္ဂါနွေချင်းနေဖြစ်တော့ကြောင့်နော်လက်မလေးနာတာကမျက်စိကနေမျက်ရည်ထွက်လာတယ်ဘာဆိုင်လဲမျက်စိနဲ့ဘာဆိုင်လက်မမှာဆူးတာမျက်စိကနေမျက်ရည်တွေထွက်လာတယ်ဘာကြောင့်လဲကျွန်တော်တို့ခရစ်တော်၌ခန္ဓာကိုယ်ဝင်ချင်းဆိုတာအဲ့ဒါဖြစ်တယ်တယောက်ရဲ့အားနည်းမှုတယောက်ရဲ့ကြာရှုံးသွားမှုကအသင်းတော်တစ်ခုလုံးအတွက်ထိခိုက်နိုင်စရာအကြောင်းရှိတယ်အဲ့ဟာအရင်ရေးကြည့်တယ်ဒီမှာအဖြစ်တစ်ခုကျွန်တော်စဉ်းစားဘူးလားညီကိုတွေနောအေးဖြစ်ကိုစဉ်းစားရအောင်နောအေးဖြစ်မှာဖះကဘာလုပ်လဲနော်တကဘာလုံးကိုရေလွှမ်းမိုးပြီးတော့ဖျက်ဆီးလိုက်တယ်ကျွန်တော်အရင်တော့အဲ့ဒီအဖြစ်တွေအဲ့လောက်မခံစားဘူးရအခုဖိအေးဖြစ်လာတဲ့ခါမှာအဲ့ဒီအဖြစ်တွေဖတ်ရင်ညံခံစားလာတကယ်တော့အဲ့ဒီခါမှာနော်အေးခေတ်ကာလမှာကျွန်တော်သားလောက်ကျွန်တော်သမီးလောက်ပဲရှိသေးတဲ့ကလေးတွေအများကြီးရှိအောင်နော်လသားအရွယ်ကလေးတွေလည်းအများကြီးရှိမယ်မိခင်ရဲ့ဘိုက်ထဲမှာရှိနေတဲ့ကလေးတွေလည်းအများကြီးရှိမယ်အဲ့ဒီခါမှာဒါပေမဲ့ရေလွှမ်းမိုးတဲ့ခါမှာအခုကျွန်တော်သားလောက်ပဲရှိတဲ့အရွယ်ကလေးတွေလည်းရေလွှမ်းမိုးတော့အကုန်လုံးတည်တာပဲမိခင်ဘိုက်ထဲမှာရှိနေတဲ့ကလေးတွေလည်းအကုန်လုံးတည်တာပဲ only နော်အီမိသားစုကနေလွဲတော့ကျန်တဲ့သူတွေအကုန်လုံးတည်တယ်ကျွန်တော်ဖိဖြစ်လာတဲ့ခါမှာအများကြီးစဉ်းစားလာဟာငါသားတော့အရွယ်လေးတွေကရေလွှမ်းမိုးပြီးတော့တည်သွားတယ်ဟာဘလို့ကြီးတယ်ဖះနော်ဖះကပြင်းထန်လိုက်တာနော်ဆိုအစတွေဖြစ်ကျွန်တော်ဒီလိုမျိုးခံစားချက်တွေဖြစ်လာညီကိုတွေစဉ်းစားဘူးလားဖះကဘာကြောင့်မလို့အဲ့ဒီခါတော့ကဒီလောက်ထိအရွယ်လေးရှိတဲ့ကလေးတွေကိုလည်းဖះကဘာကြောင့်ရေလွှမ်းမိုးပြီးတော့တက်လိုက်တာလဲဘာကြောင့်မလို့ဖះကတရားစီရင်လိုက်တာလဲဘိုက်ထဲမှာရှိနေတဲ့ကလေးတွေကိုဖះဘာကြောင့်မလို့နော်စီရင်လိုက်တာလဲစဉ်းစားဘူးလားဘလို့ထင်တယ်ဖះဘာကြောင့်မလို့ဒီလိုမျိုးလုပ်တယ်လို့ထင်တယ်ဒါဆွေးနွေးကြည့်အောင်နည်းနည်းတယောက်တော့ပြောပါအောင်ကျွန်တော်ပဲပြောနေဘလို့မြင်လဲဒီထဲမှာရှိတဲ့မိသားစုတွေဖះဘာကြောင့်မလို့အဲ့ဒီခါတော့အဲ့လိုမျိုးစီရင်လိုက်ဘလို့ထင်လဲမိဘတွေရဲ့ယုံကြည်ခြင်းကြောင့်လို့လည်းထင်တယ်မိဘတွေကတွေ့ပြီးတော့ကလေးတွေကတတွေ့မသိန်းကိုလိုက်နာမှာဖြစ်တယ်ပေါ့နော်မိဘရဲ့အပြုအမူအဖြစ်အဲ့တော့ဖះကလည်းမှန်နှမျိုးပဲနဲ့အဲ့လိုစီရင်နေလို့ထင်တယ်မချလိုက်ကျေးဇူးတင်တယ်နောက်ဘသူတွေဆွေးနွေးချင်သေးလဲဘလို့ထင်လဲရေးပြောကြည့်အောင်ဘာမှဖြစ်ဘူးလေနော်ကျွန်တော်လည်းကျွန်တော်အမြင်ကိုကျွန်တော်ရေးပြောမယ်အာဆွေးနွေးတာဖြစ်တယ်
ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်ပြောမယ်နော်ကျွန်တော်အမြင်အာဒီမှာဇူလိုင်ပြောတာနော်ဟိုမှန်ပါတယ်နော်ချိတ်ဆက်ရှိပါတယ်အာဟုတ်တယ်ဖះဟာနော် community ဖြစ်တယ်သုံးပါးတစုဖះဖြစ်တယ်လူကိုဖန်ဆင်းတဲ့ခါမှာလည်းဖះဟာ community ဖြစ်ဖို့ဖန်ဆင်းတာဖြစ်တယ် community ကိုဖះကလောက်တာဖြစ်တယ်ဒီအခါမှာနော်အခုကြည့်ပါဥပမာအာခန်ကိုကြည့်ခိုးတာကအာခန်ဟုတ်တယ်မလားဖះကပြောတယ်ဂျေရခေါမျိုးကနေသူတို့ဘာပစ္စည်းမှမယူခိုင်းဘူးထောင်တော့ဖះဖို့နော်တီးတန့်ဖြစ်တယ်ဒါပေမဲ့အာခန်ကဘာလုပ်လဲသူခိုးလိုက်တယ်နော်သူ့အတွက်သူခိုးလိုက်တယ်အာခန်ကသူ့အတွက်သူခိုးတယ်ဒါပေမဲ့ဘာဖြစ်သွားလဲအာခန်နဲ့အတူသူ့ရဲ့တစ်မျိုးလုံးတစ်ဆွေလုံးတမိသားစုလုံးသူ့ကလေးတွေကအစအကုန်လုံးဖះတရားစီရင်တယ်အဲဆိုပြောချင်တာဗာလဲဆိုရင် community နော်ဖះတရားစီရင်တဲ့အခါမှာဖះချင်းမြောက်တာလဲ community ဖြစ်တယ်အာဗြဟံကိုဖះဂျေဇုပြုတာက community ဖြစ်တယ်အာဗြဟံမင်းအားဖြင့်မင်းရဲ့ဆွေစဉ်မျိုးဆက်အကုန်လုံးဟာကောင်းကြီးရတယ်အေးတစုံတူတယောက်အကြောင်းသူ့ရဲ့သားသမီးတွေကအစား affect ဖြစ်လာတယ် community ဖြစ်တယ်အဲဆိုတော့ပြောချင်တာဗာလဲဆိုရင်နောအေးခေတ်ကာလတုန်းကနောအေးကတလောကလုံးကြီးကိုကယ်ဖို့တင်ပေါ်ဆောက်တာတော့မဟုတ်ဘူးနော်နောအေးရဲ့တင်ပေါ်ကနော်တကဘာလုံးမှာရှိတဲ့လူတွေဝင်ဆက်နိုင်တဲ့တင်ပေါ်တော့မဟုတ်ဘူး तू ဆောက်တဲ့တင်ပေါ် site ကတိတိလေးပဲအဲ့လောက်ကြီးတာမဟုတ်ရည်ရွယ်ချက်ကဘာလဲဆိုရင်နောအေးဆောက်တဲ့တင်ပေါ်ကိုလူတွေကကြည့်ပြီးတော့ယုံကြည်ဖို့ဟောငါတို့လည်းတင်ပေါ်ဆောက်ရမယ်ဖះကဘာကြီးကိုနော်ဖြက်စီးတော့ပဲငါတို့မိသားစုရဲ့တင်ပေါ်ကိုတင်ပေါ်ကိုဆောက်ရမယ်ယုံနောအေးဆောက်တဲ့တင်ပေါ်ကိုကြည့်ပြီးတော့ယုံကြည်ပြီးတော့နောအေးဆောက်တဲ့ကေတော့တင်ပေါ်ကိုဆောက်မယ်ဆိုရင်ယုံကြည်ခြင်းရှိမယ်ဆိုရင်သူတို့ချမ်းသာခြင်းရမယ်ဒါပေမဲ့အဲ့ဒီခါတော့ငါလူတွေကနော်တင်ပေါ်မဆောက်နောအေးကိုခနေတယ်ဟာမိုးဆိုတော့ဘာကြီးလဲရေဆိုတော့ဘာကြီးလဲစသည်ဖြစ်အဲ့လိုမျိုးဖြစ်လာတဲ့ခါမှာနောက်ဆုံးနော် community ဖြစ်တယ်နော် community ဖြစ်တယ်ဖះဟာတင့်အားဖြင့်တင်းရဲ့ community ကိုကောင်းကြီးပေးတကယ်တော့ဖះဟာတင်းအားဖြင့်တင်း community မှာလည်းဆိုးရွားစရာအကြောင်းရှိတယ်။ညာပြီးဒါဝိဒ်ကြောင့်မလို့ဒါဝိဒ်ရဲ့မာရီမှုကြောင့်သူ့ရဲ့တနိုင်ငံလုံးဒုက္ခရောက်တဲ့အရာတွေရှိတယ်။ဒါဝိဒ်ရဲ့နော်ကောင်းကြီးကြောင့်နော်သူ့ရဲ့တမျိုးသားလုံးလွတ်တာလည်းရှိတယ်။ဘုရင်ဟေဇကိဘုရင်ရဲ့ဆုတောင်းခြင်းကြောင့်နော်သူတို့တနိုင်ငံလုံးလူငင်းချမ်းသာခွင့်ရတာလည်းရှိတကယ်တော့နော်အာဟန်လို့ခေါ်တဲ့ဘုရင်ရဲ့မာရီမှုကြောင့်နော်တနိုင်ငံလုံးဆင်းရဲဒုက္ခရောက်တဲ့အရာတွေစီရင်ချင်းခံရတဲ့အရာတွေလည်းရှိတယ်။ community ဖြစ်တယ်။ယနေ့ကျွန်တော်တို့မိသားစုတွေကျွန်တော်တို့ရဲ့အသင်းတော်အတွက်အသင်းတော်တည်ဆောက်တဲ့အခါမှာနော်တင်တယောက်တည်းမဟုတ်ဘူးနော်တင်ဟာ community ဖြစ်တယ်။အင်္ဂါနယ်ချင်းတွေဖြစ်တယ်။လက်မဟာနော်လက်မဖြစ်တဲ့အရာကငါချီမနဲ့ပါဆိုင်တယ်။ငါမျက်စိနဲ့ပါဆိုင်တယ်။ငါနားနဲ့ပါဆိုင်တယ် no နော်ဆိုင်တယ်နော်အားလုံးဆိုင်တယ် community ဖြစ်တယ်။ body ဖြစ်တယ်အဖွဲ့ဝင်များဖြစ်တယ်အင်္ဂါနယ်ချင်းတွေဖြစ်တယ်ဆိုတဲ့စာကိုခွန်အားယူပါ။နော်ဒါကြောင့်မလို့ပြောချင်တာပါလဲဆိုရင်ဒီအနေရာမှာဒါကြောင့်နေဟမိက fight for your family fight for yourself ဘယ်မပြောဘူးနော်တင်းအတွက်တင်တိုက်ယူပါပဲမဟုတ်ဘူး fight for your family တင်းရဲ့မိသားစုအတွက်တင်တိုက်ယူပါဝိညာဉ်ရေးရဆိုတာအရာဖြစ်တယ်ဝိညာဉ်ရေးရဆိုတာကိုယ့်တယောက်တည်းအတွက်ပဲမဟုတ်ဘူးနော်ကျွန်တော်နဲ့အတူဆက်နွယ်နေတဲ့သူအားလုံးအတွက်ဖြစ်တယ် spirituality ဆိုတာကျွန်တော်ကအင်္ဂါနွယ်ခြင်းတွေဖြစ်တယ်နော်အဲ့ဒီအရာကိုပြောချင်တာဖြစ်တယ်ဒါကြောင့်ဒီအရာကိုကျွန်တော်ပြန်ပြီးတော့တွားရအောင်နော် O gate မှာရောက်လာတဲ့ခါမှာเนาะဒါကဘဝရဲ့ transition ဖြစ်တယ်ဒီနေရာမှာအရင်ရေးကြည့်ပြီးစိတ်သက်တွေကြားတဲ့နေရာလဲဒီနေရာပဲငါ့ကိုလူတွေပါပြောတယ်အတင်းသူတင်းသားတွေပါပြောတယ်ဟိုဆရာပါပြောတယ်ဒီဆရာပါပြောတယ်เนาะမျိုးစုံကြုံတွေ့ရတဲ့နေရာဒီနေရာပဲဒီအခါမှာဖះကိုအောက်မိပါဖះကိုတတိယပါထိုဆွဲလန်းခြင်းရှိမှတာလင်เนาะတင်ပါဖြစ်လာမလဲဆိုရင်ဆက်ပြီးတော့တင်တွားရေးလာမယ်နော်ဒီမှာနောက်လာအောင်မယ်နောက်ပတ်အောင်ဖြစ်သွားပြီနော်မနေ့ဖြန်လေးမှာကျွန်တော်ပြန်ပြီးတော့တွေးကြအောင်မယ်အဲဆိုတော့ဒီဆက်ပြီးတော့ဖြတ်တန်းသွားမယ်ခရီးမှာဖခင်ရဲ့ကောင်းမြတ်ခြင်းတရားကိုတင်မဆွဲလန်းနိုင်ဘူးမဆင်ခြင်နိုင်ဘူးနော်ဒီညီညူတာတွေပြည့်တင်တာတွေနော်သူများရဲ့ခနဲ့တာအထင်မြင်သေးတာတွေဒါတွေကိုပဲတင်ကောင်းနေမှာဖြစ်နေမယ်ဆိုရင်တော့နော်တင်ဆက်ပြီးတော့တင်းရဲ့ဝိညာဉ်ရေးရာတည်ဆောက်ဖို့ရအတွက်မလွယ်ကူပါဘူးနော်ဒါကြောင့်မလို့ကျွန်တော်ဒီ O gate မှာကျွန်တော်ခွန်အားယူစရာဆွဲလန်းစရာကထောင်ရဖရာရဲ့ကောင်းမြတ်ခြင်းတရားကိုဆွဲလန်းပါပြီးရင်ကိုယ့်ရဲ့အားနည်းချက်ကိုအမြဲတမ်းဆင်ခြင်ပါ examine လုပ်ပါကိုယ့်ရဲ့အားနည်းချက်အရာကိုအမြဲတမ်းဆင်ခြင်နော်
ပြီးရင်ဒီအာပြန်ပြီးတော့ reorganize ပြန်နေပြီးတော့စုစည်းပါကိုယ့်ရဲ့စိတ်တွေကိုပြန်စုစည်းမယ်ကိုယ့်ရဲ့ focus က attention က only God ဖျားစီကိုပဲထားပါဖျားနဲ့ကိုယ်နဲ့ကြားမှာမှန်ကန်စွာနဲ့နှိမ်ချစွာနဲ့အမှုတော်ကိုအစီတော်ခံပါအသင်းတော်ထဲမှာပါဝင်ပါဒါဟာတင်းရဲ့အသင်းတော်တင်းရဲ့ community တင်းရဲ့မိသားစုရဲ့ spirituality ဘေးတော့ဖြစ်ဖို့ရင်အတွက်ဖြစ်တယ်တင်းအတွက်ပဲမဟုတ်နော်ဖခင်ကတင်းအတွက်ပဲမဟုတ်ဘူးတင်းနဲ့ပေါင်းဆက်နေတဲ့ community တင်းရဲ့အသင်းတော်အတွက်ဘေးတော့ဖြစ်လာဖို့ရင်အတွက်ဖြစ်တာဖြစ်တယ်ဆိုတဲ့စာကိုဒီ OK ကနေခွန်အားယူစရာကအဲ့ဒီရဖြစ်ပါတယ်။ကြိုင်နောက်ဆုံးအနေနဲ့တော့မဿဲကိုလည်းရအောင်နော်။ရှမဿဲခန်းကြီး၄မှာရှမဿဲခန်းကြီး၄မှာယေရှုကိုကြည့်ပါ။နော်ယေရှုခရစ်တော်သူဘယ်လိုအောင်မြင်ခဲ့လဲ။နော်အာတော့ရအောင်ကျွန်တော်ဒီမှာလုပ်မယ်။ရှမဿဲခန်းကြီး၄မှာနော်။အဲ့ဆိုတော့ယေရှုကိုစာတန်ကစုံစမ်းနေနောက်စုံစမ်းတဲ့အခါမှာနံပါတ်1เนาะသူဒီညမှာယေရှုကเนาะ fasting เนาะသူ40 days ရက်ပေါင်း40เนาะရက်ပေါင်း40သူအစာရေစာရှောင်ပြီးတော့သူ fasting လုပ်နေတယ်ဟုတ်ပြီအဲ့ဒီဟာဒါကသူ့ရဲ့ context ပဲဒီရက်ပေါင်း40เนาะ40 nights အစာရေစာရှောင်နေတဲ့ဒီခါမှာဘာဖြစ်မလဲเนาะအားနည်းနေတယ်သူအားနည်းနေတဲ့အချိန်ခန္ဓာရေးရာသူအားနည်းနေတဲ့အချိန်မှာဒီမှာကျမ်းစာကရေးတယ် yes he was hungry no he was hungry အဲ့ဒီအချိန်အခါမှာဘာဖြစ်လာလဲဆိုရင် tempter စုံစမ်းတဲ့ကောင်ကရောက်လာပြီ if you are the son of God command these stone to become loaves of bread ဒီမှာတွေ့လားဒီမှာ bread ဖြစ်ဖို့ရန်အတွက်เนาะသူ့ကိုစုံစမ်းပြီဒါအရင်ရေးကြည့်တယ်နော်သူ့ရဲ့ယေရှုရဲ့အားနည်းနေတဲ့အချိန် he was hungry အဲ့ဒီအချိန်ခါမှာသူ့ကိုမင်းကဖျားသားပဲဒါဆိုရင်ကြောက်ခဲကိုမုန်းလို့စားလိုက်ဆိုတဲ့အရာလာပြီးတော့စုံစမ်းနေနော်ယနေ့ခဏနေဟမိအသက်တာမှာလည်းအဲ့ဒီတိုင်းပဲမြေနှိမ့်ရာအရက်အမိုက်များတယ်ငါတို့မလုံနိုင်တော့ဘူးဆိုပြီးတော့အဲ့လိုမျိုးဖြစ်နေတဲ့အခါမှာနော်အပြင်ကလူတွေကလည်းတိုက်မိတယ်ငါတို့ကိုလာပြီးတော့ဖျက်ဆီးမိတယ်ငါတို့ထက်အားကြီးတယ်တဲ့ဒီသတင်းကိုကြားတဲ့အခါမှာစိတ်သက်တွေကြလာတယ်ငါတို့မလုံနိုင်တော့ဘူးထင်တယ်မဖြစ်နိုင်တော့ဘူးထင်တယ်ဆိုတဲ့အတွေးခေါ်တွေကအဲ့ဒီမှာရောက်လာတယ်အဲ့ဒီအခါမှာအဲ့လိုမျိုးအခါမျိုးမှာကျွန်တော်တို့ပြန်နေပြီးတော့စဉ်းစားပါ examine yourself တင်းရဲ့အားနည်းခြင်းကိုတင်းရှုမှတ်ပါတင်းဟာ perfect မဟုတ်ဘူးနော်ပြည့်စုံနေတဲ့သူမဟုတ်ဘူးနော်ကိုယ့်ရဲ့အားနည်းတဲ့အရာ yes ယေရှုကဲတော့ he was hungry သူဒီပိုက်စာနေတယ်ဒါပေမဲ့ပိုက်စာနေတဲ့အချိန်ကွက်တိမှာသူ့ရဲ့မြေနှိမ့်ရာလို့ခေါ်တယ် he was hungry အဲ့ဒီအချိန်ခါမှာစာတန်ကရောက်လာတယ်ရောက်လာပြီးတော့စုံစမ်းတဲ့ခါမှာယေရှုရဲ့ focus ကဘယ်မှာပဲရောက်လဲဆိုရင်နှုတ်ကပတ်တော်မှာပဲရှိတယ်ဟဲ့ယေရှုရဲ့ focus ကငါဒီဘိုက်စားလိုက်တာဟာငါမဖြစ်နိုင်တော့ဘူးထင်တယ်မလုပ်နိုင်တော့ဘူးထင်တယ်ဆိုတော့ကိုယ့်ရဲ့အားနည်းခြင်းအရာမှာ तू focus ရောက်နေတာတော့မဟုတ်ဘူးနော်ငါမတတ်နိုင်တော့ဘူးထင်တယ်ဆိုတဲ့အရာမှာတော့မရှိဘူးစာရန်လာပြီးတော့သူ့ကိုစုံစမ်းတဲ့ခါမှာသူ့ရဲ့ focus ကဘယ်မှာလဲမုတ်မှာမဟုတ်ဘူးဆိုတဲ့စာကို तू ဖော်ပြတယ်သူ့ရဲ့အားနည်းနေတဲ့အရာမှာသူ့ရဲ့ focus မဟုတ်ဘူးသူ့ရဲ့ focus ကနော်ဖျားစီမှာ तू focus ထားတယ်ယနေ့ဒီမှာရှိတဲ့ညီကိုတွေစုံစမ်းခြင်းတွေအခက်ခဲတွေဆိုတာကျွန်တော်တို့ကြုံတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့ရှောင်လွဲလို့မရဘူးကျွန်တော်လူသားတယောက်အနေနဲ့ဒီအခါမှာကျွန်တော်တို့ရဲ့ focus ကနော်ဘယ်နေရာမှာထားတယ် remember the Lord ဖခင်ကိုအောက်မေ့ပါဖခင်ကိုတတိယပါဖခင်ရဲ့ကောင်းမြတ်ခြင်းတရားတွေကိုသင်ပြန်ပြီးတော့ဆင်ခြင်ပါအဲ့ဒီအရာမှာဆွဲလန်းပါဒို့မှသာနေဒီအခက်ခဲကိုတင်ကြော်လွှားနိုင်တယ်အဲ့ဟာက okay တကဟောင်းလို့ခေါ်တဲ့ဖခင်ရဲ့ပြုတော်မူတဲ့ကောင်းကြီးကြော်လွန်သွားခဲ့တဲ့ကောင်းကြီးဣသရေလတွေအတွက်ယော်ဒန်မြစ်ကနေဟိုဘက်ကမ်းကိုဖြတ်တဲ့အခါမှာဟိုဘက်ကမ်းမှာအကြောက်တုံး12ကိုစိုက်ထားတယ်အဲ့ဒီ12ဟာနောင်လာနောင်သားတွေအမြဲတမ်း remember ဖခင်ရဲ့ပြုတော်မူတဲ့ကောင်းကြီးကို remember လုပ်ဖို့ရတဲ့ဖြစ်တယ်ယနေ့တကဟောင်းဆိုတာထိုကေလို့ဖြစ်တယ်ကျွန်တော်တို့ကိုဖခင်စိုက်တော်မူတဲ့ကောင်းကြီးတွေကိုဆွဲလန်းပါအဲ့ဒီအရာတွေပေါ်မှာအမတ်ရပါတို့မှတာလင်းနော်တို့မှတာလင်းကျွန်တော်ဒီအခက်ခဲဆင်းရဲဒုက္ခကိုကျွန်တော်ဖြတ်တန်းသွားနိုင်မှာဖြစ်တယ်ဆိုတဲ့စာကိုဒီတကဟောင်းကနေခွန်အားယူစရာဖြစ်ပါတယ်လို့နော်အဲဆိုတော့နောက်နေ့မှာကျွန်တော်ပြန်ပြီးတော့သွားမယ်ဒီနေ့မှာတော့ကျွန်တော်ဒီတကဟောင်းမှာတခါအောင်နဲ့ value တော့နည်းနည်းတော့အစပြုထားတယ်မနေ့ပြန်မှာတော့ပြန်ပြီးတော့ကျွန်တော်သွားကြရအောင်မနေ့ပြန်မှာဒီအာsorry ဒီ done ကျွန်တော် screen share တော့ပေးရောက်သွားတယ်
နော်ကျွန်တော်ဒီ gate ကိုအရင်သဘောကျဒီနောက်ချီကားပေါ့ပမာလို့နော် down gate ဆိုတဲ့စာလေးရှိတယ်မနေ့ပြန်မှာကျွန်တော်ဒီအကြောင်းတွေလာမယ်အခု gate တိုင်းကခွန်အားယူစရာပဲကျွန်တော်အချိန်ဟိုအကန့်အသတ်ဖြစ်လို့ဒါကျွန်တော်ဒီလိုမျိုးအပေါ်ရန်နည်းနည်းတွားတာဖြစ်တယ်ဒါပေမဲ့ညီကိုတွေဆက်ပြီးတော့လေ့လာပါ study လုပ်ပါချမ်းစာကိုဖတ်ပါနော်ဖတ်ပြီးတော့ဖရားနဲ့ဆူတောင်းပြီးတော့ခွန်အားယူပါနှုတ်ကပတ်တော်တွေကြားတဲ့အခါမှာဆင်ခြင်ပါဒီຢာနဲ့ပြန်ပြီးတော့ချိန်ထိုးပါဒါဆိုရင်ကိုယ့်အတွက်ပို့ပြီးတော့เนาะဒီဆောက်စရာဖြစ်ပါလိမ့်မယ်အဲဆိုတော့ပြန်ပြီးတော့တွားရအောင်assignment အနေနဲ့ reflection paper เนาะအခု3 gates ပြီးသွားပြီ ship gate fish gate o gate เนาะပြီးသွားပြီဘာတွေခွန်အားယူမိတယ်လဲဘာတွေတင်ယူမိတယ်ကိုယ့်ရဲ့အားနည်းချက်ကဘာတွေဖြစ်တယ်လဲငါဒီအရန်စိတ်ဆိုးတတ်တော်သူဖြစ်တယ်ဒါကိုယ့်ရဲ့အားနည်းချက်ပဲဥပမာအဲ့ဒီအရာမှာဒီနေ့သင်ခန်းစာအဖြစ်ဘာတွေကိုသင်ယူမိတယ်ဆိုတဲ့စာမျိုးတွေပေါ့နော်တချို့တော့သူတွေတက်ကတော့နော်ကိုယ့်ရဲ့အားနည်းချက်ဟာလောင်းကစားရေးရမှာဖြစ်နိုင်တယ်။အော်ကျွန်တော်ဒီလောင်းကစားရေးရမှာနော်အပေါက်ဖြစ်နေတယ်။ဒီအားနည်းချက်ကိုယနေ့သင်ခန်းစာအဖြစ်ကျွန်တော်ဘယ်လိုမျိုးသင်ယူရမိပါတယ်ဆိုတော့ reflection paper နော် sharing လုပ်လို့ရတယ်အခုဒီမှာပြောချင်လဲရတယ်ကျွန်တော်ကို mail ပို့ချင်လဲရတယ်ကျွန်တော် reflection paper တွေရတဲ့အခါမှာစိတ်ပျော်တယ်အခုညီမ July เนาะသူရဲ့ဖော်ပြတဲ့အရာကိုကြားရတဲ့အခါမှာတကယ်ကိုဝမ်းမြောက်ပါတယ်လို့ပါဝင်တဲ့သူရောက်စတိုင်းကိုလည်းဖျားခင်ကောင်းချီးပေးပါစေ question တွေရှိမယ်ဆိုရင်ပြန်ပြီးတော့မေးကြရအောင်ကျွန်တော်တတ်နိုင်တဲ့တော့ဖြေမယ်မသိတဲ့အရာတွေကျွန်တော် study လုပ်မယ်သိတဲ့ဆရာတွေကိုကျွန်တော်ခေါ်ဖိတ်ပေးမယ်အရောက်စီတိုင်းပါဝင်ဆွေးနွေးနိုင်ပါတယ်ဆိုတဲ့စာကိုပြန်နေပြီးတော့ထပ်လောင်းပြီးတော့ပြောလို့ပါတယ်ကျေးဇူးတင်နေအရောက်စီတိုင်းကိုဖျားခင်ကောင်းချီးပေးပါစေquestion ရှိမလားဟုတ်ပြီ question မရှိဘူးဆိုရင်တော့ကျွန်တော်reflection paper မျောနေမယ်နော်မေးစရာမရှိဘူးဆိုတော့တက်တီခံစရာတော့ရှိမှာပေါ့အဲဆိုတော့အရောက်စီတိုင်းရဲ့တက်တီခံချက်တွေကိုကျွန်တော်ညွှန်လင့်ပါတယ်လို့နော်မနေ့ပြန်မှာညီကိုအကီဘယ်လိုလဲ question ရှိလားမတွေ့ရတာကြာပြီနော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်လည်းအလုပ်ထဲမှာပါခင်ဗျာဟောကျေးဇူးပါလို့ဆရာဟောဆရာတော်ဘာလို့ဒီမအားမလက်တဲ့ကြားတဲ့နေလို့သင်ပြီးအတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ဆရာသင်တန်းတက်တာနဲ့ကျွန်တော်လည်းသတိထားမိတယ်ဆရာကတော့ကျန်းစာအတိုင်းပဲပြီးမှာလို့ကျွန်တော်မေးနေကျန်းစာအတိုင်းပဲမမေးရင်တော့မဖြစ်ဘူးလို့စဉ်းစားမိပါတယ်ကျွန်တော်နောက်ရကြရင်တော့ကျွန်တော်ဟုတ်ကဲ့ကျူးစာပြောလို့ပါမယ်ဟုတ်ကဲ့ဒီနေ့တော့ကျွန်တော်မအားဘူးဖြစ်နေတယ်မနေ့ပြန်တစ်ခါတော့ကျွန်တော်အားပါတယ်ခင်ဗျာဟုတ်ဒီ assignment လောက်ဒီဟုတ်ကဲ့ကျွန်တော်ဟုတ်ကဲ့ကျွန်တော်ကျူးစာပါမယ်တော့ညီကိုကြီးဖျားခင်ကောင်းချီးပေးပါစေကျေးဇူးတင်တယ်ဟုတ်ကဲ့ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ဆုတောင်းယူရအောင်လေprayer request တွေရှိမလားတစုံသူတယောက်ဘယ်သူတွေများ prayer request တွေရှိမလဲrequest ကဒီနေ့မှအဲ့ရလေးဆူတောင်းခံဖို့တင်ရမယ်ဆိုတာဘာလဲဆိုတော့ဒီအစားတောက်စားတဲ့အခါမှာလေ